အားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်86နှစ်မြောက်ပင်လုံစာချုပ်ချုပ်ဆိုတဲ့နေ့ခမ်းနားထိပ်မှာ Federal စကားဝိုင်းလေးကိုဒီနေ့ကြွားရောက်လာကြတဲ့သက်ဆိုင်ရာဝန်ကြီးများနဲ့တကွာဒုဝန်ကြီးတိုင်းရင်းသားခေါင်းဆောင်များအားလုံးကိုနှုတ်ခွန်းဆက်တာပါတယ်အားလုံးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ကျမတို့အခု Federal စကားဝိုင်းလေးမစခင်မှာကျမတို့မိတ်ဆက်အခမ်းအနားအစီအစဉ်မစတင်မီမှာ1949 February လ12ရက်နေ့မှာစတင်ပြီးပြည်မကိုကူစားပြုတဲ့ဗိုလ်ချုပ်အောင်ဆန်းနဲ့တောင်တန်းကိုကူစားပြုတဲ့တိုင်းရင်းသားခေါင်းဆောင်များအတူတကွပင်လုံကတိကဝတ်များအပြင်စာချုပ်ချုပ်ဆိုလွတ်လပ်ရေးယူခဲ့ကြလို့ယနေ့ကမ္ဘာအလယ်မှာမြန်မာပြည်မြေပုံမြင်တွေ့ရတာရှိတရားပါသို့တော်ညာလဲပင်လုံကြောက်တိုင်ကြီးယနေ့တိုင်တည်ရှိနေပေမဲ့ပင်လုံသစ္စာပျောက်ဆုံးနေခဲ့တာလွတ်လပ်ရေးရယူပြီးကြတဲ့ကယနေ့တိုင်ဖြစ်ပါတယ်တောင်ပေါ်မြေပြန့်ညီညွတ်မှုရခဲ့တဲ့ပင်လုံစိတ်ဓာတ်ပင်လုံစာချုပ်ကိုချိုးဖောက်တဲ့စစ်အာဏာသိမ်းတဲ့လုပ်ရက်သည်မငြိမ်းချမ်းတဲ့ပြည်ထောင်စုတစ်ခုကိုဖြစ်ပေါ်ခဲ့ရပါတယ်2020 February လ1ရက်နေ့မှာတဖန်ငြိမ်းချမ်းရေးစာချုပ်တွေကိုဖောက်ဖျက်ပြီးစစ်အာဏာသိမ်းခဲ့တဲ့အကျိုးဆက်ကြောင့်ပြည်ထောင်စုပါတိုင်းရင်းသားတို့ရဲ့အသက်အိုးအိမ်ပေါင်းများစွာပျက်စီးဆုံးရှုံးခဲ့ရတာအင်မတန်မှဝမ်းနည်းစရာကောင်းပါတယ်ဒီဖြစ်ရပ်များကိုမမေ့သောအားဖြင့်10မိနစ်ခန့်ငြိမ်သက်ပေးပါရန် live အခမ်းအနားသို့ယနေ့တက်ရောက်လာကြတဲ့လူချင်းများကိုဥစွာမေတ္တာရပ်ခံပါတယ်နေမြဲအားလုံးကျေးဇူးတင်ပါတယ်အခုချိန်မှာကျမတို့ Federal စကားဝိုင်းလေးကိုဆွေးနွေးဖို့စတင်ခွင့်ပြုပါရှင်စကားဝိုင်းဆွေးနွေးပွဲကိုစတင်ခွင့်ပြုဖို့ရန်အတွက်ဒီနေ့ကျင်းပတဲ့စကားဝိုင်းမှာဥဆောင်ဆွေးနွေးသူများအဖြစ် Federal ရေးရာပြည်ထောင်စုဝန်ကြီးစီးပွားရေးနဲ့ကုသရေးဝယ်ရေးပြည်ထောင်စုဝန်ကြီးအမျိုးသမီးလူငယ်နဲ့ကလေးသူငယ်များရေးရာပြည်ထောင်စုဝန်ကြီးစီးပွားဘဏ္ဍာနဲ့စီမံဘဏ္ဍာယင်းနှီးမြှုပ်နှံရေးရာဒုတိယဝန်ကြီးနဲ့ကချင်ခေါင်းဆောင်တူတို့ကိုကျမတို့ဖိတ်ခေါ်ထားပါတယ်ကနဦးအနေနဲ့ Federal ရေးရာပြည်ထောင်စုဝန်ကြီးအားသွေးချင်းချစ်ကြည်အောင်ပွဲစီတို့စကားဝိုင်းတွေ Federal ရေးရာကိစ္စများကိုဆွေးနွေးပေးပါရန်မေတ္တာရပ်ခံအပ်ပါတယ်ရှင်မင်္ဂလာပါအခုလို26နှစ်မြောက်ပင်လုံစာချုပ်ကိုချုပ်ဆိုတဲ့အထိမ်းအမှတ်နဲ့ဆက်ဆက်ပြီးတော့နှစ်တိမြအတွက်လက်တွဲညီတွေ့ချင်းများချစ်ကြည်အောင်ပွဲစီဆိုတဲ့ Federal စကားဝိုင်းမှာပါဝင်ဆွေးနွေးခွင့်ရတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်စီစဉ်သူများကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်တို့ကိုလည်းပါဝင်ပြီးတော့ဖိတ်ခေါ်ဆွေးနွေးခွင့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်လို့ကျွန်တော်ပြောကြားချင်ပါတယ်အခုကျွန်တော်တို့ရခင်ကပြည်ထောင်စုနေ့လို့အမေရိကန်ကျင်းပခဲ့တဲ့ February လ12ရက်နေ့ကိုကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရကနေပြီးတော့မနှစ်က2022ကနေစပြီးတော့ပင်လုံစာချုပ်ချုပ်ဆိုတဲ့အထိမ်းအမှတ်နဲ့ဖြစ်နေပြန်လေကျင်းပခဲ့ပါတယ်ဒီလိုကျင်းပနေရတဲ့အကြောင်းရင်းကတော့ကျွန်တော်1949ခုနှစ် February လ12ရက်နေ့တုန်းကပင်လုံစာချုပ်ကိုချုပ်ဆိုခဲ့တဲ့ခေါင်းဆောင်ကြီးများကိုတစ်ဖက်မှာအလေးပြုသလိုသူတို့ကိုဂုဏ်ယူသလိုလေးစားသလိုတစ်ဖက်မှာလည်းပဲပင်လုံစာချုပ်ချုပ်ဆိုပြီးတဲ့နောက်ပိုင်းမှာပေါ်ထွန်းခဲ့တဲ့အဆက်သောအစိုးရတွေကပင်လုံစာချုပ်ကိုဥပိ္ပခပြုပြီးအကောင်အထည်ဖော်ဖို့ငြင်းဆန်ခဲ့တဲ့အတွက်ကျွန်တော်တို့တိုင်းပြည်မှာအနှစ်90ကျော်ပြည်တွင်းစစ်နယ်လိမ်ဆိုင်နေရတယ်စစ်အာဏာရှင်
ဆရာနာတိတ်မှု3ကျင်3ခါနဲ့လေကျွန်တော်တို့ရင်ဆိုင်နေရပါတယ်ဒီလိုဖြစ်ပေါ်နေတဲ့ပင်လုံစာချုပ်ကိုချုပ်ဆိုတာပြည်ထောင်စုစစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုကိုထူထောင်ဖို့ဖြစ်ခဲ့ပေမဲ့ဒီလူရင်းပန်းတိုင်ကိုယနေ့အထိမရုပ်သေးဘူးဆိုတာပြည်သူလူထုကိုအတိပေးခြင်းတဲ့အတွက်ပြည်ထောင်စုနဲ့ဖြစ်နေမကျင်ပပေနဲ့ပင်လုံစာချုပ်ကိုချုပ်ဆူခြင်းဆိုတဲ့အစီအစဉ်နဲ့ကျွန်တော်တို့ကျင်ပနေရခြင်းဖြစ်ပါတယ်ကျွန်တော်တို့ခုနေဦးတော်လှန်ရေးမှာအဓိကတိုက်ပွဲဝင်နေတာအပိုင်းတစ်ပိုင်းရှိပါတယ်တစ်ခုကတော့ကျွန်တော်တို့ပင်လုံစာချုပ်ကိုဖျက်လို့ဖျက်ဆီးလုပ်ပြီးပြည်ထောင်စုထူထောင်ရေးကိုအမေရိကန်စန့်ကျင်ကန့်ကွက်ဟန်တာခဲ့တဲ့စစ်အာဏာရှင်စနစ်ဖြုတ်ချရေးဖြစ်ပါတယ်ဒုတိယအနေနဲ့ဒီစစ်အာဏာရှင်စနစ်ကိုဖြုတ်ချပြီးတော့ပင်လုံမှာဗိုလ်ချုပ်အောင်ဆန်းနဲ့ကျွန်တော်တို့တိုင်းရင်းသားခေါင်းဆောင်တွေညှို့မှန်းခဲ့တဲ့အတိုင်းစစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်နိုင်တဲ့အထိကျွန်တော်တို့တိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်အဲဒီလိုစစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကျွန်တော်တို့ထူထောင်နိုင်ပြီးတော့အခါမှာလူအပ်လို့ရှိရင်ဖေဖော်ဝါရီလ12ရက်နေ့ကိုဖက်ဒရယ်ပြည်ထောင်စုနဲ့အဖြစ်ခေါ်မလားသို့မဟုတ်ပင်လုံနဲ့အဖြစ်နဲ့ပဲအမေရိကန်ကျင်းပသွားမလားပြည်သူလူထုထံကျွန်တော်တို့ထွေအပ်ပြီးတော့ပြည်သူလူထုရဲ့ဆုံးဖြတ်ကိုကျွန်တော်တို့ကြည့်ယူသွားမှာဖြစ်ပါတယ်ဆိုတော့အခုကျွန်တော်တို့မြို့သားညီငွေရေးအစိုးရအနေနဲ့ကတော့ကြားကာလအစိုးရဖြစ်တဲ့အတွက်အရေးကြီးတဲ့ကိစ္စရပ်တွေကိုကျွန်တော်တို့ဆောင်ရွက်နေတာပဲရှိတယ်သို့တော့အားလုံးကိုဆုံးဖြတ်ဖို့ကျွန်တော်တို့အနေနဲ့မလုပ်နိုင်သေးပါဘူးဘာဖြစ်လို့လဲဆိုတော့ပြည်သူလူထုတရားလုံးပူပေါင်းပါဝင်တဲ့နေကြမှာကျွန်တော်တို့ဒါတွေကိုဆောင်ရွက်တော့မှဖြစ်တယ်ဆိုတာတင်ပြချင်ပါတယ်တစ်ဖက်မှာတော့ကျွန်တော်တို့စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်နိုင်ရေးအတွက်ကျွန်တော်တို့အနေနဲ့ပြင်ဆင်မှုကိုဖက်ပေါင်းစုံကနေလုပ်နေပါတယ်ကျွန်တော်တို့ Federal Charter မှာပါတဲ့ Federal Principle ချုပ်စီလေးချက်ရှိပါတယ် Federal စံတန်ဖိုးတွေရှိပါတယ်လမ်းညွှန်မှုတွေရှိပါတယ်ဒီတွေတိုင်းဒီအခြေခံမှုတွေဒီစံချိန်စံနှုန်းတွေဒီလမ်းညွှန်ချက်တွေတိုင်းပဲကျွန်တော်တို့ Federal ပြည်ထောင်စုကိုထူထောင်သွားမှာဖြစ်ပါတယ်အခုချိန်မှာကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ကျွန်တော်တို့တတ်လုပ်ငန်းတွေဆောင်ရွက်နေတာမျိုးမဟုတ်ဘဲနဲ့အမျိုးသားညီညွတ်ရေးအတိုင်းပင်ခံကောင်စီနဲ့ညှိနှိုင်းပြီးတော့မှအနာဂတ်ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေးကိစ္စများကိုတော်၎င်းအသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံချီခံဥပဒေကြီးဆွေးရေးလုပ်ငန်းတွေကိုတော်၎င်းပြီးတော့ပြီးခဲ့တဲ့နှစ်မှာဆိုလို့ရှိရင်ဖက်ဒရယ်ဒီမိုကရေစီပြည်ငင်ကြီးဆွေးပြဋ္ဌာန်းရေးကိစ္စဝါကိုတော်၎င်းလက်တွဲပြီးတော့ဆောင်ရွက်နေတာဖြစ်ပါတယ်အထူးသဖြင့်ကျွန်တော်ဝန်ကြီးဌာနဖက်ဒရယ်ပြည်ထောင်စုကြီးရဝန်ကြီးဌာနအနေနဲ့အမျိုးသားညီညွတ်ရေးအစိုးရနဲ့တွဲဖက်ပြီးတော့လုပ်တယ်လို့တစ်ဖက်မှာလည်းပဲအဓိကအဖြစ် NUCC နဲ့ကျွန်တော်တို့တွဲဖက်ပြီးတော့လုပ်နေတာများပါတယ် NUCC မှာပဲ JCC Federal ဖွဲ့စည်းပြီးတော့ Federal ပြည်ထောင်စုထူထောင်ရေးလုပ်ငန်းကိုကျွန်တော်တို့အားလုံးဝိုင်းပြီးတော့ဆွေးနွေးကြတယ်ပြီးတော့ခုချိန်မှာအသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံချီခံဥပဒေရေးဆွဲရေးလုပ်ငန်းအဖွဲ့ TCWG ကိုလည်း NUCC အောက်မှာဖွဲ့စည်းပြီးတော့ကျွန်တော်တို့ပြင်ဆင်မှုတွေလုပ်နေပါတယ်အဲလို NUCC မှာပူးပေါင်းပါဝင်တဲ့ NUG ကိုယ်စားလှယ်နှုတ်ကိုပံ့ပိုးဖို့တွေ့ဆိုလို့ရှိရင်လည်းပဲ NUG မှာ TCPC ဆိုပြီးတော့ဖွဲ့ပါတယ်ဝန်ကြီးနဲ့ဒုတိယဝန်ကြီး12ဦးပါပါတယ်ကျွန်တော်တို့အနေနဲ့ပြင်ဆင်မှုလုပ်ငန်းတွေကိုအဆဆရကျွန်တော်တို့ပြင်ဆင်ဆောင်ရွက်လက်ရှိနေပါတယ်အချိန်တန်တဲ့ခါမှာကျွန်တော်တို့အနေနဲ့ပြည်သူလူထုအတွက်တော်လှန်ရေးလူအပ်ချက်နဲ့အညီကျွန်တော်တို့ထုတ်သုံးနိုင်ဖို့အတွက်တွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံချီခံဥပဒေပြင်ဆင်ရေးလုပ်ငန်းတွေကျွန်တော်တို့အတက်နိုင်ဆုံးဆောင်ရွက်လက်ရှိနေပါတယ်ဒါတင်မကပါဘူးတွင်ကူးပြောင်းရေးကာလစီမံတွေကိုလည်းကျွန်တော်တို့ဆောင်ရွက်နေပါတယ်ဘာဖြစ်လို့လဲဆိုတော့တွင်ကူးပြောင်းရေးကာလဟာထိလွေရှလွေကာလဖြစ်တဲ့အတွက်ကျွန်တော်တို့အနေနဲ့တတိထားပြီးတော့ဆောင်ရွက်ဖို့လိုအပ်ပါတယ်ပြီးတော့စီအာနာစင်စနစ်ဖြုတ်ချပြီးတဲ့နောက်ပိုင်းတွင်ကူးပြောင်းရေးကာလတရားမျှတမှုကိုစီစဉ်ဆောင်ရွက်နိုင်ဖို့အတွက်လည်းကျွန်တော်တို့ပြင်ဆင်နေပါတယ်ဘာဖြစ်လို့လဲဆိုတော့ရခင်တွေကအာနာသိန်းခေါင်းဆောင်တွေကိုကျွန်တော်တို့တွင်ကူးပြောင်းရေးတရားစီရင်မှု transitional justice တွေမဆောင်ရွက်ခဲ့တဲ့အတွက်ခုလိုမင်းအောင်နိုင်လို့ပုံကိုယ်တွေကသူတို့ကြိုက်တဲ့ချိန်မှာအာနာသိန်းလို့ရမယ်ကြိုက်တဲ့ချိန်မှာတိုက်ပြည်ကိုဖျက်ဆီးလို့ရမယ်ကြိုက်တဲ့ချိန်မှာပြည်သူလူထုကိုညှဉ်းပန်းနှိပ်စက်လို့ရမယ်ဆိုတဲ့အမြင်မျိုးရှိတဲ့အတွက်တွင်ကူးပြောင်းရေးကာလ transitional justice ကိုလည်းကျွန်တော်တို့ဆောင်ရွက်ဖို့ပြင်ဆင်နေပါတယ်ကျွန်တော်စပိုင်းမှာဒီလိုပဲပြောပြရစေကျွန်တော်တို့အနေနဲ့အတတ်နိုင်ဆုံးတော်လှန်ရေးအောင်မြင်ရေးအတွက်တော်၎င်းပြည်သူလူထုတရားလုံးရဲ့နှစ်ပေါင်း85နှစ်တိုင်တောင်းစုခဲ့တဲ့တောင်းစုချိတ်ကိုဖြစ်စီပေးနိုင်ဖို့အတွက်ကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့
ဖက်ပေါင်းစုံကနေပြင်ဆင်တဲ့အကြောင်းကျွန်တော်တင်ပြချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဖက်ဒရယ်ရေးရာပြည်ထောင်စုဝန်ကြီးဒေါက်တာလျန်မုံစခေါင်းကိုအထူးပဲကျေးဇူးတင်ပါတယ်အခုဆက်လက်ပြီးဝန်ကြီးဒေါ်ခင်မမမျိုးကိုပင်လုံစာချုပ်ချုပ်ဆိုခြင်းသမိုင်းနဲ့ပတ်သက်ပြီးဆွေးနွေးပေးပါရန်ဖိတ်ခေါ်အပ်ပါတယ်မကြားဘူးဆရာမမြုပ်ထားတယ်ဟုတ်ကဲ့အခုလို့ဒီနေ့စကားဝိုင်းလေးမှာပါဝင်ခွင့်ရတဲ့အတွက်အားလုံးကိုဖိတ်ကြားသူတွေကိုစီစဉ်သူတွေအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ကျမတို့ပင်လုံစာချုပ်နဲ့ပတ်သက်ပြီးတော့ခါကြတော့ကျမတို့1949ခုနှစ်လွန်ခဲ့တဲ့86နှစ်ကာလတုန်းကကျမတို့ဖေဖော်ဝါရီလ10ရက်နေ့မှာရှမ်းပြည်ပင်လုံမြို့မှာသမိုင်းဝင်ပင်လုံညီလာခံကြီးကိုကျင်းပခဲ့ပါတယ်။အဲဒီမှာဖေဖော်ဝါရီလ12ရက်နေ့မှာသမိုင်းဝင်ပင်လုံစာချုပ်ကြီးကိုချုပ်ဆိုနိုင်ခဲ့ကြပါတယ်။ပင်လုံစာချုပ်အရကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိဖို့ဖက်ဒရယ်ပြည်အောင်စုတည်ဆောက်ရေးဆိုတာတွေကိုကတိကဝတ်သဘောတူညီမှုတွေရှိခဲ့ကြပါတယ်။ဒါပေမဲ့တကယ်တမ်းကျတော့လွတ်လပ်ရေးရပြီးကာလကနေစတင်ပြီးတဲ့အခါကျတော့အခုချိန်ထိပင်လုံစာချုပ်ကတိကဝတ်များနဲ့နှစ်သာရတွေကိုအကောင့်ထဲပေါ်ဆောင်နိုင်ခဲ့ခြင်းမရှိပါဘူး။သမိုင်းဝင်ပင်လုံစာချုပ်ချုပ်ဆိုတဲ့နေ့ကိုပြည်အောင်စုနေ့လို့သတ်မှတ်ပြီးတော့နှစ်ပေါင်းများစွာပြည်အောင်စုနေ့အခမ်းအနားတွေပွဲတွေအများကြီးပဲကျင်းပခဲ့ပါတယ်။ဒါပေမဲ့တကယ်တမ်းကျတော့အနှစ်သာရမပါတဲ့ပြည်အောင်စုနေ့အခမ်းအနားတွေမှာနိုင်ငံကြီးကဲတွေဆရာနာရှင်တွေပင်လုံစာချုပ်ပါကတိကဝတ်တွေကိုလက်တွေ့မဖော်ဆောင်နိုင်ဘဲနဲ့ညီကန်နိုင်ငံရေးသမားများစွာတွေတက်ရောက်ခဲ့ကြပြီးတော့နှစ်စဉ်မှာပျော်ပွဲရှင်ပွဲတွေနဲ့ဒါကျင်းပခဲ့ကြတဲ့အနေအထားရှိပါတယ်ပင်လုံစာချုပ်ကတိကဝတ်တွေနဲ့အနှစ်သာရများတွေနဲ့ပတ်သက်ပြီးတော့ဖော်ဆောင်နိုင်ခြင်းမရှိတဲ့ပြည်အောင်စုနေ့လို့သတ်မှတ်ပြီးတော့ထိမ့်မှတ်အခမ်းအနားတွေဒါတွေကိုဆိုလို့ရှိရင်ကျင်းပခဲ့ကြပါတယ်ဒီလိုမျိုးကျင်းပခဲ့မှုအနေအထားတွေဟာတကယ်တမ်းကျတော့အဆင့်တန်းတူအခွင့်အရေးတူရပိုင်ခွင့်တူဒီမိုကရေစီကြကြခံစားခွင့်ရှိရမယ်ဆိုတဲ့အယူအဆနဲ့လွတ်လပ်ရေးကိုအတူတကွရယူပြီးအသစ်ဖွဲ့စည်းထူထောင်လက်တန့်သောနိုင်ငံတော်သစ်ကြီးကိုမျှော်မှန်းခဲ့ကြတဲ့ပင်လုံစာချုပ်ကြီးရဲ့ဘိသုကာခေါင်းဆောင်တွေပင်လုံစာချုပ်ရဲ့သမိုင်းတန်ဖိုးဒါတွေကိုစော်ကားလစ်လူရှုခဲ့ကြခြင်းပဲဖြစ်ပါတယ်။ဒါကြောင့်အမျိုးသားညီညွတ်ရေးအစိုးရနဲ့အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီခေါင်းဆောင်များပြည်သူလူထုတွေတိုင်ပင်ဆွေးနွေးပြီးတော့2022ခုနှစ်ဖေဖော်ဝါရီလ12ရက်နေ့မနှစ်ကစတင်ပြီးတော့ပြည်အောင်စုနေ့စာရဲ့အမည်နာမကိုသုံးစွဲခြင်းမပြုတော့ဘဲနဲ့ပင်လုံစာချုပ်ချုပ်ဆိုခြင်းအထိမ်းအမှတ်နေ့နဲ့သာသတ်မှတ်ပြီးတော့အခမ်းအနားလေးတွေကိုကျင်းပခဲ့တဲ့အနေအထားလေးရှိပါတယ်။နောက်တစ်ချက်ကပင်လုံစာချုပ်ချုပ်ဆိုခဲ့တဲ့ပင်လုံညီလာခံကိုဆိုလို့ရှိရင်တချို့ကဒါကပထမပင်လုံညီလာခံနောက်ပိုင်းမှာဒုတိယပင်လုံညီလာခံလို့ပြောကြပါတယ်။တကယ်တော့မဟုတ်ပါဘူး။ပင်လုံစာချုပ်ချုပ်ဆိုခဲ့တဲ့ပင်လုံညီလာခံဟာဒုတိယညီလာခံဖြစ်ပါတယ်။ပထမပင်လုံညီလာခံကို1946ခုနှစ်မတ်လ20ရက်နေ့ကနေ28ရက်နေ့အထိလဲကြားနယ်ပင်လုံမျိုးမှာကျင်းပခဲ့ပါတယ်1946ခုနှစ်ဇန်နဝါရီလ31ရက်နေ့မှာကျင်းပတဲ့ရှမ်းပြည်စော်ဘွားများကောင်စီအစည်းအဝေးကနေရှမ်းပြည်လက်မှုပြပွဲခေါင်းစဉ်နဲ့ကျင်းပဖို့ဆုံးဖြတ်ခဲ့ကြပြီးတော့ရှမ်းပြည်လူထုခေါင်းဆောင်များကချင်တောင်တန်းခေါင်းဆောင်များရှမ်းတောင်တန်းခေါင်းဆောင်များကရင်နီခေါင်းဆောင်များနဲ့ဗမာပြည်မခေါင်းဆောင်များကိုဖိတ်ကြားခဲ့ပြီးတော့ဒီပင်လုံပွဲကိုပထမပင်လုံညီလာခံလို့ခေါ်တွင်ခဲ့ပါတယ်။ပင်လုံစာချုပ်ချုပ်ဆိုခဲ့တဲ့ပင်လုံညီလာခံကတော့ဒုတိယပင်လုံညီလာခံသာအရင်ဖြစ်ပါတယ်။1948ခုနှစ်ဇန်နဝါရီလ29ရက်နေ့မှာချုပ်ဆိုခဲ့တဲ့အောင်ဆန်းအတလီစာချုပ်အပိုက်8မှာချင်းကချင်နဲ့ရှမ်းလူမျိုးများကဗမာပြည်ကြားဖြတ်အစိုးရနှင့်ပူးပေါင်း၍လွတ်လပ်ရေးကိုအတူတကွရယူသင့်မသင့်ဟုသောကိစ္စနှင့်အကယ်၍လွတ်လပ်ရေးကိုအတူတကွရယူမည်ဆိုပါကဗ
ဘလို့ပဲပုံပူးပေါင်းရယူမယ်ဆိုတဲ့ပူးပေါင်းရေးနည်းလမ်းကိုတောင်တန်းဒေသမှာရှိတဲ့တိုင်းရင်းသားလူမျိုးများရဲ့ဆန္ဒအတိုင်းဆောင်ရွက်နိုင်ရမယ်ဆိုတဲ့အချက်ကအပိုက်၈မှာပါခဲ့ပါတယ်။အဲ့ဒီအချက်အရာချင်းကချင်နဲ့ရှမ်းလူမျိုးများရဲ့ဆန္ဒသဘောထားရယူဖို့ဒုတိယပင်လုံညီလာခံပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီးတော့သမိုင်းဝင်ပင်လုံစာချုပ်ကြီးလည်းပေါ်ပေါက်ခဲ့ရခြင်းဖြစ်ပါတယ်။ဒီလိုမျိုးပင်လုံစာချုပ်ကြီးမချုပ်ဆိုခင်မှာဒုတိယပင်လုံညီလာခံအတွက်ကြိုတင်ညှိနှိုင်းဆွေးနွေးမှုတွေလည်းရှိခဲ့ပါတယ်။48ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာကချင်ကိုယ်စားလှယ်များတွေကကွတ်ခိုင်မြို့နယ်နမ်ဖတ်ကာရွာမှာကြိုတင်ညှိနှိုင်းဆွေးနွေးခဲ့ကြပြီးကချင်အမျိုးသားများဟာဗမာအမျိုးသားများနဲ့တပြိုင်တည်းလွတ်လပ်ရေးရရန်အပါအဝင်လူလားချက်9ရက်သဘောတူခဲ့ကြပါတယ်။1948ခုနှစ်ဖေဖော်ဝါရီလ6ရက်နေ့မှာတော့ရှမ်းနှစ်ကချင်ကော်မတီအစည်းအဝေးတွေကျင်းပပြီးဗမာတို့နှင့်အဆင့်တန်းတူအခွင့်အရေးတူရပိုင်ခွင့်တူဒီမိုကရေစီကြကြခံစားခွင့်ရှိရမည်ဆိုတဲ့အချက်အပါအဝင်ဆုံးဖြတ်ချက်9ရက်ကိုချမှတ်ခဲ့ပါတယ်။အဲဒီကနေဆက်ပြီးတော့1948ခုနှစ်ဖေဖော်ဝါရီလ9ရက်နေ့မှာတော့ချင်းကချင်ရှမ်းပူးတွဲကော်မတီအစည်းအဝေးတွေကျင်းပပြီးရှမ်းကချင်ကော်မတီကဆုံးဖြတ်ထားတဲ့ဆုံးဖြတ်ချက်များတွေမှာချင်းကိုယ်စားလှယ်အဖွဲ့ကရှမ်းကချင်ချင်းကိုယ်စားလှယ်များပါဝင်သောတောင်တန်းများစည်းလုံးညီညွတ်ရေးအဖွဲ့ဦးစီးအမှုဆောင်ကော်မတီတရက်ကိုဖွဲ့စည်းထူထောင်ရမယ်။ဒီအမှုဆောင်ကော်မတီမှာတောင်တန်းသားများနဲ့ဗမာပြည်အစိုးရတို့အကြားမှာပေါ်ပေါက်သမျှသော policy ဆိုင်ရာကိစ္စအားလုံးနဲ့ဆက်လျင်းတဲ့အဆုံးဖြတ်ပေးနိုင်သောအာဏာအပြည့်အစုံရရှိရမယ်ဆိုတဲ့အချက်အပါအဝင်အချက်3ချက်ထပ်မံဖြည့်ဆွတ်ပြီးတော့သဘောတူခဲ့ကြပါတယ်။အဲ့ဒီလိုနဲ့1948ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာပင်လုံညီလာခံကြီးကျင်းပပြီးတဲ့အခါတွေမှာတော့ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့တဲ့ကနဦးမိန့်ခွန်းမှာလည်းတောင်တန်းနယ်မြေများအားဗြိတိရှအုပ်ချုပ်တီကိုဗမာများကမကြိုက်ကြောင်းဗမာများသည့်တောင်တန်းဒေသအတွက်ပြောဆိုခြင်းမှာဗမာပြည်နှင့်တန်းတူအဆင့်အတန်းအခွင့်အရေးရစေလိုသောကြောင့်ဖြစ်ကြောင်းဗမာလူမျိုးများသည်ဗြိတိရှကျွန်မဖြစ်လိုကြောင်းထိုနည်းတူတောင်တန်းလူမျိုးများလည်းဗြိတိရှကျွန်ဖြစ်သည်ကိုဗမာကမကြိုက်ကြောင်းထိုနည်းတူတောင်တန်းလူမျိုးများသည်ဗမာကျွန်အဖြစ်မဖြစ်စေရကြောင်းဆိုတာတွေကိုလည်းရှေးဥစွာပြောကြားခဲ့ပြီးတော့ပင်လုံစာချုပ်ကြီးမိတာဆက်လက်ဆွေးနွေးပြီးတော့သမိုင်းဝင်ပင်လုံစာချုပ်ကြီးပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်ပင်လုံစာချုပ်ထဲမှာအပိုက်6ပိုက်ပါဝင်ခဲ့ပြီးတော့ညီလာခံကိုယ်စားလှယ်များအနေနဲ့ကြားဖြတ်မြန်မာအစိုးရနဲ့ချက်ချင်းပူးပေါင်းခြင်းအပြင်ရှမ်းကချင်ချင်းတို့သည်လွတ်လပ်ရေးကိုပုံမူ၍လျင်မြန်စွာရရှိလိမ့်မည်ဟုယုံကြည်ကြသည်နဲ့အညီအပိုက်6ပိုက်ကိုသဘောတူခဲ့ကြတာဖြစ်ပါတယ်အပိုက်1မှာတောင်တန်းဒေသများဆိုင်ရာအတိုင်ပင်ခံခန့်ထားရေးအပိုက်2မှာအဆိုပါအတိုင်ပင်ခံပုဂ္ဂိုလ်ကိုအုပ်ချုပ်ခွင့်အာဏာပေးအပ်ရေးအပိုက်3မှာအဆိုပါအတိုင်ပင်ခံပုဂ္ဂိုလ်ကိုလူမျိုးချင်းမတူသောဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်2ဦးကကူညီရေးအပိုက်4မှာဆိုလို့ရှိရင်တော့အမှုဆောင်ကော်မတီအစည်းအဝေးများတက်ရောက်မှုအပိုက်9မှာတောင်တန်းဒေသများအတွက်နေတွင်းအုပ်ချုပ်ရေးမှာကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အရေးအပိုက်6မှာပူးပေါင်းထားတဲ့မြန်မာပြည်အတွင်းသီးသန့်ကချင်ပြည်နယ်တစ်ခုနဲ့နမိတ်သတ်မှတ်ခြင်းနဲ့တည်ထောင်ခြင်းအပိုက်9မှာနေဆက်ဒေသများရဲ့နိုင်ငံသားအခွင့်အရေးအပိုက်10မှာပြည်ထောင်စုရှမ်းပြည်နယ်စုတွင်အနှံပြည်သောဗန္နာရေးနဲ့ပတ်သက်တဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုထိခိုက်ခြင်းမရှိစေရအပိုက်9မှာဗန္နာရေးအကူအညီနဲ့ဗန္နာရေးအစီအမံများနဲ့ဆိုင်သောကိစ္စရပ်များဆိုပြီးတော့သဘောတူညီခဲ့ကြပါတယ်အဲဒီလိုပင်လုံစာချုပ်ကြီးကိုလက်မှတ်ရေးထိုးပြီးတဲ့အချိန်မှာတောင်တန်းသားများစီးလုံးညီညွတ်ရေးဦးစီးကော်မတီကိုပင်လုံညီလာခံမှာပဲဆက်လက်ဖွဲ့စည်းထူထောင်ခဲ့ပြီးတော့တောင်တန်းသားများစီးလုံးညီညွတ်ရေးကော်မတီကနေချင်းကချင်နဲ့ရှမ်းတို့ကိုကိုစားပြုပြီးနေချာဒေသစုံစမ်းစစ်ဆေးရေးကော်မတီကိုပြည်ထောင်စုအတိုင်းအတာဖြင့်ပူးပေါင်းဆောင်ရွက်ရမည့်ကိစ္စများဥပမာကာကွယ်ရေးနိုင်ငံခြားရေးစတဲ့ကိစ္စတွေမှာတောင်တန်းဒေသကိုယ်စားလှယ်များရဲ့အများဆန္ဒနဲ့ကြိုတင်သဘောတူညီချက်မရှိဘဲဆောင်ရွက်ခြင်းမရှိစေရအဲ့ဒီလိုဆောင်ရွက်ရင်ဗမာကိုယ်စားလှယ်အများစုဆန္ဒနဲ့တစ်ဖက်သက်ဆုံးဖြတ်ချက်ချမှတ်ခြင်းမရှိစေရဆိုတဲ့အချက်ပါဝင်အဆိုပြုချက်9ချက်ကို
တင်သွင်းခဲ့ပါတယ်ဒါတွေကတော့ကျမတို့လွန်ခဲ့တဲ့86နှစ်တုန်းကကျမတို့ပင်လုံသမိုင်းကြောင်းအခြေအနေတွေဖြစ်ပါတယ်ဒီလိုပင်လုံသမိုင်းကြောင်းတွေပင်လုံရဲ့ဂတိကဝတ်တွေပင်လုံရဲ့အနှစ်သာရတွေဒါတွေဟာအခု86နှစ်ပြည့်အချိန်ထိဒီစောင့်နိုင်ခြင်းမရှိသေးပါဘူးအခုကျမတို့စစ်အာဏာရှင်သိမ်းမှုတွေအဆက်ပေါ့နော်ဒါတော့ကျမတို့လူမျိုးကြီးဝါဒကျင့်သုံးမှုတွေနောက်ပြီးတဲ့အခါကျတော့ကျမတို့နိုင်ငံရေးအရာကလင်ကချစ်ကြမှုတွေသစ္စာဖောက်မှုတွေလက်ဝတ်ကြီးအုပ်မှုတွေနောက်ပြီးတဲ့အခါကျတော့နိုင်ငံရေးအရာဖယ်ကျင်မှုတွေဖယ်ရှားမှုတွေဒါမျိုးတွေကိုဒါလှုပ်ဆောင်ကြပြီးတဲ့အခါကျတော့နောက်ဆုံးမှာအခါကျတော့စစ်အာဏာရှင်စနစ်လက်အောက်မှာပဲခဏရောက်နေတဲ့အချိန်ဖြစ်ပြီးတော့ပင်လုံရဲ့ဂတိကဝတ်များဟာအခုအချိန်ထိဒါဒီမရသေးပါဘူးပင်လုံရဲ့အနှစ်သာရတွေလည်းမဖော်ဆောင်နိုင်သေးပါဘူးဒါကိုဆိုလို့ရှိရင်တော့ကျမတို့နောက်တစ်ချိန်ပေါ့လေအနာဂတ်ဖက်ဒရယ်ပြည်အောင်စုကြီးမှာပင်လုံရဲ့ဂတိကဝတ်များပင်လုံရဲ့အနှစ်သာရများအားလုံးပုံမူပြီးတဲ့အခါကျတော့ပြည့်စုံဖော်ဆောင်နိုင်တဲ့ဖက်ဒရယ်ပြည်အောင်စုကြီးကိုကျမတို့ဒါဒီစောင့်ကြဖို့အတွက်လိုအပ်တယ်ဆိုတဲ့အနေအထားဒါဟာကျမတို့အတွက်ဦးစားပေးအရေးကြီးတဲ့လုပ်ငန်းကြီးတစ်ရပ်ဖြစ်တယ်ဆိုတဲ့အနေအထားလေးကိုဒါကနဦးအနေနဲ့ဆွေးနွေးတင်ပြလိုပါတယ်ကျေးဇူးတင်ပါတယ်ရှင်စီးပွားရေးနဲ့ကုသရေးဝန်ကြီးပြည်ထောင်စုဝန်ကြီးဒေါက်ခင်မမမျိုးအထူးပဲကျေးဇူးတင်ပါတယ်ကျမတို့ဒီအကုန်လုံးအားလုံးပေါ့နော်နေရာဒေသအသီးသီးကနေပါဝင်တဲ့အတွက်ကြောင့်မလို့စပိုင်းဆိုင်ရာချွေမှုလေးတွေဖြစ်ခဲ့လို့ရှင်ကျမတို့နားလည်ခွင့်လွှတ်ပေးပါလို့အဝေးကနေလည်းအများကြီးပေါ့နော်အဝေးကနေမှထိန်းချုပ်ရတဲ့သူတွေလည်းရှိတဲ့အတွက်ကျမတို့ဒီစပိုင်းဆိုင်ရာချွေမှုလေးကိုတိခန့်ခွင့်လွှတ်ပေးကြပါလို့တောင်းပန်ပါတယ်အခုချိန်မှာဆက်လက်ပြီးတော့အမျိုးသမီးလူငယ်နဲ့ကလေးသူငယ်များပြည်ထောင်စုဝန်ကြီးနော်ဆူဇန်နာလလဆူကိုဖိတ်ခေါ်ပါတယ်ဝန်ကြီးရှင်နာဂတ်ဖက်ဒရယ်ပြည်ထောင်စုမှာအမျိုးသမီးများရဲ့အခန်းကဏ္ဍလူငယ်များရဲ့အခန်းကဏ္ဍကိုဆွေးနွေးပေးပါရန်ဖိတ်ခေါ်ပါတယ်ဟုတ်ကဲ့အားလုံးမင်္ဂလာပါကျမကတော့NUG ဝန်ကြီး mute လုပ်ထားချင်ဟုတ်လားကျမတော့ဖွင့်ထားတယ်ကြားလားကြားဟုတ်ကဲ့ကျမအမျိုးသားညီညွတ်ရေးအစိုးရအမျိုးသမီးလူငယ်နဲ့ကလေးသူငယ်ရေးရာဝန်ကြီးဌာနဝန်ကြီးနော်ဆူဇန်နာလှလှဆိုဖြစ်ပါတယ်ကျမကိုတော့ပေါ့နော်မိတ်ဆက်ပေးဖို့ဆိုပြီးတော့ပြောထားတဲ့အတွက်ကြောင့်ကျမရဲ့ background လေးအနည်းငယ်ပြောပြလိုပါတယ်2015 2010ကနေစပြီးတော့ကျမဒီအမျိုးသမီးအရေးပေါ့နော်အမျိုးသမီးအဖွဲ့အစည်းတွေမှာเนาะဒီတဘာပတိနောက်ပြီးတော့ဥက္ကဋ္ဌเนาะနောက်ပြီးတော့ executive director စသည်ဖြင့်ပေါ့နော်အမျိုးသမီးအရေးပြည်အောင်စုအရေးနောက်ပြီးတော့တိုင်းသားရဲ့အခွင့်အရေးတွေပေါ့နော်တောက်လျှောက်လှုပ်ဆောင်ခဲ့ပါတယ်2015မှာတော့ကျမဒီလွှတ်တော်ရွေးကောက်ပွဲကိုဝင်ခဲ့ပြီးတော့မှကျမလွှတ်တော်ကိုယ်စားလှယ်တူအဖြစ်9နှစ်တာတာဝန်ထမ်းဆောင်ခဲ့ပါတယ်လွှတ်တော်မှာလည်းအမျိုးသမီးနဲ့ကလေးသူငယ်ရေးရာကော်မတီရဲ့အတွင်းရေးမှူးအဖြစ်9နှစ်တာတက်ကြွပေါ့နော်ဒီအမျိုးသမီးနဲ့ကလေးတွေကိုကာကွယ်ဖို့အတွက်ဥပဒေတွေကိုပြဋ္ဌာန်းမှုမှာပါဝင်ခဲ့ပါတယ်2020မှာတော့ရန်ကုန်တိုင်းကရင်တိုင်းသားရေးရာဝန်ကြီးအဖြစ်ရွေးကောက်ခံရပြီးတော့2021မှာတော့ဒီ NUG ရဲ့အမျိုးသမီးလူငယ်နဲ့ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှာဝန်ကြီးဖြစ်တာဝင်ထမ်းဆောင်ရရှိပါတယ်အဲ့တော့ပထမဆုံးကျမရဲ့ဝန်ကြီးဌာနကိုပဲကြည့်မယ်ဆိုလို့ရှိရင်ဒါမြန်မာနိုင်ငံရဲ့သမိုင်းတစ်လျှောက်မှာเนาะတခါမှမရှိဘူးတဲ့ဝန်ကြီးဌာနဖြစ်ပါတယ်เนาะဒီကျမတို့ဒီအမျိုးသမီးအရေးလှုပ်ရှားဆောင်ရွက်တုန်းကလည်းကျမတို့ဒါအစိုးရအဆက်ဆက်ကိုကျမတို့တောင်းဆိုခဲ့တယ်အမျိုးသမီးဝန်ကြီးဌာနเนาะအမျိုးသမီးဘာလဲဆိုတော့ကျမတို့မြန်မာနိုင်ငံကเนาะအမျိုးသမီးထက်ဝက်ကျော်ရှိတယ်เนาะ52%ရှိတယ်အဲ့ဒါကြောင့်မလို့ဒီအများစုဖြစ်တဲ့အမျိုးသမီးကိုကိုစားပြုတဲ့ဝန်ကြီးဌာနရှိတဲ့နယ်ဆိုပေမဲ့เนาะဒီအစိုးရအဆက်ဆက်မှာ
ဖြစ်လာခဲ့ဘူးပေါ့နော်နားမထောင်ခဲ့ဘူးနောက်ပြီးတော့အဲ့လိုပဲလူငယ်ပေါ့နော်ကျမတို့နိုင်ငံဆိုလို့ရှိရင်လူငယ်တွေအင်မတန်မှများတဲ့နိုင်ငံဖြစ်ပါတယ်နောက်ဆုံး2014သကောင်စီရင်ပေါ့နော်ဒီ census စစ်တမ်းကောက်တဲ့အခါမှာဒီအသက်နော်15နှစ်ကနေပြီးတော့35နှစ်အတွင်းလူငယ်တွေဆိုတာလေဒါအများဆုံးဖြစ်ပါတယ်လူဦးရေမှာအဲ့ဒါကြောင့်မလို့လူငယ်ရေးရဝင်ကြီးဌာနရှိတဲ့နယ်ဆိုပြီးတော့ဒါလူငယ်တွေကလည်းတောင်းဆိုပါတယ်ဒါပေမဲ့လည်းဖြစ်မလာခဲ့ဘူးပေါ့နော်ဒါပေမဲ့လည်းအခုလို့ကျမတို့အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းတဲ့အခါမှာဒီຫນွေဦးတော်လှန်ရေးမှာရွရွချွန်ချွန်ပါဝင်ခဲ့တဲ့လူငယ်တွေအမျိုးသမီးတွေကိုနော်ဂုဏ်ပြုသောအားဖြင့်ပေါ့နော်ဂုဏ်ပြုခြင်းအားဖြင့်ကျမတို့ဒီဝင်ကြီးဌာနကိုစတင်တည်ထောင်တဲ့အခါမှာကျမအနေနဲ့နော်အင်မတန်မှဝမ်းမြောက်ရပါတယ်ပြီးတော့ပထမဆုံးအချိန်ဖွဲ့စည်းခဲ့တဲ့ဝင်ကြီးဌာနမှာလည်းပဲတာဝန်ယူဖို့အတွက်တာဝန်ပေးအပ်ခြင်းခံရတဲ့အခါမှာကျမအနေနဲ့အထူးပဲဂုဏ်ယူမိပါတယ်ပြီးတော့ကျမပေးအပ်တဲ့တာဝန်ကိုလည်းခြေပြဖို့အတွက်အားသွန်ခွန်ဆိုင်လှုပ်ဆောင်ရရှိပါတယ်ဆိုတာကိုဒီနေရာမှာတင်ပြလိုပါတယ်လို့အဲ့တော့ကျမတို့အခုဒီတင်လုံစာချုပ်ဆိုတဲ့နှစ်ပတ်လည်ပေါ့လေနော်86နှစ်ဒါကြည့်မယ်ဆိုလို့ရှိရင်86နှစ်ကြာခဲ့ပြီသို့တော်လည်းအဲ့အချိန်လုံးကအချိန်ကိုတွေးလို့ရှင်တော့အင်မတန်မှနော်ဒီမြန်မာပြည်အတွက်မျှော်လင့်ချက်တွေအများများခဲ့ပါပဲเนาะကျမတို့ဒါကိုမျှော်တွေးပြီးတော့စဉ်းစားကြည့်တာပေါ့နော်အဲ့အချိန်မှာတိုင်းသားတွေရောနော်နောက်ပြီးတော့ဥဆောင်ခဲ့တဲ့ဗိုလ်ချုပ်အောင်ဆန်းတို့ဒီကောနော်တယောက်နဲ့တယောက်ယုံကြည်မှုကအမြင့်ဆုံးမှာရှိနေမယ်နော်ယုံကြည်မှုရှိလို့လေဒါကိုဟာကိုတပီတောင်စီရှိနေတာကိုပေါင်းဖို့အတွက်သဘောတူခဲ့တာပေါ့နော်နောက်ပြီးတော့ကျမကတော့ဒါကရင်လူမျိုးဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဒါကရင်လူမျိုးရဲ့အတွေ့အကြုံလေးကိုလည်းကျမဒီနေရာမှာနည်းနည်းဝေမျှချင်ပါတယ်လို့အမြဲဒီပြောင်စုနေလှုပ်လို့ရှိရင်ကျမတို့ကရင်လူမျိုးတွေကတော့တိတ်မတက်ကြွအောင်ပေါ့နော်ဘာလဲဆိုငါတို့ကဒီဒီမှာဒီပြောင်စုစာချုပ်မှာပေါ့နော်ပင်လုံစာချုပ်မှာပါခဲ့တာမဟုတ်ဘူးစိတ်လည်းမဝင်စားဘူးเนาะငါတို့ကဒါအဲ့ကလေးကပေါ့နော်ဒီလွတ်လပ်တဲ့ပြည်နယ်ကိုတောင်းဆိုခဲ့တာပေါ့နော်ဆိုတော့အဲ့ဒါမျိုးတွေရှိပါတယ်เนาะဆိုတော့ anyway ဒီကျမပြောချင်တာကပင်လုံစာချုပ်ကိုလက်မှတ်ထိုးတဲ့လူရောမထိုးတဲ့လူရောဘာထူးလဲเนาะကျမတို့အခုအချိန်မှာတတိုင်းပြည်လုံးအတူတူခံစားနေရတာဖြစ်ပါတယ်เนาะဒီအာဏာကိုဖန်ဆုပ်ခြင်းတဲ့လူတစုကြောင့်เนาะဒီကျမတို့ဟာဒီစစ်အာဏာသိမ်းမှုအချိန်ချင်းကြုံရပြီးတော့เนาะဒီပင်လုံစာချုပ်မှာပါသည်ဖြစ်စေမပါသည်ဖြစ်စေအားလုံးအတူတကွခံစားနေရတဲ့เนาะကျမတို့ဒီမြန်မာနိုင်ငံသားတွေဖြစ်ပါတယ်အဲ့ဒီထဲမှာเนาะကျမခုနကမေးတဲ့ပြောတဲ့ခေါင်းစဉ်ရပါเนาะကျမတို့အမျိုးသမီးတွေเนาะဒီပဋိပက္ခတိုင်းမှာအမျိုးသမီးတွေကခံစားရတဲ့เนาะအမျိုးသမီးနဲ့ကလေးတွေကခံစားရဆုံး population တွေဖြစ်ပါတယ်เนาะအခုဆိုရင်အားလုံးလည်းသိမှာပါဒါလည်းဆိုကျမတို့ဝင်ကြီးဌာနကလည်းเนาะအပတ်တိုင်းဒါ data တွေတင်ပါတယ်เนาะအခုဆိုလို့ရှိရင်စစ်ကောင်စီကဒီမတရားတပ်ဖြတ်ခဲ့တာဆိုလို့ရှိရင်လူကြီး2000နီးပါးရှိနေပါပြီเนาะဒါကတိုက်ပွဲမှာเนาะဒီစစ်တိုင်ရင်ကြသွားတဲ့ရဲဘော်တွေမပါသေးဘူးเนาะဒီလေရင်ဘုံကျဲလို့เนาะဒီဆုံးသွားတဲ့လူတွေမပါသေးဘူးเนาะမတရားဖမ်းဆီးပြီးတော့เนาะဒီရဆက်ဆက်တတ်နေတဲ့လူဦးရေအနေထားပဲဖြစ်ပါတယ်အဲ့ဒီထဲမှာ460ဟာဆိုလို့ရှိရင်အမျိုးသမီးတွေပဲဖြစ်ပါတယ်เนาะအမျိုးသမီးတွေဖြစ်တယ်ပြီးခဲ့တဲ့အပတ်တုန်းကဆိုလို့ရှိရင်မန္တလေးဥပိုလ်ထောင်မှာเนาะဒီအမျိုးသမီးနိုင်ငံရေးအကျဉ်းသူတွေဟာဆိုလို့ရှိရင်ဒါသူတို့ရဲ့เนาะအခွင့်အရေးပေါ့เนาะအခွင့်အရေးတောင်းဆိုတဲ့အတွက်ကြောင့်ဒါစာဖတ်ဖို့เนาะနောက်ပြီးတော့ဒီရာရှင်တွေရဖို့နောက်ပြီးတော့ထောင်ဝင်စာတွေ့ဖို့အဲ့ဒါကိုတောင်းဆိုတာကိုเนาะဒီထောင်ထဲမှာရင်တွင်းနဲ့ဝင်ပတ်တယ်เนาะနောက်ပြီးတော့တန်ထုတ်တွေနဲ့ဝင်ရိုက်တယ်เนาะအခုအချိန်တွေကတအားစိုးရိမ်ရတယ်အဲ့ဥပိုလ်ထောင်မှာရှိတဲ့အမျိုးသမီးတွေเนาะအဲ့တော့ကျမတို့အနေနဲ့လည်းစိုးရိမ်နေနိုင်ငံတကာလည်းစိုးရိမ်နေကျမတို့အနေနဲ့အမြန်ဆုံးပေါ့
နော်ဒီနိုင်ငံရေးအကျဉ်းသားတွေကိုဒီလိုမျိုးတစ်ဖက်သက်နှိပ်စက်ညှဉ်းပန်းနေတာအထူးသဖြင့်အမျိုးသမီးနိုင်ငံရေးအကျဉ်းသားတွေအခုလိုခံစားနေရတာကိုချက်ချင်းရပ်တန့်ဖို့လည်းပဲဒီနေရာမှာတောင်းဆိုလိုပါတယ်လို့အဲ့တော့ခုနကဆမမမျိုးကတော့ဒါပင်လုံစာချုပ်ဖြစ်လာဖို့စင်စင်เนาะအင်မတန်မှလည်းကောင်းပါတယ်ကျမတို့เนาะဒါတိပြီးသားမတိပြီးသားအချက်တွေလည်းပြန်ပြီးတော့ရရှိရပေါ့เนาะဒါနဲ့လည်းတစ်ဆက်တည်းပေါ့เนาะဟိုလောလောလတ်လတ်ပေါ့เนาะဖြစ်သွားတဲ့အကြောင်းအရာလေးအလုံးလည်းသိမှာပါဒီ February 6 ရက်နေ့မှာဆိုလို့ရှိရင်ဒီတီဘောစော်ဘွားရဲ့နောက်ဆုံးမင်းဆက်ဖြစ်တဲ့เนาะဒီစัจ जाဆိုင်နော်ဒီတီဘောစော်ဘွားရဲ့အမျိုးသမီးပေါ့နော်မဟာဒေဝီကကန်တော်ကုန်သွားပါတယ်ကျမတို့အဲ့ဒီသူ့ရဲ့ဘဝဆက်ကြောင်းပေါ့နော်ရုပ်ရှင်လည်းရှိတယ်စာအုပ်တွေလည်းရှိတယ်နိုင်ငံတကာပေါ့ language ပေါင်းများစွာနဲ့နော်ဒီဒီထုတ်ဝေပြီးသားလည်းဖြစ်တယ်အဲ့ထဲမှာဆိုလို့ရှိရင်ကျမအရန်ကြိုက်တဲ့နော်ဒီမဟာဒေဝီပြောခဲ့တာပေါ့နော်မဟာဒေဝီကဆိုလို့ရှိရင်အမှန်တရားကိုသူတည်တဲ့အထိပေါ့နော်သူရှာသွားတယ်ရက်တည်သွားတယ်ဆိုတာကိုလည်းသိရတယ်နော်ဒီ1966မှာဘိုနေဝင်းကဒီဩစတြေးလျကိုလာတဲ့အခါမှာသူကိုယ်တိုင်ကလေးနှစ်ယောက်ကိုလက်ကိုဆွဲပြီးတော့မှနော်ဒါနော်ဒီသူ့ရဲ့အမျိုးသားပေါ့နော်ဒီသူ့ရဲ့မောင်တော်နော်ဘယ်မှာရှိလဲဆိုတာသွားမေးတယ်ဒါအင်မတန်မှနော်ပြည်သူတွေကိုရက်ရက်ဆက်ဆက်တတ်တဲ့ဗိုလ်ချုပ်ကြီးကထွက်ပြေးတယ်ပေါ့နော်ဒီမဟာဒေဝီကိုသူရင်မဆိုင်နိုင်မဲနဲ့ထွက်ပြေးတယ်နော်အဲ့တော့မဟာဒေဝီကအဝေးကနေပြီးတော့ပြောပါတယ်တဲ့ရှင်တို့တိတ်ဆိတ်နေသမျှကျမတို့နိုင်တယ်ဆိုပြီးတော့နော်ဒါသူပြီးတော့ပြောတယ်ဒါအမျိုးသမီးတူရဲ့နော်ရဲစွမ်းတတ္တိဖြစ်ပါတယ်နော်အမျိုးသမီးတူရဲ့ဒါအမှန်တရားကိုရှာတယ်နော်ဒါသမိုင်းဝင်တဲ့ဖြစ်ရတစ်ခုဖြစ်ပါတယ်နော်ဆိုတော့အဲ့ဒီကနေစပြီးတော့နော်ကျမတို့ဒီကန်ဆိုးမူးမောင်တွေတစ်ခုကြာခဲ့တာဆိုလို့ရှိရင်2021ဒါစစ်အာဏာသိမ်းဖို့ကြိုးစားတဲ့ကနေကပေါ့နော်ကျမတို့ဒါအင်မတန်မှနော်ဆိုးရတဲ့အခြေအနေခုနကတော့လို့နော်အမျိုးသမီးတွေကိုတပ်ဖြတ်တယ်အမျိုးသမီးတွေကိုအုပ်စုလိုက်မဒိန်ကျင့်တယ်အမျိုးသမီးတွေကိုနော်ဒီထောင်ထဲမှာရင်နှွေးနဲ့ပက်တယ်ဆိုတာဒါတွေကနေ့တိုင်းကြုံတွေ့ရတဲ့အနေအထားဖြစ်ပါတယ်လို့သို့တော်လည်းတစ်ဖက်မှာတော့ကျမတို့အားတက်စရာတွေအများကြီးရှိပါတယ်เนาะကျမတို့ဒီမျှော်လင့်ချက်ဆိုတာအင်မတန်မှเนาะကျမတို့အားတက်စရာတွေရှိပါတယ်မကြခင်ကပဲကျမကရင်ပြည်နယ်နဲ့ကရင်နီပြည်နယ်ကိုเนาะဒီကွင်းစင်းပြီးတော့သွားခဲ့ပါတယ်အဲ့မှာဆိုလို့ရှိရင်ဒါကျမကိုယ်တိုင်သွားခဲ့လို့တွေ့တာပေါ့เนาะဒီမြေပြင်မှာဆိုလို့ရှိရင်ကျမတို့ရဲ့เนาะဒီတိုင်းသားပေါ့နော်တိုင်းသားတပ်ဖွဲ့တွေကအင်မတန်မှနော်စိုးမိုးနေပြီဆိုတာတွေ့ကျမသွားတာအကုန်လုံးဒီ highway လမ်းမပေါ်မှာပဲသွားတာကျမတောလမ်းနေတခါမှမသွားအောင်နော်ဒီ highway လမ်းမမှာလည်းပဲကျမတို့တက်တွေကစိုးမိုးနေတာတွေ့ရတယ်နော်ဒီပေါ့နော်ဒီ right ကောမြို့ကြီးဆိုလှမ်းတွေ့နေရတယ်စသည်ဖြင့်ပေါ့နော်ကျမတို့ဒီကရင်နီဘက်ကောကရင်ဘက်ကောပေါ့နော်ဒီတော်တော်လေးကျမတို့တက်တွေကစိုးမိုးနေပြီအဲ့လိုစိုးမိုးတဲ့အခါမှာဒေသဆိုင်ရာဒီအုပ်ချုပ်ရေးအဖွဲ့တွေပေါ့နော်ဒေသဆိုင်ရာအုပ်ချုပ်ရေးတွေကိုဖွဲ့တာဆိုရင်ဒီမိုကရေစီနည်းစနစ်အရာသူတို့ကမဲပေးပြီးတော့ရွေးချယ်တာเนาะအဲ့မှာကျမအရန်အားတက်ရတာကများသောအားဖြင့်အုပ်ချုပ်ရေးမှုတွေကအမျိုးသမီးတွေဖြစ်တယ်လူငယ်တွေဖြစ်တယ်เนาะဘာလဲဆိုတော့အမျိုးသမီးတွေကအမျိုးသမီးခေါင်းဆောင်တွေပေါ့နော်အဲ့မှာဆိုလို့ရှိရင် camp management တွေလုပ်တယ်เนาะပြည်သူတွေရေလို့ရင်လည်းရေကိုမရအောင်သူတို့ရှာပေးတယ်เนาะနောက်ပြီးတော့အထူးသဖြင့်တော့အမျိုးသမီးနဲ့ကလေးတွေကိုကာကွယ်ပေးတယ်အဲ့ဒါအားဖြင့်ပြည်သူတွေရဲ့เนาะအားကိုးမှုပြည်သူတွေရဲ့เนาะယုံကြည်မှုကိုရပြီးတော့ရွေးချယ်တဲ့အခါမှာအမျိုးသမီးခေါင်းဆောင်တွေဒီအုပ်ချုပ်ရေးမှုတွေကเนาะပေါ်ထွက်လာတယ်ဆိုတာကိုလည်းကျွန်မဒီနေရာမှာဝမ်းမြောက်စရာပေါ့เนาะပြောချင်ပါတယ်နောက်ပြီးတော့ဒီကျွန်မနဲ့တောက်လျှောက်လိုက်တဲ့เนาะလုံခြုံရေးအဖွဲ့တွေဆိုတာလည်းအမျိုးသမီးတွေကြီးပဲเนาะအမျိုးသမီးတပ်ဖွဲ့တွေဖြစ်ပါတယ်เนาะဆိုတော့เนาะဒီအမျိုးသမီးတွေဟာเนาะဒီလက်နက်ကင်ပြီးတော့ပြည်သူကိုကာကွယ်တယ်အုပ်ချုပ်ရေးမှာလည်းပဲเนาะဘယ်လိုပြောမလဲအစစ်မြင့်ပေါ့เนาะရွေးကောက်တင်မြောက်ခြင်းခံရတယ်เนาะဒီcamp နေမှာလည်းပဲဒီ
စစ်ဘေးရှောင်ခဲ့နေမှာလေဥဆောင်နေတာမျိုးသမီးတွေပဲဖြစ်တယ်နော်အဲ့ဒါကြောင့်လို့ဒီတွေဥတော်လည်းရေးမှာအမျိုးသမီးတွေရဲ့ခန္ဓာအင်မတန်မှအရေးကြီးတယ်လို့ကျမတို့ကကျမတော်လှန်တာမဟုတ်ဘူးကျမတို့ကစနစ်တစ်ခုလုံးပြောင်းပြန်နိုင်ချင်တာနော်ဒီအာနာရှင်နော်စစ်အာနာရှင်ရောဘယ်အာနာရှင်မဆိုဒီမြန်မာသမိုင်းမှာထပ်မံပေါ်ပေါက်မလာရေးအတွက်ကိုကျမတို့လုပ်နေတာဖြစ်တယ်နော်နောက်ပြီးတော့အတွေးခေါ်တစ်စုံလုံးလည်းပြောင်းရမှာဖြစ်တယ်အရင်တော့အမျိုးသမီးဆိုရင်နောက်တန်းမှာနေနော်နောက်တန်းမှာနေထမင်းချက်နော်နောက်ပြီးတော့နော်အမျိုးသမီးတွေနော်စာပေါ့နော်ဒီနိုင်ငံရေးမှာဆိုလို့ရှိရင်ဥဆောင်မှုမပေးနိုင်ဘူးအားနည်းတယ်နော်ကြောက်တတ်တယ်ဆိုတဲ့ဟာတွေကအခုဘယ်မှာလဲနော်မရှိတော့ဘူးနော်အမျိုးသမီးတွေကအင်မတန်မှနော်ရဲစွမ်းတတ်တိနဲ့ပြေဝပြီးတော့နော်ဒီမှာရှေ့တန်းမှာရွရွချွန်ချွန်လှုပ်ဆောင်နေတာတွေ့ရနောက်ပြီးတော့ကျမတို့ဒီဆေးရုံနေမှာပေါ့နော်ဆေးရုံနေမှာနော်ဒီလေပတ်နေပါတယ်ဒီစာပေါ့နော်တိုင်းသားထိန်းချုပ်နေရာတွေမှာ NGO ထိန်းချုပ်နေရာမှာဒီပြည်သူဝန်ဆောင်မှုတွေလုပ်တဲ့အခါမှာလည်းပဲဆေးရုံနေမှာဆရာဝန်အမျိုးသမီးဆရာဝန်တွေနော်ဒီသူတို့ရှေ့တန်းကိုလည်းလိုက်တယ်ဒီနောက်တန်းမှာလည်းဆေးရုံမှာပြည်သူတွေကိုဝန်ဆောင်မှုပေးတယ်နော်ဒါဆရာဝန်အမျိုးသမီးတွေကိုကျွန်မတွေ့ရတယ်အင်မတန်မှဝမ်းသာစရာချီးကျူးစရာဖြစ်တယ်နောက်ပြီးတော့ကျမတို့ဒီဝင်ကြီးဌာနနဲ့အမျိုးသမီးရဲမေတွေပေါ့နော်ဒီ PDF တွေနောက်ပြီးတော့ဒီတိုင်းသားဒီစာတပ်ဖွဲ့တွေတွေ့တဲ့အခါမှာနော်ကျမတို့ကတော့အဓိကတော့အမျိုးသမီးတွေပေါ့နော်ဘာတွေလို့လဲရှေ့တန်းမှာကျမတို့ကူညီဖို့ပတ်မှုဖို့ဒါမဲ့သူတို့ဘာပြောလဲဆိုတော့ကျမတို့အမျိုးသမီးဆိုပြီးတော့နောက်တန်းမှာမထားနဲ့ကျမတို့ရှေ့တန်းသွားခြင်းနဲ့ကျမတို့တိုက်ခြင်းနဲ့ကျမတို့နော်ဒီစစ်တင်တန်းတွေလည်းတက်ပြီးပြီနော်ဆိုတော့နော်တစ်ဖက်မှာကနော်ဒီစာပေါ့နော်ဒီတစ်ဖက်မှာကျမတို့စာပေါ့နော်ပုံကန်တဲ့စစ်တပ်ကတော့ဒီရှေ့တန်းမထွက်ရဖို့အမျိုးမျိုးနော်သူတို့ကြောက်နေတဲ့အချိန်မှာကျမတို့စီမှာအမျိုးသမီးတပ်ဖွဲ့တွေကအရှေ့တန်းသွားဖို့အတွက်ငိုယိုပြီးတော့တောင်းဆိုနေတာတွေ့ရတယ်နော်ဒါပြောင်းပြန်ပဲအဲ့ဒါကြောင့်မလို့ဒါဒီပွဲကတော့ကျမတို့ကနိုင်မယ်ပွဲဖြစ်တယ်နော်ဒီတကယ်ကိုတည်တည်ချာချာပြောနိုင်တဲ့နော်ဒီအဖြေထွက်ပြီးသားပွဲဖြစ်တယ်ဆိုတာကျမဒီနေရာမှာပြောလိုပါတယ်လို့ဒီကျမတို့ရဲ့တစ်ဆက်တည်းပေါ့နော်ဒီနေ့ကလည်းအမှတ်တရပေါ့နော်ပင်လုံစာချုပ်ချုပ်ဆိုတဲ့နေ့အကျိုးဆိုတော့လည်းပဲကျမတို့ကရင်လူမျိုးတွေရဲ့အမျိုးသားနေ့ဖြစ်ပါတယ်လွန်ခဲ့တဲ့86နှစ်ကကရင်လူမျိုးတွေဟာနော်ဒီကျမတို့လွတ်လပ်ခြင်းတရားမျှတခြင်းကိုတောင်းဆိုခဲ့တဲ့နေ့ဖြစ်ပါတယ်အဲ့တုန်းကတော့ကျမတို့မရှိသေးပါဘူးလွန်ခဲ့တဲ့86နှစ်မှာကျမတို့အဖွားကိုယ်တိုင်ပါခဲ့ပါတယ်နော်အဖွားကိုယ်တိုင်သူတို့ဆိုင်းဘုတ်တွေကင်ပြီးတော့နော်ရန်ကုန်မြို့ရဲ့လမ်းမတွေမှာသူတို့ထွက်ပြီးတော့နော်ဒီငိမ့်ချမ်းစွာဆန္ဒထုတ်ဖော်တာဖြစ်ပါတယ်အဲ့ဒီကလေးကသိနေပြီပေါ့နော်ဘာလဲဆိုတော့တိုင်းသားလူနည်းစုတွေအတွက်နော်ဒါစိုးရင်ရတယ်အဲ့တော့ကရင်လူမျိုးခေါင်းဆောင်တွေကနေပြီးတော့နော်ဒါနော်စာပေါ့ကရင်လူမျိုးတွေရဲ့တကယ်လိုအင်ဆန္ဒကိုဖော်ထုတ်ရမယ်ဆိုပြီးတော့ဥဆောင်ပြီးတော့လုပ်တာနော်ရန်ကုန်အပါအဝင်တစ်နိုင်ငံလုံးမှာကရင်လူမျိုး4 သိန်းကျော်လမ်းမပေါ်ထွက်ပြီးတော့နော်တစ်ချိန်တည်းမှာတောင်းဆိုတာဖြစ်တယ်အဲ့ဒါတော့ကရင်ပြည်နယ်ချက်ချင်းပေးနံပါတ်2ချက်ကတော့ကရင်တစ်ချက်မြန်မာတစ်ချက်နောက်တစ်ခုကတော့ပြည်ရင်းစစ်အလိုမရှိနောက်ဆုံးတစ်ချက်ကတော့လူမျိုးရေးပိဋိပက္ခအလိုမရှိနော်ဆိုတော့အဲ့မှာဆိုလို့ရှိရင်ဓာတ်လူရေးငိမ့်ချမ်းရေးအဲ့အနှစ်သာရတွေအားလုံးပါဝင်နေတာကိုတွေ့ရတယ်အဲ့ဒါဆိုလို့ရှိရင်လည်းပြောရမယ်ဆိုရင်တော့ဒါအခုထက်တိုင်းကျမတို့တိုက်ပွဲဝင်နေတဲ့တောင်းဆိုချက်တွေပဲဖြစ်ပါတယ်နော်အဲ့ဒါကြောင့်မလို့ကျမတို့ဆက်လက်ပြီးတော့ပေါ့နော်ကျမတို့ဒီပင်လုံအခြေခံပေါ့နော်တကယ်ကိုညီညွတ်နဲ့ကျမတို့ဒီအာဏာရှင်ကိုတွန်းလှန်ပြီးတော့ကိုကျမကိုဖန်တီးနိုင်တဲ့လွတ်လပ်တဲ့နော်နောက်ပြီးတော့လေးစားမှုရှိတဲ့နော်ခွဲခြားမှုမရှိတဲ့ဒီပြည်အောင်စုဖက်ဒရယ်အနာဂတ်နိုင်ငံတော်ကြီးကိုကျမတို့နောက်နှစ်မှာပြန်ပြီးတော့ဆုံကြပါမယ်လို့ပြောရင်းနဲ့ညီကုန်းချုပ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်
ဆွေးနွေးပေးသွားတယ်ဝန်ကြီးနော်စူဇာနာလာလာဆိုအထူးပဲကျေးဇူးတင်ပါတယ်အခုဆက်လက်ပြီးတော့မှစီမံဘဏ္ဍာနဲ့ယင်းနှီးမြှုပ်နှံမှုရေးရာဒုတိယဝန်ကြီးမင်းစရာဦးကိုဆွေးနွေးပေးပါရန်ဖိတ်ခေါ်ပါတယ်ရှင်အားလုံးပဲမင်္ဂလာပါဒီနေ့ခန္ဓာမှာကျွန်တော်ဆွေးနွေးခွင့်ရတဲ့ Federal စကားဝိုင်းမှာဆွေးနွေးခွင့်ရတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ဂုဏ်လည်းဂုဏ်ယူပြီးပါတယ်ဒီခန္ဓာစီစဉ်ကိုကျင်းပပေးတဲ့ပုဂ္ဂိုလ်များအားလုံးကိုလည်းလေးစားကြောင်းကျွန်တော်ဆိုတာပြောလိုပါတယ်ကျွန်တော်ရှေ့မှာလည်းပင်လုံနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဝန်ကြီးတော်တော်များများတမိုင်းကြောင်းနဲ့ပတ်သက်ပြီးတော့ချိတ်ဆက်ပြီးတော့ပြောခဲ့ပြီးပြီပေါ့နော်ပြောခဲ့တဲ့နေရာမှာကျွန်တော်တချို့ဟာတွေလည်းကျွန်တော်မှတ်သားရပါတယ်ဆရာမဒီအခုဒီတော်လိုင်းကာလမှာပေါ့နော်ဒီအခုကာလတော်လိုင်းကာလမှာဆရာမစူဇန်နာလလာဆိုပြောတဲ့ကိစ္စရက်ပါအဲ့ဒီကိစ္စရက်မှာအတွေးခေါ်တော်လှန်ရေးဆိုတဲ့ကိစ္စရက်ကျွန်တော်အထူးကဇောင်းပေးပြီးတော့နည်းနည်းလေးတင်ပြဆွေးနွေးမှာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ဒီကာလမှာတော့တော်လှန်ရေးကစစ်အာဏာရှင်ပြုတ်ချရေးတယ်မဟုတ်ပဲねကျွန်တော်တို့အတွေးခေါ်တွေလည်းကျွန်တော်တို့ပြောင်းလဲပြုတ်ပြင်တဲ့ကာလဒါကြောင့်လည်းဒီအခုဒီနေ့စကားဝိုင်းဆိုလို့ရှိရင်ကျွန်တော်ပြည်ထောင်စုစစ်စစ်မဖြစ်ခဲ့ဘူးပြည်ထောင်စုစစ်စစ်မဖြစ်ခဲ့တဲ့အတွက်ဒီနေ့ကပြည်လုံးစာချုပ်တမရေးထိုးတဲ့နေ့ပဲဆိုပြီးတော့ကျွန်တော်တို့တတ်မှတ်ခဲ့တဲ့ကြတယ်ဆိုတာဒါအတွေးခေါ်တော်လှန်ရေးပါပူးတွဲပြီးတော့ကျွန်တော်တို့ဆောင်ရွက်နေကြတယ်ဆိုတော့အားလေးကိုလည်းဒီမှာပေါ်လွင်ထင်ရှားစေပါတယ်ဗောနော်နောက်တစ်ခုရှိပါသေးတယ်ဒီအတွေးခေါ်တော်လှန်ရေးမှာဒီရင်ကစစ်အာဏာရှင်တွေကကျွန်တော်တို့မလေးတစ်ပတ်လုပ်ခဲ့တဲ့ကိစ္စရက်တွေအများကြီးရှိပါတယ်ဥပမာဆို Federal ဆိုတဲ့ကိစ္စရက်လို့ပြောလို့ရှိရင် Federal ဆိုတာခွဲထွက်ရေး Federal ပြောတဲ့လူတွေဆိုလို့ရှိရင်စသဖြင့်ပေါ့နော်ဒီအတွေးခေါ်တွေရိုက်တွေးခဲ့တာတွေရှိပါတယ်တကယ်တော့ဒီ Federal ဆိုတဲ့ဥစ္စာကကျွန်တော်တို့ကပေါင်းစည်းရေးပဲဖြစ်ပါတယ်ဒါကိုလည်းကျွန်တော်တို့တိုင်းသားတွေဒီတော်လှန်ရေးဆောင်ရွက်ခဲ့တဲ့လူတွေကအများကြီးတက်တည်ပြပြီးခဲ့ပြီးဖြစ်တယ်ပေါ့နော်ချင်းချင်းတွေကျွန်တော်တို့ညီညွတ်ပြီးတော့ကျွန်တော်တို့လက်မှတ်ရေးထိုးခဲ့ကြတဲ့ထင်ရှားတဲ့စာချုပ်စာတမ်းတွေမှာပြန်ပြီးကြည့်ရင်လည်းရပါတယ်1992ခုနှစ်ကဆိုရင်ကျွန်တော်တို့မာနဘရောမှာစာချုပ်ချုပ်ခဲ့တာတွေရှိတယ်ပြီးတဲ့ခါကျ1998ခုနှစ်မှာဆိုလို့ရှိရင်ကျွန်တော်မေထရောထစာချုပ်ချုပ်ခဲ့တာတွေရှိတယ်1998မှာဆိုလို့ရှိရင်သူဝက်ကလို့ကျွန်တော်စာချုပ်တွေရှိခဲ့ပါတယ်ဗောနော်ရှိခဲ့တဲ့ပြင်မှာနောက်ပြီး2005ခုနှစ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမိုကရေစီအားစုတွေနဲ့တိုင်းသားခေါင်းဆောင်တွေလက်မှတ်ရေးထိုးသဘောတူခဲ့ကြတယ်ကျွန်တော်တို့အခြေခံရမယ် Federal ပြည်ထောင်စုရဲ့အခြေခံရမယ်လမ်းညွှန်မှု၈ချက်တွေရှိတယ်ပေါ့ဒီ၈ချက်တွေထဲမှာဆိုဘာတွေပါတယ်လဲဆိုကျွန်တော်တို့အဓိကအားဖြင့်အချုပ်ချာအာဏာပြည်သူကပိုင်ရမယ်ဆိုတဲ့အချက်မျိုးတွေပါတယ်ပြီးတဲ့ခါကျရင်ဒန်းတူရေးပေါ့ဒန်းတူရေးဆိုလို့ပြောလို့ရှိရင်ဘယ်ဓာတ်တွေဒန်းတူရမလဲဒန်းတူတွေဘယ်ဓာတ်တွေဒန်းတူရမလဲဆိုနိုင်ငံရေးရဖြစ်လူမျိုးရေးရဖြစ်အစသဖြင့်လူမှုရေးယဉ်ကျေးမှုဒါတွေအကုန်လုံးကဒန်းတူရမယ်ဆိုတဲ့အချက်တွေပါတယ်ပြီးတော့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရမယ်ဆိုတဲ့ကိစ္စရပ်တွေပါတယ်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်လို့ပြောလို့ရှိရင်နိုင်ငံရေးရောစီးပွားရေးရောစသဖြင့်ပေါ့နော်လူမှုရေးယဉ်ကျေးမှုဒါတွေလည်းကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရမယ်ဆိုတဲ့အချက်တွေပါတယ်ဒီကြားထဲမှာတော်တော်လေးပြည့်စုံပါတယ်Federal ပြည်ထောင်စုစစ်ဖြစ်ဖို့လိုတယ်ပြီးတဲ့အခါကျလူနည်းစုအခွင့်အရေးကာကွယ်ပေးဖို့လိုတယ်နောက်ပြီးတော့ဒီမိုကရေစီအခြေခံတွေရှိရမယ်ပြီးတော့ကြားမဆိုင်ရာတန်းတူညီမျှမှုအသားရောင်လိန်ကွဲပြားမှုမရှိရဘူးဆိုတဲ့ကိစ္စရပ်တွေလည်းသဘောတူညီခဲ့တာရှိတယ်နောက်ဘာသာရေးကိုအခြေမခံတဲ့နိုင်ငံဖြစ်တည်ဆောက်ရမယ်ဆိုတဲ့ကိစ္စရပ်နောက်ပါတီစုံဒီမိုကရေစီစနစ်ကိုကျင့်သုံးရမယ်ဆိုတဲ့အချက်တွေပါဝင်ခဲ့ပါတယ်ဒါတွေကိုကြည့်လို့ရှိရင်တိုင်းရင်းသားတွေက Federal ပေါင်းစည်းရေးအတွက်ကိုဘယ်လောက်ထိဆောင်ရွက်ခဲ့တယ်ဘယ်လောက်ထိညီညွတ်နဲ့ဆောင်ရွက်နေတယ်ဆိုတဲ့ဥစ္စာကဒါပြရုပ်တစ်ခုပဲဖြစ်ပါတယ်ပေါ့နော်ဒါကိုကျွန်တော်တို့အခုဒီတော်လှန်ရေးကာလမှာလည်းကျွန်တော်တို့ကပူးပေါင်းပြီးတော့ဒါကိုတည်ဆောင်သွားကြတာဖြစ်တယ်အဲ့ဒီတော့ကြောင့်မို့ဒီတော်လှန်ရေးမှာတော့ကျွန်တော်ထင်တယ်တော်တော်လေးအားကောင်းလာတယ်ပို့ပြီးတော့တိုင်းသားတွေဟိုစာနားလည်မှုတွေရှိတယ်သူတို့တွေတွေ့ဆုံလာကြတဲ့အနေအထားမျိုးတွေရှိတယ်ပေါ့ကျွန်တော်ဒီလိုပြောတယ်လို့ဗမာကလည်းတိုင်းရင်းသားမဟုတ်ဘူးလားဆိုတော့တိုင်းရင်းသားပါပဲသို့တော်မြို့ပြနေထိုင်မှုနဲ့ဒီကျွန်တော်ကျေးလက်နေထိုင်မှုကွာဟတဲ့သဘောဘာဝတွေပို့ပြီးနားလည်လာတယ်လို့ကျွန်တော်ယူဆဒီမှာတင်ပြခြင်းဖြစ်တယ်ပေါ့နော်ဒီလိုဆောင်ရွက်ခဲ့တဲ့ကိစ္စကြီးရပါနောက်တစ်ခုကကျွန်တော်ဒီမှာဆက်ပြောချင်တာက Federal လို့ပြောလိုက်လို့ရှိရင်သူက Federal မှာကဒီမိုကရေစီအခြေခံသဘောတရားတွေပါပြီ Federal လို့ပြောရင် Federal နယ်မြေတစ်ခုတည်ထောင်တယ်ဆိုလို့ရှိရင်ဒီနေရာမှာဒီ Federal နယ်မြေမှာတည်ထောင်တဲ့နေရာမှာဒီ
အားလုံးညီညီညွတ်လုပ်ဖို့လိုအပ်ပါတယ်ဒီမှာဒီမိုကရေစီအခြေခံတရားခေါင်းဆောင်ကဖက်ဒရယ်တိကျတဲ့ခေါင်းဆောင်မှဆိုကြတော့ပြည်နယ်အကြီးကဲဒါတွေကဘာလို့ဖြစ်မှာဒါတွေကအားလုံးဒီမိုကရေစီစနစ်ထဲမှာပါဝင်နေတဲ့အနေအထားဖြစ်ပါတယ်သို့တော်လည်းတချို့နေရာတွေမှာကျွန်တော်ပြောချင်တာရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့အကျိုးအကြောင်းဆက်ဆက်မှုတော့ရှိဖို့တော့လိုအပ်တယ်ပေါ့နော်ဥပမာဒါတွေကိုဖက်ဒရယ်စဉ်းစားတဲ့အခါမှာအကျိုးအကြောင်းဆက်ဆက်မှုရှိတယ်ပေါ့ကျွန်တော်နမူနာကိုဘာနဲ့ပြောရမလဲဆိုနမူနာအနေနဲ့ပေါ့နော်ကျွန်တော်အများအကျိုးဆောင်ရွက်တယ်လို့ပြောကြပါတယ်အများအကျိုးဆောင်ရွက်တယ်ဆိုတာအများအကျိုးကောင်းပါတယ်ကောင်းကျိုးကိုဆောင်ရွက်တာသို့တော့အများဆိုတဲ့အကြောင်းတရားကဘာလဲအများဖြစ်လာအောင်ဘယ်လိုလုပ်ခဲ့ကြတယ်လဲပေါ့ဒီအကြောင်းတရားကိုကျွန်တော်တို့ဆက်ဆက်ရမှာဖြစ်ပါတယ်လို့ဒါကဒီလိုအတွေးခေါ်တွေကားစကျွန်တော်တို့ဒီမှာပြောင်းလဲပြီးကျွန်တော်တို့ဆောင်ရွက်နေရတာဖြစ်ဒီဒေါ်လာရေးအခင်းချင်းမှာဆောင်ရွက်နေတယ်တော်တော်လေးညီညွတ်ကြတဲ့အခင်းချင်းလေးလည်းတွေ့ရတဲ့အတွက်ကျွန်တော်တို့တော်တော်လေးအားတက်ပါတယ်လောက်ကန်ဆောင်ရွက်ရတဲ့အတွက်အားလည်းတက်ပါတယ်ကျွန်တော်အနေနဲ့တော့ဒီနေ့မှာတော့ပရကနဦးအနေနဲ့ဒီလိုဟောပဲဆွေးနွေးပြရစီခင်ဗျအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ဗျာဒုဝန်ကြီးမင်းစရာကိုအထူးပဲကျေးဇူးတင်ပါတယ်ဆွေးနွေးပေးသွားတယ်ဝန်ကြီးနဲ့ဒုဝန်ကြီးတွေအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ထပ်မံပြောကြားလိုပါတယ်ရှင်ဆက်လက်ပြီးတော့မှကျွန်မနောက်တစ်ယောက်ကိုဖိတ်ကြားချင်ပါတယ်UK မှာရှိတဲ့ကချင်တိုင်းရင်းသားခေါင်းဆောင်ဦးခွန်စာကိုဆွေးနွေးပွဲအောင်အတွက်ဖိတ်ခေါ်ပါတယ်ဦးခွန်စာဆွေးနွေးပြီးသွားလို့ရှိရင်ကျမတို့စကားဝိုင်းလေးဆိုတဲ့အတိုင်းပေါ့နော်ကျမတို့မေးခွန်းလေးတွေမေးကြလေးရှိပါတယ်ဒီမှာလည်းတိုင်းရင်းသားခေါင်းဆောင်တွေဒီမှာရောက်ရှိနေကြပါတယ်မေးခွန်းအမေးအဖြေလေးတွေရှိမှာပါအဲ့အတွက်ဒီ online မှာကြည့်နေကြတဲ့ပြည်သူတွေအားလုံးလည်းမေးခွန်းလေးတွေရှိလို့ရှိရင်လည်း comments လေးမှာရေးပေးပါလို့အလင်းသင့်တယ်လို့ကျမတို့ဖော်ပြပေးသွားမှာဖြစ်ပါတယ်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်ကျေးဇူးများတင်ပါတယ်ယက်တီကျနိုင်ငံရေးယက်တီကျချင်းမတူညီတဲ့ကျွန်တော်ရှင်းနေတယ်စပါတော့ကျေးဇူးများတင်ပါတယ်ခနေ့ဒီပြည်တော်စုနေ့နော်ပင်လုံစာချုပ်ချုပ်ဆိုတဲ့အထိမ်းအမှတ်နေ့ရက်မှာကျွန်တော်ကိုဖိတ်ကြားပြီးမှကျွန်တော်ရဲ့အမြင်ခံစားချက်တွေကိုတင်ပြခွင့်ပေးတဲ့အတွက်ကြောင့်အခမ်းအနားစီစဉ်သူများအားလုံးကိုလည်းကျွန်တော်ကျေးဇူးတင်ပါတယ်ကျွန်တော်တင်ပြဆွေးနွေးတဲ့အခါမှာစကလုံးသုံးလုံးတွေပါရီကဆိုတော့ပိတ်တယ်လေးနဲ့ဘေးဖြစ်တယ်လို့ပေါ့ဗျာကျမ်းတမ်းမှုတွေပါကောင်းပါသွားနိုင်ပါလိမ့်မယ်ဒါပေမဲ့လို့ဘုရားဘာသာမှာရှိသူပေါ့မယူတတ်ရင်တဏှာယူတတ်ရင်ပါဝင်တာဆိုလို့ပေါ့ဗျာအကောင်းမြတ်ဝါဒလေးနဲ့ပဲပြုပြင်ပြောင်းလဲပြီးတော့မှလက်ခံပေးကြဖို့ကျွန်တော်မေတ္တာရက်ခံပါတယ်ကျွန်တော်ပြောထားတဲ့အပိုင်းမှာတော့မိတ်ဆက်ပေးဖို့ဆိုတဲ့အပိုင်းပါပါတယ်အဲကြောင့်ကျွန်တော်မိတ်ဆက်တဲ့ဆိုရင်ပါအပိုင်းတစ်ပိုင်းကိုကျွန်တော်တင်ပြလို့ပထမကတော့ကျွန်တော်ကူရေးဖို့နော်ကျွန်တော်ကကျွန်တော်ပြောလို့မြေကြီးထဲမှာရခင်ရတော့မြေကြီးထဲမှာနော်ကျွန်တော်ချင်းဘူတရားရုံးရှိနေသူ့အနေနဲ့ကျွန်တော်လိုက်ပါဆောင်ရွက်ပါတယ်အခုကျဒီ1988အရေးခင်းဖြစ်တဲ့အခါကျတော့ IA ရေးခင်းမှာငကူကလေးကကျွန်တော်တို့ရနိုင်ငံရေးတဲ့ဟောကြပေါ့စိတ်ဓာတ်ကနှလုံးသားထဲမှာရှိနေဆိုတဲ့အခါကျတော့ကျွန်တော်88အရေးခင်းမှာလည်းကျွန်တော်ပါခဲ့တယ်ပြီးတဲ့အခါမှာဆိုတော့ပြောသလိုဒီ88စစ်တပ်ကအာဏာသိမ်းပြီးတဲ့အခါနိုင်ငံရေးပါတီတွေဖွဲ့စည်းခွင့်ပြုတဲ့အခါမှာကျွန်တော်အားပဲစတင်ဥဆောင်ပြီးတော့မှအခုရခင်ရ KIO မှာမဟုတ်တနေ့မှဆိုသွားတဲ့ဒုက္ခပါဖိုင်လာပေါ့နော်သူတို့လည်းကျွန်တော်လည်းပူးတွဲပြီးတော့မှကျွန်တော်ပါတီအချင်းပြည်နယ်ကိုစားပြုတဲ့ပါတီခုဒီထောင်မှုကျွန်တော်ဒီထောင်ခဲ့ပါတယ်အဲ့ဒါတော့အချင်းပြည်နယ်အမျိုးသားဒီမိုကရေစီကွန်ဂရက်ပါတီ KNCT ပေါ့နော်NLD ရဲ့အခုဒီတော့မဟာမိတ်ပါတီဆိုလို့ရှိနေဖြစ်ပါတယ်ကျွန်တော်ကချင်ထဲမှာပါတီတွေရှိပါတယ်ကျွန်တော်ပါတီကတော့ဆိုတော့လို့ NLD ရဲ့တစ်ခုသောမဟာမိတ်ပါတီဖြစ်ပါတယ်ဒါပေမဲ့နောက်ပိုင်းတော့အောင်ဆန်းစုကြည်နော်ဆိုတော့အထိမ့်သိမ်းခံရပြီးသွားတဲ့အခါနော်1990ရွေးကောက်ပွဲညီးတဲ့အခါမှာကျွန်တော်တို့စီကိုဆိုတော့ NLD ပို့ကူကနေပြီးတော့ကိုယ့်ကိုဒီဆောက်ပါမဟာမိတ်ဖြစ်ကနေရက်စဲတယ်ဆိုတော့အဲ့စာရလာတဲ့အတွက်ကြောင့်အဲ့ဒီအချိန်ကစပြီးကျွန်တော်တို့မဟာမိတ်ဖြစ်ကနေပြီးတော့ရက်စဲခြင်းခံရတဲ့ပုံပဲကျွန်
ကျွန်တော်တို့ကတော့အများအားဥစ္စာဖြစ်ပါတယ်ဒီဒေါအောင်ဆန်းစုကြည်ဆိုလို့ရှိရင်လည်းကျွန်တော်ကချင်တိုင်းသားတွေအရေးနဲ့ပတ်သက်လို့ရှိရင်ဒေါအောင်ဆန်းစုကြည်ကိုကျွန်တော်လွှဲရပါတယ်ဆိုပြီးစာနဲ့ပေးနေပြီးလို့မှကျွန်တော်ပါတီကနေပြီးတော့တာဝန်လွှဲရပေးတယ်ဆိုတဲ့အပိုင်းကိုကျွန်တော်လုပ်ခဲ့ခဲ့ပါတယ်အဲ့ဒီနောက်ပိုင်းမှာကျွန်တော်ကျဆွမ်းပြောလို့1991မှာကျွန်တော်နားညနဲ့နောက်စစ်ခုံနဲ့ပါစီအေးခံရပြီးတော့မှလူကျန်းတဲ့ထောင်တာဆင်းနေချက်မှချင်းခံခဲ့ရပါတယ်ပထမကျနန်းတွင်ထောင်နန်းတွင်တိတထောင်ဒုတိယဥပ္ပူထောင်ပေါ့နော်နောက်ဆုံးဥပ္ပူထောင်ကနေပြီးတော့မှကျွန်တော်တို့1989နော်ဒီဇင်ဘာမှာကျွန်တော်ပြန်လွတ်ခဲ့တယ်ပေါ့နော်လွတ်ခဲ့ပြီးတဲ့နောက်ပိုင်းမှာဒီဒီပကိုနှစ်လောက်ကြာတဲ့ကောင်ကျွန်တော်ဒီပေါ့ထွက်လာတယ်ထွက်လာပြီးတဲ့နောက်မှာဒီ KNO ကချင်အမျိုးသားဒီမိုကရေစီကချင်အမျိုးသားအစည်းအရုံးပေါ့နော်အဲ့ဒီမှာကျွန်တော်ပါဝင်ပြီးတော့မှဆောင်ရွက်ခဲ့ပါတယ်အဲ့လိုဆောင်ရွက်တဲ့ကောင်ပထမဦးဆုံးကတော့ကျွန်တော်တို့ဒီကချင်အမျိုးသားအစည်းအရုံးရဲ့မူလပကတိရည်မှန်းချက်ကတော့လွတ်လပ်တဲ့ကချင်နိုင်ငံတော်တည်ထောင်ရေးနောက်ဒီမိုကရေစီနော်ကျင့်သုံးရေးဖြစ်ပါတယ်နော်နောက်ပိုင်းကျတော့ကျွန်တော်ရောက်သွားပြီးတဲ့နောက်ပိုင်းမှာကျွန်တော်ရဲ့တင်ပြမှုကြောင့်ပေါ့လေအကယ်၍ရှမ်းကချင်ကရင်ဗမာအားလုံးပါဝင်တဲ့နော်တန်းတူယူရှိတဲ့နော်Federal ပြည်ထောင်စုကိုတည်ဆောက်မယ်ဆိုလို့ရှိရင်ကျွန်တော်လည်းပါဝင်ပြီးတော့မှလုပ်ကိုင်ဆောင်ရွက်မယ်ဆိုတော့မှကျွန်တော်တို့ KNO ရဲ့ဒီရည်မှန်းချက်ပေါ့နော်ရည်ရွယ်ချက်ကိုပြုပြင်နိုင်ခဲ့ပါတယ်ပြုပြင်ပြီးတော့မှဟိုဒေါက်တာလျာမိုးစခေါင်းဆောင်ကောင်းကောင်းသိပါတယ်ကျွန်တော်ရတိုင်းသားအရေးနဲ့ပတ်သက်လို့ရှိရင် ENC အဲ့အပြင်နော် ENC အဆင့်စစ်ပေါ့နော် ENC ကဆက်စားခြင်းကတော့ ENC ဆက်ဖြစ်တာပို့ပေါ့နော်အဲ့လိုမပါဝင်လှုပ်ရှားတယ်နောက်ဆုံးအထွေအတွင်းရေးမှုဖြစ်တဲ့တောင်မှတာဝန်ပြီးချင်းခံရပါတယ်တစ်ဆက်တည်းမှာပဲကျွန်တော်တို့တွေရဒီဟောစားပေါ့နော်ဒီမိုကရေစီအင်အားစုတွေနဲ့လည်းကျွန်တော်တို့တွေရအများအားလက်ပြီးပေါ့မှာဆောင်ရွက်တယ်ဒါကြောင့်မလို့ FCDCC တို့ခေါ်တဲ့ Federal ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲတဲ့နေရာမှာလည်းအဖွဲ့ဝင် drafter တယောက်အနေနဲ့ကျွန်တော်ပါဝင်ဆောင်ရွက်ခဲ့ပါတယ်အဲ့ကြတော့ခဏကျတော့ဘာဖြစ်လာလဲဆိုကျွန်တော်တွေ့ကြုံလာတဲ့အတွေ့အကြုံတွေပါတွေအရာအခုကျွန်တော်ဒုတိယပိုင်းအဲ့ဒါ KNU ဘိုင်းပေါ့နော်ပြန်ပေါ့တင်ပြတယ်သူများတွေမြင်တာကျွန်တော်တို့ KNO ကိုခွဲထွက်ရေးတမနော်လုံးဝNUG နဲ့ဆန့်ကျင်ဘက်ခဏလှုပ်ရှားနေကြတဲ့ဒီမျိုးဥဒေါ်လာရင်းနဲ့ဆန့်ကျင်ဘက်လို့မြင်ကောင်းမြင်ကြပါလိမ့်မယ်ဒါပေမဲ့လို့တကယ်တမ်းကျတော့ကျွန်တော်တို့တွေကပါလဲဘုံရောင်သူဖြစ်တဲ့ဒီစစ်အာဏာရှင်တနည်းအားဖြင့်ပြောမယ်ဆိုရင်ဟိုဒါပေါ့ chauvinist ပေါ့နော် chauvinist တွေပေါ့နော်နောက်ကိုကျိုးရှာအကြောင်းပြတာတော့မဟာဗမာလူမျိုးကြီးဝါဒလို့အကြောင်းပြလို့တကယ်တမ်းကြည့်လိုက်တဲ့အခါကျလို့ရှိရင်တော့သူတို့ရဲ့ကိုကျိုးစီပေါ်အဓိကထားဖို့တည်ဆောက်တယ်ပြီးတော့အနာဂတ်မှာဒီနေ့ဒီစစ်အာဏာရှင်စစ်တပ်ကိုကျွန်တော်တို့ကပြုပြင်ပြောင်းလဲမှုပြုလုပ်နိုင်မှုတဲ့မလုပ်နိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်အနာဂတ်မှာဘာစနစ်တွေပဲတည်ဆောက်သူ့ရဲ့အရေးအာဝါဒသူ့ရဲ့အရေးဩဇာအောက်ကျွန်တော်တို့ကဘယ်လိုမှရုံးထွက်နိုင်ဘူးဒါကြောင့်မလို့ဒီစစ်အာဏာရှင်စနစ်နော်မြန်မာနိုင်ငံရေးစီမံနေဖယ်ရှားနိုင်ရေးပြီးလို့ရှိရင်စစ်တပ်ဟာဗမာစစ်တပ်မဟုတ်ဘဲနဲ့ပြည်ထောင်စုစစ်တပ်ဖြစ်ဖို့လိုအပ်တယ်နော်အစိုးရကလည်းဗမာအစိုးရမဟုတ်ဘဲနဲ့နော်ပြည်ထောင်စုအစိုးရဖြစ်ဖို့လိုမယ်နော်တခါလေကျကျွန်တော်စကလုံးဥပဒေသမားဆိုတော့စကလုံးအသုံးလုံးလေးပြောတာဇာတိတ်အပေါက်ကတ်တယ်ပြောရင်ပြောကြပါဒါပေမဲ့ကျွန်တော်ဥပဒေဆိုတဲ့ဟာလည်းစကလုံးတလုံးချင်းစီကနေပြီးတော့ကျွန်တော်တို့အတိတ်ပဲကောက်ယူရတော့အခုကနေကြီးမင်းအောင်လည်းကနေပြီးတော့သုံးသွားတယ်တာမန်အခြေအနေတို့ဘာလို့မဟုတ်ဘူးဆိုတော့သူစစ်အာဏာသိမ်းတာကိုပြန်ပြီးတော့မှအထူးရှိသူတို့လုံနိုင်မှုအတွက်သုံးပါတယ်ထိုနည်းတူတော့ပဲအရင်တော့58နော်ဗိုလ်ချုပ်နေဝင်းကိုအာဏာလွှဲပြီးတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုယူဖို့အသုံးချပြီးတော့မှဆိုတော့ပြောလို့အသုံးချပါအဲကြောင့်စကလုံးနဲ့စကလုံးနဲ့ဟာအရေးကြီးပါတယ်ကတ်တယ်လို့လည်းမမြင်ကြနဲ့အဲလိုဥပဒေကြောင်းအရာပြောတဲ့အခါမှာစကလုံးတိုင်းစကလုံးတိုင်းဟာပုံမှန်ရှိတယ်လို့ကျွန်တော်နောက်ပြီးတော့အဲကြတော့စကကြောသိရှိနေမှာအဲကြတော့
နောက်တစ်ချက်ပါလဲကျွန်တော်တို့ရဲ့ဆိုတော့Federal ပြည်တော်စုတည်ဆောက်ရေးဆိုတဲ့နေရာမှာလှုပ်ရှားနေတဲ့နေရာကနေဒီမှာ1919မှာကျွန်တော်တို့က independence ကိုကျွန်တော်ပြန်ပြီးပါဟိုပြောင်းလဲခဲ့ဆိုတော့ပြောခဲ့တဲ့ရှမ်းနော်ချင်းဗမာမုံရခိုင်ဒီပါဝင်တဲ့ Federal ပြည်တော်စုကိုတည်ဆောက်မယ်ဆိုရင်ကျွန်တော်တို့လည်းပါဝင်မယ်ဆိုတဲ့အပိုက်ကိုဒီမချက်ပါနဲ့ပြန်ဖြုတ်ပြီးတော့ငကိုမူလရည်မချက်ပါနဲ့ဖြစ်တယ်ဆိုတော့လည်းကချင်လွတ်လပ်တဲ့ကချင်နိုင်ငံတော်ထီထောင်ရေးဆိုတဲ့ဟာကိုကျွန်တော်ပြန်ပြီးတော့ပြောင်းလဲပြင်ဆင်ပြီးတော့လုပ်ခဲ့ပါတယ်အဲကြတော့လွတ်လပ်တဲ့ကချင်နိုင်ငံတော်ထီထောင်ရေးဆိုတာအခုမှ1939 40ဝန်းကျင်တော့ခရရနေပြီးမှကချင်တွေရတယ်ဒီကြားလွတ်လပ်တဲ့နိုင်ငံတော်ထီထောင်ဖို့ဆိုပြီးမှလည်းလို့ချင်းလှုပ်ရှားရုံးကခဲ့တာဖြစ်ပါတယ်ဒါပေမဲ့လို့ဗိုလ်ချုပ်အောင်ဆန်းက1946ခုနှစ်နော်ကချင်ပြည်နယ်မြကြီးနားမြို့လာရောက်ပြီးတော့မှကျွန်တော်တို့ကချင်ဘူပါကြီးတွေနဲ့တွေ့ဆုံဆွေးနွေးတဲ့အခါမှာနော်ဗိုလ်ချုပ်အောင်ဆန်းရဲ့ယူသားမှုပွင့်လင်းမှုပြောပုံဆိုပုံတွေကြောင့်မလို့ကချင်ဘူပါကြီးတွေရတယ်ဗိုလ်ချုပ်အောင်ဆန်းမှာပေါ်မှာယုံကြည်ကိုးစားမှုရှိပြီးတော့မှကျွန်တော်တို့ဆိုဂျိတချကိုလိုနီနဲ့အောက်ကနေပြီးမှလွတ်လပ်ရေးရယူတဲ့အခါနော်ဂျိတချဗမာလူမျိုးတွေနဲ့အတူကျွန်တော်လွတ်လပ်ရေးရယူမှုဆိုဆုံးဖြတ်ပြီးမှပင်လို့စာချုပ်မှာကျွန်တော်ပါဝင်လက်မှတ်ထိုးပြီးပြည်တော်စုတွေပါဝင်လာခဲ့တာနော်ဒါပေမဲ့လက်မှတ်ထိုးပြီးတဲ့နောက်ပိုင်းတိုင်းပြည်လွတ်လပ်ရေးရပြီးလွတ်လပ်ရေးမရခင်1940ခုဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲတဲ့အချိန်ကစပြီးပင်လုံစာချုပ်မှာနော်ပင်လုံစာချုပ်ချုပ်ဖို့တဲ့ပေးခဲ့တဲ့ဂတိကဝတ်တွေပင်လုံစာချုပ်ချုပ်ပြီးတဲ့အခါမှာပြောခဲ့ဆိုခဲ့တဲ့ဂတိကဝတ်တွေကိုနော်မဆောင်ထိမိုင်းနဲ့နော်ဒီ1940ခုဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုတတိတော်စနစ်နဲ့ရေးဆွဲခဲ့တယ်။အဲနိုင်ငံရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကြီးမှာ40ခု84နောက်2008 40ခုတတိတော်စနစ်ဘုံဦးစီးစနစ်နော်84စစ်တပ်က uniform ချုပ်ပြီးတော့မှနော်နောက်ကွယ်ကနေကြိုးကင်တဲ့တပါတီစနစ်မဆလာဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအခု2008ဘာလဲဆိုစစ်တပ်ကစစ် uniform ဝတ်ပြီးတော့မှခါတဲ့ချိန်လွှတ်တော်လေးကိုဝယ်ထိုင်တဲ့အဆင့်ထိ TEPT ကျက်လာခဲ့တဲ့အခါတိုင်းရင်းသားတွေကနေစရာမရှိဘူးပြောစရာမရှိဘူးထွန်နည်းဆိုတော့ပဲဗမာတိုင်းသားတွေပါပဲသူကပြော2021ဖြစ်သွားတဲ့အခါကျတော့2021စစ်တပ်ကအာဏာသိမ်းတာကိုကျွန်တော် KNU ကအကြီးအကျယ်ကျွန်တော်ကန့်ကွက်အဲ့ဒါ NLD ကိုချန်တူကထောက်ခံမှုပို့ဘူးဒေါ်အောင်ဆန်းစုကြည်ဦးဝင်းမြင့်တို့ကိုထောက်ခံတယ်ဒါဒီမိုကရေစီရဲ့ကျင့်စဉ်ကိုချိုးဖောက်တာဖြစ်တဲ့အတွက်ကြောင့်မို့နောက်မှာကျွန်တော်နိုင်ငံရဲ့နောက်အနာဂတ်မှာကျွန်တော်ပြည်တော်စုမှာဒါမျိုးတွေထပ်မဖြစ်ဖို့အတွက်ဆိုကျွန်တော်တွေရပါလဲဆိုရင်ဒီထောက်ခံပြီးတော့မှမျိုးဦးဒေါ်လာရေးခဏနော် NUG တို့ကလုပ်တဲ့လုပ်ငန်းတွေမှာကျွန်တော်ကိုမှထောက်ခံတဲ့အပိုင်းဖြစ်တယ်နော်ဒါကြောင့်မို့ကျွန်တော်တို့ကဘာလဲစစ်ပြဿနာအားလုံးရဲ့အရင်းမြစ်ဟာစစ်အာဏာရှင်နော်ဟိုတချို့ကထင်ကြမယ်ဟိုကျုပ်မေးအောင်လိုက်တည်တော်လို့ရှိရင်ပြောင်းလဲသွားမှာ no နော်စစ်တပ်ကလုံးဝပြောင်းလဲသွားအောင်ကျွန်တော်တို့ကလုပ်ဖို့လိုပဲလို့ကျွန်တော်တင်ပြတယ်နော်အဲ့ခါကျဒါကျွန်တော် KNU ရဲ့ policy ပေါ့နော်အဲ့ကြတော့ကျွန်တော်အခုနောက်ဆုံးပြောချင်တာကတော့ကျွန်တော်အနာဂတ်ပေါ့ဆိုတော့ဒေါ်ခင်မမမျိုးတင်ပြသွားတဲ့ဟာတွေဒေါ်ဆူဇန်နာဆိုတင်ပြသွားတဲ့ဟာတွေဒါပေါ့ဦးမင်းစီယာဦးတင်ပြသွားခဲ့တဲ့ဒီတရားတွေကိုနော်တရားဝင် reconfirm ကိုပြန်လည်ပြီးတော့မှကျွန်တော် NUG ကဒါပြန်လည်ပြီးတော့မှအတည်ပြုတရားဝင်စာနဲ့ပြည်နဲ့တော့ပြန်လည်အတည်ပြုတယ်ဆိုတဲ့ဟာမျိုးတွေလုပ်ပြီးလားတော့မသိဘူးကျွန်တော်တော့မမြင်သေးဘူးလုပ်ပေးနိုင်လို့ရှိရင်လုပ်မယ်ဆိုလို့ရှိရင်တော့အင်မတန်ကောင်းပါတယ်နောက်ပြီးတော့မှကျွန်တော်တို့ဆွမ်းပြောသလိုခင်ဗျားတို့ကနေရည်ရွယ်တဲ့နော်ရည်ရွယ်ချက်ကနော်နေ့တင်များအတွက်လက်တွဲညီသွေးချင်းချစ်ကြည်အောင်ဝဲစီတို့ Federal စကားဝိုင်းလို့ဆိုတဲ့ကြောင့်မို့ကျွန်တော် unity ဟာအရန်အရေးကြီးပါတယ် unity အရန်အရေးကြီးတယ်ဆိုရင်ကျွန်တော်တစ္ဆာရှိမှုလူသားမှုတစ္ဆာရှိမှုနော်ကွန်လင်းတင်တာမှုအပြန်အလှန်လေးစားမှုအပြန်အလှန်အတိအမှပြုမှုနော်ဆိုတဲ့ဟာတွေကိုလုပ်ပေးနိုင်မှသာပဲကျွန်တော်တို့ကယုံကြည်မှုတည်ဆောက်မှုရနိုင်မှာဖြစ်ပါတယ်ယုံကြည်မှုရှိတဲ့အခါကျမှလေကျွန်တော်တို့ကသွေးချင်းချစ်ကြည်လက်တွဲညီဆိုတဲ့ဟာမျိုးကိုကျွန်တော်ရရှိမှာဖြစ်စီလုံးညီညွတ်မှုရမှာဖြစ်ဒါကြောင့်မလို့ဒါတွေကိုလည်း NUG ရဲ့ခေါင်းဆောင်တွေအနေဒေါ်လာရေးဥဆောင်တဲ့ NUG ရဲ့ခေါင်းဆောင်တွေအနေနဲ့လေးလေးနက်နက်ဒါတွေကိုအတိုက်အခံတူရဲ့ဒါမှမဟုတ်ရည်တည်ချက်ချင်းမတူတဲ့လူတယောက်ကနော်အဖွဲ့အစည်းတစ်ခုရဲ့တင်ပြချက်ကိုအတိအမှတ်ပြုပြီးမှလက်ခံစဉ်းစားပြီး
လိမ့်မယ်လို့လက်ခံစဉ်းစားပြီးလို့တင်ပြရင်းနဲ့ကျွန်တော်ရဲ့ကျွန်တော်တင်ပြလို့တော့ဒီကုန်းချုပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နော်ဆွေးနွေးပေးသွားတဲ့ကချင်ကောင်းဆောင်ဦးခွန်စာကိုအထူးပဲကျေးဇူးတင်ပါတယ်အခု Federal စကားဝိုင်းဆိုတဲ့အတိုင်းပဲပေါ့နော်စကားဝိုင်းလေးကိုကျမတို့စတင်တော့မှာဖြစ်ပါတယ်ဒီနေ့ဆွေးနွေးသွားကြတဲ့ဝန်ကြီးဒုဝန်ကြီးနဲ့ကချင်ကောင်းဆောင်အရာအတိုင်းစီကိုထူးပဲကျေးဇူးတင်ပါတယ်လို့မှတ်သားစရာတွေလည်းအများကြီးပါပါတယ်လို့ကျမအနေနဲ့ကတော့မေကွန်းရတော့မဟုတ်ဘူးဒါပေမဲ့ဆွေးနွေးသွားတဲ့အရာတွေထဲမှာအများကြီးရှိတော်ညာလည်းပဲတစ်ခုလေးကိုပြောရမယ်ဆိုလို့ရှိရင်အတွေးခေါ်တော်လှန်ရေးဆိုတဲ့စကားလုံးကိုကျမအရန်ကိုအထူးပေါ့နော်အဲ့ဒီအတွက်ဆွေးနွေးပေးသွားတဲ့ဝန်ကြီးနော်ဆူဇန်နာလလဆူတော်၎င်းဒုဝန်ကြီးမင်းစရာဦးပေါ်ပြသွားတဲ့အရာများအတွက်တော်၎င်းကျေးဇူးတင်တယ်ဘာဖြစ်လို့လဲဆိုတော့တော်လှန်ရေးလို့ပြောတဲ့အခါမှာကျမတို့ကတော်လှန်ရေးလို့ပြောရင်လက်နက်ကင်တော်လှန်တဲ့ဟာကိုပဲသွားမြင်ရအောင်တာပေါ့နော်ဒါပေမဲ့ဒီနေ့ကအတွေးခေါ်တော်လှန်ရေးအရန်ကိုကောင်းတဲ့စကားလုံးလေးဖြစ်တဲ့အတွက်ကြောင့်မလို့ကျမအနေနဲ့ဒါမှတ်သားရပါတယ်ကျေးဇူးလည်းအထူးတင်ပါတယ်လို့အခုကျမတို့ဆက်ပြီးတော့မှအမေးအဖြေပေါ့နော်စကားဝိုင်းလေးကိုစားတော့မှာဖြစ်ပါတယ်ဒီအမေးအဖြေမှာပထမအဆုံးအနေနဲ့ကျမဖိတ်ခေါ်ချင်တာကတော့ဒီမှာရှိတဲ့အန်ကယ်ဦးလှိုင်ဝင်းကိုဖိတ်ခေါ်ချင်ပါတယ်မေးခွန်းမေးဖို့ရန်အတွက်အန်ကယ်ဦးလှိုင်ဝင်းကနေဦးဆောင်ပေးပါလို့ ဟုတ်ကဲ့မင်္ဂလာပါဒီနေ့စကားဝိုင်းမှာပါဝင်ဆွေးနွေးပေးတဲ့အတွက်လည်းကျေးဇူးထူးတင်ပါတယ်စောစောကပြောသွားတဲ့အတိုင်းပဲပေါ့ကျွန်တော်တို့ဒီအတွေးခေါ်တော်လှန်ရေးကိုပဲကျွန်တော်ပြောတင်ပါတယ်ဒီအတွေးခေါ်တော်လှန်ရေးအရာပဲဆရာမိစရာဦးပြောသွားသလိုပဲအနာဂတ်ကျွန်တော်တို့ Federal နိုင်ငံတော်ကြီးမှာအဓိကပုံဖော်မဲ့လူတွေကနိုင်ငံရေးသမားများဖြစ်ပါတယ်အယတနိုင်ငံရေးသမားများပါအဲ့ဒီရတာနိုင်ငံရေးသမားများရဲ့လိုက်နာကျင့်သုံးရမယ်တော့မဟုတ်လေစံထားရမယ်အထွေးခေါ်တွေနဲ့ပတ်သက်ပြီးဝန်ကြီးများကိုဆွေးနွေးပေးစေချင်ပါတယ်အားလုံးမင်္ဂလာပါကျေးဇူးတင်ပါတယ်ငယ်ဦးလှိုင်ဝင်းသူပဲကျေးဇူးတင်တယ်အဲ့မိကွန်းအတွက်ကျမဒီFederal ပြည်ထောင်စုဝန်ကြီးဒေါက်တာလျံမုံစခေါင်းကိုဖိတ်ခေါ်ပါတယ် sorry ဗျာမိခွန်းကိုကျွန်တော်စင်စင်လေးလေးနားမလေးလိုက်ဘူး mute ဖြစ်နေဝန်ကြီး mute ဖြစ် ကျွန်တော်ပြင်ထားပါတယ် ဟုတ်ကဲ့ရပြီဟုတ် ကြားပြီလားမသိ ရပြီဒီဘက်က mic ပိတ်ထားလို့ပါ sorry ပါ မိခွန်းကောင်းကောင်းမကြားလိုက်လို့မိခွန်းပြန်ပြုတ်ပြလို့ရမလား ဟုတ်ကဲ့ကျွန်တော်ရဲ့မိကွန်းကဟုတ်ကဲ့ကျွန်တော်ရဲ့မိကွန်းကကျွန်တော်တို့ဒီအတွေးခေါ်တော်လှန်ရေးနဲ့ပတ်သက်ပြီးတော့အနာဂတ်မှာဖြစ်လာတော့မယ်ဒီကျွန်တော်တို့ Federal စနစ်နဲ့ပတ်သက်ပြီးကျွန်တော်တို့နိုင်ငံရေးသမားတွေပေါ့အထူးသဖြင့်ရက်သားပေါ့နော်ဒီနိုင်ငံရေးသမားတွေကဦးဆောင်ပြီးဒါတွေကိုလှုပ်ဆောင်မှာဖြစ်တဲ့အတွက်ဒီအနာဂတ်မှာရှိမဲ့ကျွန်တော်တို့ပေါ်လာတော့မယ်ဒီ Federal တော်လှန်ရေးပေါ့အခုလက်ရှိအနေအထားမှာရှိတဲ့ဒီနိုင်ငံရေးသမားတွေကိုပေါ့နော်ဒီအတွေးခေါ်တော်လှန်ရေးနဲ့ပတ်သက်ပြီးတော့ဘယ်လိုစံတွေကိုဂိုင်းဆွဲထားမလဲဆိုတာကိုဒီများအနေနဲ့ဆွေးနွေးပေးစီတင်ပါတယ်ကျေးဇူးပါဟုတ်ကဲ့ကျေးဇူးများတင်ပါတယ်ဟိုကျွန်တော်တို့ပြောနေတဲ့အတွေးခေါ်တော်လှန်ရေးပဲခေါ်ပြီးတော့ Federal Democracy ပြည်ထောင်စုစနစ်ကိုကျွန်တော်တို့ထူထောင်ရေးပေါ့နော်အဲ့ဒီတစ်ဖက်မှာကျွန်တော်တို့ရဲ့လက်ရှိပကတိလုပ်ငန်းကတစ်ခုရှိပါတယ်နံပါတ်1ကတော့စစ်အာဏာရှင်စနစ်ဖြုတ်ချရေးပဲဖြစ်ပါတယ်စစ်အာဏာရှင်ရှိနေတဲ့ရွေးကတော့အဲ့ဒီစစ်အာဏာရှင်စနစ်ကိုကျွန်တော်တို့မဆန့်ကျင်နိုင်ပဲမဖြုတ်ချနိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့လူချင်းတဲ့ Federal Democracy ပြည်ထောင်စုကိုထူထောင်နိုင်မှာမဟုတ်ပါဘူးထို့အတွက်ကြောင့်ကျွန်တော်တို့ရဲ့ပထမတာဝန်ကစစ်အာဏာရှင်စနစ်ကိုဖြုတ်ချရေးပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့စစ်အာဏာရှင်စနစ်ကိုဖြုတ်ချဖို့အတွက်ဆိုလို့ရှိရင်အဲ့ဒီစစ်အာဏာရှင်စနစ်ကိုကြားကန်ပေးတဲ့စစ်အာဏာရှင်စနစ်ရဲ့အတွေ့အခေါ်ကဘာလဲဆိုတော့ကျွန်တော်တို့သိဖို့လိုတယ်အဲ့ဒီအတွေ့အခေါ်ကိုကျွန်တော်တို့ဖြိုချနိုင်မှာပဲအဲ့ဒီစစ်အာဏာရှင်စနစ်ကိုလည်းကျွန်တော်တို့ဖြိုချနိုင်မှာဖြစ်ပါတယ်အဲ့ဒီစစ်အာဏာရှင်စနစ်ရဲ့
ဆွေးကင်ထားတဲ့အတွေးခေါ်ကတော့ပွင့်ပွင့်လင်းလင်းပြောရရင်မဟာလူမျိုးကြီးဝါဒပဲဖြစ်ပါတယ်အဲ့ဒီမဟာလူမျိုးကြီးဝါဒဆိုတာဗမာလူမျိုးအလုံးထံမှာရှိတာမဟုတ်ဒီရှိအာဏာရှင်တစုလက်ထဲမှာပဲရှိတယ်ဆိုတော့ဒီစစ်အာဏာရှင်တွေကင်ဆွေးထားတဲ့မဟာလူမျိုးကြီးဝါဒကိုနှစ်ပေါင်း90အတွင်းမှာကျွန်တော်တို့တိုင်းပြည်မှာဘလူအကောင့်ထေဖို့ခဲ့တယ်လေဆိုတာကျွန်တော်တို့သိဖို့လိုတယ်ဘလူအကောင့်ထေဖို့ခဲ့တယ်လေဆိုတော့ပထမဦးဆုံးကျွန်တော်တို့တမိုင်းကိုပြောတာဖြစ်တဲ့အတွက်လူပုဂ္ဂိုလ်ကိုပုတ်ခတ်ဝယ်ဖိုင်တာမဟုတ်ဘဲနဲ့အမှန်တရားကိုဖော်ထုတ်ဖို့အတွက်လူပုဂ္ဂိုလ်နာမည်တွေကိုကျွန်တော်တို့ပြောတဲ့အခါမှာနားလေခွင့်ထွက်ပြဖို့လေကျွန်တော်မေတ္တာရပ်ခံချင်ပါတယ်ဆိုတော့ပထမအနေနဲ့ပါလီမန်ဒီမိုကရေစီခေတ်တုန်းကဒီမိုကရေစီကိုအလွဲသုံးစားလုပ်ပြီးတော့အဲ့ဒီကာလတုန်းကကချင်ပြည်နယ်ဝန်ကြီးချုပ်ဇန်ထာစင်ကပြုတ်ခဲ့တဲ့အတိုင်းပေါ့လေဒီမိုကရေစီစနစ်ကိုပြောင်းပြန်ကျင့်သုံးပြီးတော့ပါလီမန်ဒီမိုကရေစီခေတ်တုန်းကဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာဖြစ်ပြထန်ခဲ့တယ်အဲ့ဒါမဟာလူမျိုးကြီးဝါဒတွေရဲ့ဒီသူတို့ရဲ့တွေးခေါ်ကိုထူထောင်ဖို့အတွက်ပထမခြေလှမ်းဖြစ်ပါတယ်ပြီးတော့ဒုတိယအနေနဲ့1960နှစ်မှာဘူနေဝင်းကအာဏာသိမ်းတယ်1966မှာသူကမြန်မာနိုင်ငံတစ်ခုလုံးရဲ့ကျောင်းသုံးစနစ်ကိုသူပြောင်းတယ်လို့ပြောတယ်ဆိုတော့အင်္ဂလိပ်ဘာသာကိုသင်ချင်းကနေမြန်မာဘာသာကိုပြောင်းတယ်ဆိုတော့ကဘာကိုကြီးရတယ်ဒါပေမဲ့အဲ့ဒီနှုတ်ကွေမှာသူဘာလုပ်လဲဆိုတော့ကျွန်တော်တို့တိုင်းရင်းသားလူမျိုးအားလုံးရဲ့စာပေသင်ကြားခွင့်ကိုလုံးဝပိတ်ပင်ခဲ့ပါတယ်ဆိုတော့မြန်မာစကားတစ်ခုထဲနဲ့ဒီတိုင်းပြည်ကိုလွှမ်းမိုးဖို့ကျွန်တော်တို့တိုင်းရင်းသားလူမျိုးအားလုံးရဲ့ဘာသာစကားပပျောက်ဖို့ကိုသူဆောင်ရွက်ခဲ့ပါတယ်နှုတ်တတိယအနေနဲ့အဲ့ဒီသူတို့သုံးတဲ့အဲ့ဒီမဟာလူမျိုးကြီးဝါဒတွေသုံးတဲ့စကားလုံးကအင်မတန်မှလှပပါတယ်တိမ်မွေ့ပါတယ်သူတို့ဘာစကားကိုသုံးလဲဆိုတော့အမျိုးသားnation building အမျိုးသားနိုင်ငံတော်ထူထောင်ရေးလမ်းစဉ်ပေါ့လေ nation building ကိုတွားကြတာဖြစ်တယ်ဆိုတော့အဲ့ဒီ nation building အမျိုးသားနိုင်ငံတော်ထူထောင်ရေးမှာဦးနုကစားပြီးတော့ဘာသာရေးကိုသုံးတယ်နေဝင်းကဆက်ပြီးတော့မှဘာသာစကားကိုသုံးတယ်တတိယကြိမ်မှာဘူနေဝင်းဘူဆောင်းမောင်နဲ့ဘူခင်ဝင်းတို့အာနာသိမ့်ပြီး1988မှာအာနာသိမ့်ပြီး1989မှာကျွန်တော်တို့တိုင်းပြည်ရဲ့နာမည်ပြောင်းလိုက်ပါတယ် Union of Burma ကနေပြီးတော့ Union of Myanmar ဖြစ်နေပြောင်းလိုက်ပါတယ်ဆိုတော့တိုင်းပြည်တစ်ခုမှာလူမျိုးတစ်မျိုးပဲရှိပြီးတကယ်တော့နော်မြန်မာလူမျိုးဆိုတဲ့ဟာဆိုတော့ကျွန်တော်တို့အားလုံးသိတဲ့အတိုင်းဟိုဗုဒ္ဓဘာသာမြန်မာလူမျိုးဆိုတာအနော်ထားခဲ့တဲ့စတိုင်းစကားပါ To be Myanmar is to be a Buddhist to be a Buddhist is to be Myanmar ဆိုတာနဲ့အတူတူပဲဖြစ်ပါတယ်အဲ့ဒါ Michael Eric ရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ဆိုတော့အဲ့ဒီတိုင်းကျွန်တော်တို့တိုင်းပြည်ကို nation building process နဲ့သူတို့ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ပြည်ထောင်စုစနစ်ကိုမတော်ဘူး federal စနစ်ကိုမတော်ဘူးဒီမဟာလူမျိုးကြီးဝါဒတွေကင်ဆွေးထားတဲ့ nation building ရဲ့ category 3ခုပေါ့လေထုတ်တိုင်3ခုကဒီအမျိုးဘာသာသာသနာဒါပေမဲ့သူတို့ဆက်လုပ်လိုက်တော့သာသနာနဲ့စတယ်ပြီးတော့ဘာသာစကားနဲ့လိုက်တယ်ဦးနေဝင်းကပြီးတော့တတိယဆင့်မှာလူမျိုးရေးနဲ့လိုက်ဆိုတော့ကျွန်တော်တို့ဒီမှာကြည့်အခုလက်ရှိ2010ဖွဲ့စည်းပုံချီခံဥပဒေရသူတို့ခွင့်ထူလိုက်တဲ့အလံတော်ကိုကြည့်သူတို့ပြောတဲ့အလံတော်ခြေတလုံးပဲရှိတယ်ဘာကူဆူလို့လဲဒီတိုင်းပြည်မှာလူမျိုးတစ်မျိုးပဲရှိပြီးတကယ်တော့ဒီတိုင်းပြည်မှာဘာသာစကားတစ်ခုပဲကျင့်သုံးရမယ်ဒီတိုင်းပြည်မှာဗုဒ္ဓဘာသာပဲထွန်းကားရမယ်ဆိုတဲ့ဒီမဟာလူမျိုးကြီးဝါဒီတွေရဲ့အတွေးကိုကျွန်တော်တို့အမြင်တတ်ဖို့လိုတယ်ဒီအတွေးခေါ်တွေကိုကျွန်တော်တို့ဆန့်ကျင်ဖို့လိုပါတယ်ဒီတိုင်းပြည်မှာလူမျိုးပေါင်းစုံရုံနှောင်းနေထိုင်တဲ့တိုင်းပြည်ဖြစ်တယ်ပင်လုံစာချုပ်ကိုချုပ်ဆိုတယ်ဆိုတာချင်းကချင်နဲ့ရှမ်းတို့ကအဲ့ဒီကာလာတုန်းကဗြိတိရှခေတ်တုန်းကကျွန်တော်တို့အတူတူနေတာလည်းမဟုတ်ကျွန်တော်တို့မှာတီချဖွဲ့စည်းအုပ်ချုပ်ပုံချီခံဥပဒေတွေရှိတယ်ဗြိတိရှတွေကတီချကျွန်တော်တို့ကိုတင်ပိုက်တာဖြစ်တယ်ဗြိတိရှတွေကကျွန်တော်တို့ကိုတီချအုပ်ချုပ်တာဖြစ်တယ်ကျွန်တော်တို့တီချလွတ်လပ်ရေးရယူပိုင်ခွင့်ရှိတယ်တီချအမျိုးသားနိုင်ငံတော်ထူထောင်ပိုင်ခွင့်ရှိတယ်သို့တော့ဘူချောင်းအောင်ဆန်းရှိုံတဲ့အတွက်ပြီးတော့ကျွန်တော်တို့အားလုံးကလည်းပူးပေါင်းဆောင်ရွက်မှုကိုလူလာတဲ့အတွက်ပင်လုံစာချုပ်ကိုလက်မှတ်ရေးထိုးတာဖြစ်တယ်ဒီပင်လုံစာချုပ်ကိုလက်မှတ်ရေးထိုးပြီးတော့မှဒီလိုပူးပေါင်းလာတဲ့အတွေးခေါ်ကကျွန်တော်တို့ခုနဆရာခွန်စာပြုတဲ့စကားထဲမှာပါတယ် mutual respect mutual recognition အချင်းချင်းအပြန်အလှန်အတိမတ်ပြုခြင်းအပင်းချင်းချင်းအပြန်အလှန်လေးစားခြင်းအဲ့ဒါလိုအချင်းချင်းအပြန်အလှန်အတိမတ်ပြုခြင်းနဲ့လေးစားခြင်းပေါ်မှာခြိခံပြီးတော့ကျွန်တော်တို့တန်းတူရေးခြိခံမှုနဲ့
ကိုပိုင်ပြတ်ထန်းခွင့်ကိုအာမခံချက်ပေးတဲ့ပြည်ထောင်စုမျိုးကိုထူထောင်ဖို့ပင်လုံစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့တာဖြစ်တယ်ဆိုတော့အဲ့ဒီတွေ့ကြောင့်ဒီနေ့အထိကျွန်တော်တို့ဒီတိုင်းပြည်မှာဒီပေါင်း95နှစ်ကျော်နော်ပြည်တွင်းစစ်ဖြစ်နေတယ်ဆိုတာဒီပင်လုံစာချုပ်ကိုအကောင်အထည်ပေါ်ဖို့အုပ်ပိတ်ခပြုတ်တာမဟုတ်ဘူးဖျက်ဆီးနေတာပင်လုံစာချုပ်ကိုဖျက်ဆီးဖို့ကြိုးစားနေတာသူတို့ကပြည်ထောင်စုကိုအမေခံပြီးတော့တပီဆောင်နိုင်ငံအမျိုးသားနိုင်ငံကိုထူထောင်ဖို့ဒီပေါင်း90တွားပြီးပြီဒီလိုတွားပြီးသားပုံမှာသူတို့ကပြည်ထောင်စုဆိုတဲ့စကားကိုအလွေသုံးစားလို့တာကျွန်တော်တို့လက်မခံလို့အခုကျင်းပနေတဲ့ဟာပြည်ထောင်စုနဲ့လို့မကျင်းပဘဲနဲ့သူတို့ဒီလူခမရတို့နှုတ်ထအလွေသုံးစားလို့မရတော့ဘူးကျွန်တော်တို့တိုင်းရင်းသားတွေခမရတို့ခြေလေချင်းတိုင်းခြေလေလို့မရတော့ကျွန်တော်တို့တော်လှန်မယ်ဆိုပြီးတော့ကျွန်တော်တို့တော်လှန်ရေးအတွေးခေါ်နေနေပဲပြင်လုံဆိုတဲ့ဟာကိုကျွန်တော်တို့သွားနေတာဖြစ်ပါတယ်လို့ဒါပထမဖြစ်ပါတယ်ဆိုတော့စစ်ကောင်စီကိုကျွန်တော်တို့တိုက်ဖြစ်ဖို့စစ်အာဏာရှင်စနစ်ကိုတိုက်ဖြစ်ဖို့အဲ့ဒီစစ်အာဏာရှင်စနစ်ကိုကြားကန်ပေးတဲ့ထောက်ပံ့ပေးတဲ့အတွေးခေါ်ကိုလည်းကျွန်တော်တို့တိုက်ဖြစ်ဖို့လို့တို့အခုမြန်မာနိုင်ငံမှာမဟာတတွေအမဟိုဘာခေါ်မလဲအမျိုးဘာသာသာသနာသမားတွေအများကြီးရှိတယ်ဆိုတော့ဒါကိုဘယ်သူကထောက်ပံ့တယ်စစ်တပ်ကထောက်ပံ့တယ်ဒီမာလူမျိုးကြီးဝါဒကြီးရန်တရားကိုဘယ်သူကမောင်းနှင်တယ်လေစစ်တပ်ကမောင်းနှင်တယ်ဘာနဲ့ကျင့်သုံးတယ်လဲစစ်အာဏာရှင်စနစ်နဲ့ကျင့်သုံးတယ်ဒါကိုကျွန်တော်တို့အနေနဲ့ပထမတိုက်ထုတ်ဖို့လိုပါတယ်လို့ဒါကိုစားပြန်ထူးဖို့တွေ့ကြတော့ကျွန်တော်တို့ Federal Democracy ပြည်ထောင်စုစနစ်နဲ့ကျွန်တော်တို့သွားမှာဖြစ်ပါတယ် Federal Democracy ပြည်ထောင်စုစနစ်ဆိုတာအနည်းဆုံးကတော့ Democracy စနစ်ရှိရမယ်အနည်းဆုံးကတော့ Federal စနစ်ရပြည်ထောင်စုနဲ့ပြည်နေကြမှာအာဏာခွဲဝေမှုရှိရမယ်ပြီးတော့ပြည်ထောင်စုဖွဲ့ဝင်ပြည်နေအားလုံးကိုပိုင်ပြတ်ထန်းခွင့်ပေးရမယ်ကိုပိုင်ပြတ်ထန်းခွင့်ပေးတယ်ဆိုတာအဲ့ဒီပြည်ထောင်စုဖွဲ့ဝင်ပြည်နေအားလုံးမှာပြည်နေဖွဲ့စည်းပုံခြေခံဥပဒေကြီးရွှေပြတ်ထန်းခွင့်ရှိရမယ်စသည်ချက်တွေကိုကျွန်တော်တို့အနေနဲ့ကျွန်တော်တို့မှာစံတန်ဖို့ခုရှိပါတယ်ပြီးတော့ကျွန်တော်တို့လမ်းမှု9ချက်ရှိပါတယ်ပြီးတော့ Federal နဲ့ Democracy ခြေခံမှု64နဲ့4ချက်ရှိပါတယ်အဲ့ဒါကျွန်တော်တို့ Federal Democracy ပြည်ရဲ့အစိတ်ပိုင်းတိမှာအပြည့်အစုံပေါ်ပြထားပြီးသားဖြစ်ပါတယ်ဒီဟာကိုပဲကျွန်တော်တို့အခြေခံပြီးတော့ဒီတိုင်းပြည်ကိုကျွန်တော်တို့ပြန်လည်ထူထောင်ဖို့အတွက် Federal Democracy ပြည်ရဲ့အစိတ်အပိုင်းတိဟာကျွန်တော်တို့ရဲ့ကျန်းစာလို့ကျွန်တော်တို့ဂိုင်းဆွေးရမယ်ကျွန်တော်တို့မူ policy ဖြစ်တဲ့ကျွန်တော်တို့အတွေ့အခေါ်ဖြစ်ပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ဆိုတော့ခုနဆွေးနွေးတဲ့ tema ဆက်ခွင့်စာဆွေးနွေးတဲ့ tema လေးပါတယ်အဲ့ဒါပါလေဆိုတော့ NUG အနေနဲ့ဒါကိုဘယ်လိုကောင်းထည့်ဖို့ကျွန်တော်တို့အဲ့ဒီ Federal Democracy ပြည်ငင်အစိတ်အပိုင်းတိဟာကျွန်တော်တို့တွင်ကူပြောင်းရေးကာလဖွဲ့စည်းပုံခြေခံဥပဒေမှာတော်လကောင်းအမေတန်အတွေ့အကြီးရွှေပြတ်ထမ်းမဲ့ပြည်ထောင်စုဖွဲ့စည်းပုံခြေခံဥပဒေမှာတော်လကောင်းပြည်ထောင်စုရဲ့ခြေခံမှုဖြစ်နေပါကူပါရမှာဖြစ်ပါတယ်ဒါကျွန်တော်တို့ရဲ့တော်လှန်ရေးတန်တိတ်ထဖြစ်ပါတယ်ဘာနဲ့တူတယ်ဆိုတော့နိုင်ငံတကာအတွေ့အကြုံနဲ့နှိုင်းပြီးတော့ပြောမယ်ဆိုရင်တောင်အာဖရိကမှာသူတို့အသွင်ကူးပြောင်းဖို့အတွက်လူဖြုံလူမေးခွေးချမှုမရှိတော့ဘူးကျွန်တော်တို့ဒီမိုကရေစီစနစ်တိုင်းပြည်ကိုပြန်ထူထောင်မယ်ဆိုပြီးတော့အဲ့ဒီကာလတုန်းကသူတို့သဘောတူညီချက်ရှိတယ်အဲ့ဒီသဘောတူညီချက်ထဲမှာသူတို့ principle အခြေခံမှု39ချက်ရှိတယ်အဲ့ဒီ39ချက်ကိုသူတို့ရဲ့ကြာကာလဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်းပါတယ်လို့အမေရိကန်ကြီးဆွေအတွက်အကြီးဆွေပြဋ္ဌာန်းတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်းပါထားတဲ့အတိုင်းကျွန်တော်တို့ဒါကိုတာမန်စာချုပ်စာတမ်းနဲ့ကျွန်တော်တို့ကောင်းထေပုံမှာမဟုတ်ဘူးကျွန်တော်တို့နေ့စဉ်ဘဝတူတဲ့ရှင်တိုင်းရဲ့အတွက်ကျွန်တော်တို့ဘဝကိုကာကွယ်နိုင်ဖို့အတွက်ကျွန်တော်တို့ဘဝအနာဂတ်ကိုနိုင်ငံရေးရအာမခံချက်ပေးနိုင်ဖို့အတွက်ဒီ Federal Democracy ပြည်ရဲ့အစိတ်အပိုင်းတိကိုကျွန်တော်တို့တွင်ကူးပြောင်းရင်ကာလဖွဲ့စည်းပုံခြေခံဥပဒေအခန်း1ပြည်ထောင်စုခြေခံမူမှာလေးပါမယ်အမေရိကန်ကျင့်သုံးမဲ့ဖွဲ့စည်းပုံခြေခံဥပဒေရည်ရွှေပြဋ္ဌာန်းတဲ့ခါမှာလည်းပဲဒါကျွန်တော်တို့အနေနဲ့ခြေခံမှုဖြစ်နေပါမယ်ဖြစ်တယ်လို့ထို့အတွက်ကြောင့်ကျွန်တော်တို့လက်ရှိအနေထားမှာဒီ Federal Democracy ပြည်ငင်ဆိုတာအမှန်စင်စစ်က NUG ကကြီးထားတာမဟုတ်ဘူး NUCC လို့ခေါ်တဲ့အမျိုးသားညီညွတ်ရေးအတိုင်းပင်ခံကောင်စီမှာအစုဖွဲ့5ခုပါတယ်အဖွဲ့အစည်း33ဖွဲ့ပါပါတယ်ကျွန်တော်လူမျိုးစုံတဲ့ဒေသစုံတဲ့ကျွန်တော်တို့အားလုံးပူးပေါင်းပြီးတော့မှတစ်နှစ်လောက်ကျူးစားပြီးတော့ရည်ရွယ်ပြဋ္ဌာန်းလိုက်တဲ့ပြည်ငင်ဖြစ်ပါတယ်ဒါဟာကျွန်တော်တို့ရဲ့တော်လှန်ရေးတန်တေးထန်ဖြစ်တယ်ဒါဟာကျွန်တော်တို့တော်လှန်ရေးရဲ့အတွေ့အခေါ်ဖြစ်တယ်ဒါဟာကျွန်တော်တို့တော်လှန်ရေးဥတီချက်ဖြစ်တယ်အဲ့ဒီတိုင်းပဲကျွန်တော်တို့ဆောင်ရွက်မယ်ဆိုပြီးတော့ကျွန်တော်တင်ပြချင်ပါတယ်မိခွင့်မဲ့တဲ့ခေါင်းဆောင်ကြီးတွေကိုလည်းကျွန်တော်မေတ္တာရပ်ခံချင်တာ Federal ပြည်ငင်တွေကိုတော့ကျေးဇူးပြုပြီးတော့ဖတ်ပေးကြပါအဲ့ဒီ Federal ပြည်ငင်သူ့တပင်းအစိတ်အပိုင်းတစ်ဟာ
အသွင်ကူပြောရင်ကာလဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်းပြည်ထောင်စုအခြေခံမူဖြစ်နေပါမယ်ကျွန်တော်တို့အမေဒန်အတွက်ရည်ရွယ်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်းပြည်ထောင်စုအခြေခံ Federal ပြည်ထောင်စုအခြေခံမူဖြစ်နေပါသွားမှာဖြစ်တယ်ဆိုပြီးတော့ကျွန်တော်တင်ပြချင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်မိကုန်းကိုဖြေချပေးသွားတယ်ဝန်ကြီးဒေါက်တာလျန်မုံစကောင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ဟုတ်ပါတယ်ကျမတို့အတွေးခေါ်တော်လှန်ရေးမှာပထမဆုံးတိုက်ဖြတ်ရမယ့်အရာလူမျိုးကြီးမဟာလူမျိုးကြီးဝါဒဖြစ်ပါတယ်ကျမတို့တိုင်းရင်းသားတွေအားလုံးအနှိမ်ခံရတာဒီခေတ်အဆက်ဆက်ကအနှိမ်ခံရတဲ့ဒီမဟာလူမျိုးကြီးဝါဒဒီကျမတို့တိုက်ထုတ်ရမယ့်တာဝန်ကကျမတို့တိုင်းရင်းသားတွေအားလုံးမှာတာဝန်ရှိပါတယ်လို့ကျေးဇူးအထူးတင်ပါတယ်နောက်ထပ်ဆက်လက်ပြီးတော့မှဆွေးနွေးမဲ့သူကိုကျမဖိတ်ခေါ်ချင်ပါတယ်သူကတော့ဒီ UK Shan Community ကကိုခက်မောင်လင်းကိုမေးခွန်းမေးပေးပါရန်ဖိတ်ခေါ်ပါတယ်မေးခွန်းကိုလည်းဘသူကိုဖြေကြားစေချင်တာလဲဆိုတာဝန်ကြီးပေါ့နော်နာမည်နဲ့ဖော်ပြပေးပါလို့ကျေးဇူးထူးတင်ပါတယ်ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာအခုလိုကျွန်တော်မေခွန်းရတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်မေးချင်တဲ့မေးခွန်းကတော့ကျွန်တော်တို့ဒီအနာဂတ်ကျွန်တော်တို့မြန်မာနိုင်ငံရဲ့စီးပွားရေးပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်တို့ဒီဗမာပြည်ရဲ့စီးပွားရေးကိုကြည့်မယ်ဆိုရင်ဒီစစ်တပ်ကနေပြီးတော့အာဏာသိမ်းပြီးကြတဲ့ဟူကဒီမဆလာစီးပွားရေးခေတ်ပေါ့နော်နောက်ပြီးတော့အဲ့ဒီမဆလာစီးပွားရေးခေတ်ပြီးတဲ့အခါမှာကျွန်တော်တို့သိရတာနောက်ထပ်တစ်ခုကတော့ခုနစစ်တပ်ဥပိုင်နေအုပ်ဆိုတဲ့ခရိုနီတွေအုပ်ဆိုတဲ့စီးပွားရေးခေတ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဗမာပြည်ကြီးရဲ့ဒီစီးပွားရေးကမရဆိုတာမမြင်မတွေ့ရဘူးတကယ်တမ်းပြည်သူတွေအတွက်ဘာမှအကျိုးခံစား권မရှိဘူးနောက်ပြီးတော့သူတို့မှာလုတ်ပိုင်ခွင့်လည်းဘာမှမရှိဘူးပေါ့နော်အဲ့ဒါကြောင့်ဒီလာမဲ့ဒီအနာဂတ်မှာပေါ့နော်ကျွန်တော်တို့ဒီတော်လိုင်းရေးအောင်မြင်ပြီးတဲ့အချိန်မှာကျွန်တော်တို့ဗမာပြည်ရဲ့ဒီစီးပွားရေးပေါ့နော် plan အဲ့ဒီ plan ကဘယ်လိုပြောမလဲဆိုတော့ခုနပြောလို့ပေါ့အများပြည်သူအကျိုးဖြစ်စေမဲ့နော်နောက်ပြီးတော့ကျွန်တော်တို့အမျိုးသားစီးပွားရေးပေါ့နော်နောက်ပြီးတော့ပြည်မနဲ့နောက်ပြီးတော့ပြည်နယ်တွေရဲ့အကုန်လုံးအကျိုးစီးပွားများတရနိုင်မဲ့အဲ့လိုမျိုးစီးပွားရေး plan ပေါ့နော်အဲ့ဒါမျိုးကိုကျွန်တော်တို့ဒီစီးပွားကဒီဝန်ကြီးဌာနကဒီတော်ခင်မမျိုးဖြေချပေးပါခင်ဗျကျေးဇူးတင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါရှင်မိကွန်းအတွက်ပေါ့နော်ကျေးဇူးတင်ပါတယ်အဓိကဒီမြန်မာနိုင်ငံရဲ့စီးပွားရေးကိစ္စရပ်တွေပေါ့နော်ကျမ2013မှာပေါ့လေကျမဒီပြပမှာအချိန်တိုင်းတာတခုရှိနေပြီးတော့ရောက်နေပြီးတော့မှကျမမြန်မာပြည်ကိုပြန်ဖြစ်တယ်ပေါ့နော်မြန်မာပြည်ကိုပြန်ရောက်တဲ့အချိန်မှာလေမြန်မာပြည်ကတိုးတက်နေတယ်ပြောင်းလဲနေမှုတွေကိုဥတည်နေတယ်ဆိုပြီးတဲ့ခါကျတော့ပြောကြတယ်ပေါ့နော်ဒါပေမဲ့ကျမရောက်သွားတဲ့အချိန်မှာလေကျမအရန်ဝမ်းနေမိတယ်ဘာကြောင့်လဲဆိုတဲ့ခါကျတော့တရက်မှာကျမရခိုင်ကိုသွားတယ်ရှင်ရခိုင်ကိုရောက်တဲ့ခါကျတော့ရခိုင်ကလူတွေကကျမကိုပြောတယ်ဆံမတဲ့ဟိုစားကျွန်တော်တို့မြန်စားရအောင်နဲ့ဒီနေ့မြန်စားပြီးတဲ့ခါကျလို့ရှိရင်ပြီးလို့ရှိရင်မီးပိတ်ချိန်ရောက်တော့မယ်တဲ့ကျွန်တော်တို့စီမှာမီးကတနေ့ကို6နာရီလောက်ပဲလာတာတဲ့ဆိုတဲ့ခါကျတော့ပြီးတော့မီတာကားကအရန်စေးကြီးတယ်ဆိုတော့ကျမတို့မေးတယ်မီတာကားကဘယ်လောက်မလို့လဲဆိုတဲ့ခါကျတော့ဆံမတို့ပြည်မှာ35ကျပ်တဲ့ကျွန်တော်တို့စီမှာရှားပေါင်းများစွာပေါ့နော်ဆိုတဲ့ခါကျတော့ကျမတော်တော်ဝမ်းနည်းသွားတယ်မြန်မာပြည်ဆိုပြီးတော့ဒီတိုင်းပြည်တစ်ခုမှာအတူတူနေကြတယ်ဒါပေမဲ့ခါကျတော့မီတာကတောင်မတူဘူးအဲ့ဒီကနေရခိုင်ကနေကျမပြန်လာတယ်နေပြည်တော်မှာအစည်းအဝေးတစ်ခုရှိလို့နေပြည်တော်ကိုသွားတယ်
6လမ်းသွားလမ်းမကြီးတွေ12လမ်းသွားလမ်းမကြီးတွေလမ်းမီးတွေထိန်ထိန်ကိုလင်းနေတယ်အဲ့ရောဒီနေ့ပြည်တော်ကြီးတိဆောက်ဖို့ရခိုင်ကသဘာဝဓာတ်ငွေရခိုင်ကမ်းလွန်ပြင်ကဒါဒီပြန်ပြီးတဲ့အခါကျတော့တယံဇာတတွေဒါတွေကိုရောင်းပြီးနေပြည်တော်တိဆောက်ခဲ့ကြတယ်ရခိုင်ကရှိနေတဲ့ပြည်သူတွေအမှောင်တွေကိုရောက်တဲ့အချိန်ထဲမှာမလိုအပ်ဖဲနဲ့နေပြည်တော်မှာရှိနေတဲ့လူတွေကမီးထိန်ထိန်လင်းနေတယ်ဒါဟာစီးပွားရေးအရာတိုးတက်မှုလားဆိုတော့မေးခွန်းကိုကျမတို့ဒါတော်တော်လေးပြန်ပြီးတဲ့ခါကျတော့ထုတ်ဖြစ်ခဲ့တယ်ပေါ့နော်ဟောအနေထားပေါ့နော်နောက်တဲ့တစ်ခါကျတော့ကျမကရှမ်းပြည်ကဆိုတော့ကျမရှမ်းပြည်သွားတယ်ရှမ်းပြည်ကိုရောက်တဲ့အခါကျတော့မျိုးတွေအဆင့်တွေကိုဖြတ်သွားတယ်ဥပမာဆိုပါစို့နော်ကျမဒီရှမ်းပြည်ကိုသွားဖို့အတွက်ဆိုတဲ့အခါကျလို့ရှိရင်ကျမမိထီလာကိုဖြတ်တယ်အဲ့တော့တောင်ကိုဖြတ်တယ်မိထီလာဖြတ်တယ်ဖွံ့ဖြိုးတိုးတက်နေတဲ့ indicator တွေအများကြီးတွေ့ရတယ်အဆောက်အဦတွေလမ်းတွေရှမ်းပြည်ဆိုပြီးတော့စိုင်းပုတ်လေးတွေကိုဝင်သွားလိုက်တာနဲ့အိမ်တွေကအစကွာသွားတယ်ဒီနေထားတဲ့ဥစ္စာလေးတွေကိုကျမတို့မြင်ရတယ်ပေါ့နော်မြို့တော်ကျမကရင်နီရောက်တယ်မြို့တော်လွိုက်ကောမှာရှိနေတဲ့စေယုံမှာလူနည်းနည်းလေးပဲဆရာဝန်နည်းနည်းလေးပဲအဲ့ဒီတိုင်းပဲမြို့တော်ဆိုတဲ့ရှမ်းပြည်ရဲ့မြို့တော်ဆိုတဲ့တောင်ကြီးမှာစေယုံမှာမပြည့်စုံအားလုံးကပြန်ပြီးတဲ့ခါကျတော့မန္တလေးကိုလွှဲပါနေပြည်တော်ကိုလွှဲပါရန်ကုန်ကိုသွားပါဒီလိုပုံစံတွေဖြစ်နေတော့လူစီးပွားဖွံ့ဖြိုးတိုးတက်မှုတွေကအရန်ကိုကွာဟမှုရှိနေတယ်ကျမတို့ငယ်စဉ်ကကွာဟမှုတွေရှိနေသလိုတစ်ချိန်မှာပြောင်းလဲလာပြီဆိုတဲ့အချိန်တွေထဲမှာလည်းကွာဟမှုတွေကရှိနေသေးပဲရှိနေတဲ့အနေထားတွေအဲ့တော့ဘာတွေကကွာဟတယ်လဲဆိုတဲ့ခါကျတော့ budget တွေချထားတဲ့ဥစ္စာတွေကကျမတို့ကွာဟမှုတွေရှိတယ်ပြီးတဲ့ခါကျလို့ရှိရင်စစ်တပ်ရဲ့လက်ဝကြီးအုပ်မှုတွေပေါ့နော်ဆိုတဲ့ခါကျတော့အဲ့တော့မြန်မာနိုင်ငံရဲ့စီးပွားရေးစနစ်ကြီးကိုပြန်လည်ပြုပြင်မယ်ဆိုလို့ရှိရင်ကျမတို့ကလက်ဝကြီးအုပ်စီးပွားရေးစနစ်ကြီးကိုကျမတို့ပြန်လည်ပြီးတော့တိုက်ဖြတ်ရမယ်အနာဂတ် Federal Democracy ပြည်အောင်စုကြီးမှာအဲ့ဒီလက်ဝကြီးအုပ်စီးပွားရေးစနစ်ကိုပုံဖော်နေသူများသည်စစ်တပ်လည်းရှိတယ်စစ်တပ်နဲ့နှီးစပ်တဲ့သူတွေရှိတယ်စစ်တပ်ရဲ့လက်ဝေခံတွေရှိတယ်စစ်တပ်နဲ့စစ်ကောင်းဆောင်များရဲ့ဆွေမျိုးသားချင်းတွေရှိတယ်ပြီးတဲ့ခါကျတော့ရေပေါ်စီလုပ်ငန်းရှင်တွေရှိတယ်ကျမတို့စစ်တပ်တစ်ခုတည်းမဟုတ်ဘူးစစ်တပ်နဲ့ပေါင်းနေတဲ့အကျိုးစီးပွားရယူနေတဲ့အရက်သားရေပေါ်စီလုပ်ငန်းရှင်များဒါတွေရှိတယ်ဒါတွေအားလုံးကနေအခြေပြုထောက်မှထားတဲ့စီးပွားရေးဓာတ်တိုင်ကြီးကိုကျမတို့ဖြိုချပစ်ဖို့အတွက်လိုတယ် Federal Economic System ကြီးကိုကျမတို့တိဆောက်ဖို့လိုတယ်ကျမတို့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်လို့ပြောရင်နိုင်ငံရေးကိုယ်ပိုင်ပြဋ္ဌာန်းခွင့် political self determination ပဲမဟုတ်ဘူးကျမတို့အတူတကွဒီတိုင်းပြည်ကြီးကိုတိဆောက်ခဲ့ကြမယ်ဆိုပြီးတော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဘိုးဘွားတွေတိဆောက်ခဲ့ကြတာဘိုးဘွားတွေကတီထောင်ကြတဲ့ဥစ္စာအနေထားထဲမှာကျမအဖိုးကရှမ်းစော်ဘွားများအတိုင်ပင်ခံကောင်စီရဲ့နာယကဖြစ်ပါတယ်ကျမတို့အိမ်မှာကျမတို့အသက်3နှစ်လောက်ကတည်းက Federal ဆိုတာကြီးကိုကျမတို့ကြားကြရတယ်ဒီနေထားဥစ္စာတွေထဲမှာဒီ Federal ဒီတကယ်မရဘူးစီးပွားရေးအရာမှာလဲစီးပွားရေးအရာကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေကျမတို့တိုင်းပြည်ကြီးဟာဆိုလို့ရှိရင်ဆုံးရှုံးခဲ့တဲ့အနေထားဖြစ်ပါတယ်အဲ့တော့ကျမတို့ Federal Economic System ကြီးကိုတည်ဆောက်မယ်ဆိုလို့ရှိရင်တော့နံပါတ်1ဝန်ကြီးဌာနဖွဲ့စည်းပုံတွေကအစပြောင်းရပါမယ်ကျမအမြဲတမ်းပြောပါတယ်နေပြည်တော်အခြေပြုစဉ်းစားချက်ကိုမစဉ်းစားနိုင်ဘူးစီးပွားရေးလို့ပြောတဲ့အခါလေးကြာလို့ရှိရင်လေစီးပွားရေးဒီပြည်ထောင်စုမှာလည်းစီးပွားရေးဝန်ကြီးဌာနများဆက်ဆက်ဝန်ကြီးဌာနများရှိရမယ်ပြည်နယ်တွေထဲမှာဆိုလို့ရှိရင်လေ Federal အဖွဲ့ဝင်ပြည်နယ်တွေ Federal Unit တွေမှာစီးပွားရေးနဲ့ပတ်သက်ပြီးတဲ့အခါကျတော့ဝန်ကြီးဌာနတွေရှိရမှာဖြစ်ပါတယ်နောက်တစ်ချက်ကမူဝါဒဖြစ်ပါတယ်အဲ့တော့ structure ပြီးရင်ကျမတို့မူဝါဒတွေထဲမှာလေမူဝါဒဟာဗဟိုချုပ်ကင်မှုမရှိတဲ့မူဝါဒဖြစ်ရပါမယ်အာဏာခွဲဝေမှုတွေရှိရမယ်တာတူညီမျှပေါင်းဆက်ညှိနှိုင်းမှုတွေပြန်ပြီးတဲ့အခါကျတော့ရှိရမယ့်အနေအထားဖြစ်ပါတယ်ကုန်သွယ်ရေးနဲ့ပတ်သက်တဲ့အခါတွေမှာလေပြည်တွင်းကုန်သွယ်ရေးကိုပြည်ပကိုပိုးကုန်တွေနဲ့ပတ်သက်တဲ့ပြည်ပကို export လုပ်တာတွေကိုနေဆက်ကုန်သွယ်ရေးကိုတချို့ကကျမတို့ပြောပါတယ်အခုချိန်ထဲမှာနေဆက်ကုန်သွယ်ရေးနဲ့ပတ်သက်ပြီးတဲ့အခါကျတော့မူဝါဒ
ဘယ်လိုရှိပါသလဲလို့မေးတဲ့ခါကျတော့ကျမဖြေပါတယ်ပြန်ပြီးတော့ဖြေဖြစ်ပါတယ်ကျမအချိန်စောင့်နေပါတယ်ကျမFederal ဖွဲ့ဝင်ပြည်နယ်များမှာအတိုင်ပင်ခံကောင်စီများကနေဖွဲ့စည်းပေးလိုက်တော့အစိုးရများကိုကျမစောင့်နေပါတယ်အဲ့ဒီပြည်နယ်အတိုင်ပင်ခံကောင်စီများတွေ Federal Unit ကောင်စီများတွေကရှိလာတယ်ခက်အပ်လာတော့စီးပွားရေးနဲ့ပတ်သက်တဲ့ဝန်ကြီးများနဲ့မှအတူတကွဆွေးနွေးပြီးတော့မှနေဆက်ကုန်သွယ်ရေးကိုကျမချမှာဖြစ်ပါတယ်ပြည်ထောင်စုဝန်ကြီးဆိုပြီးတဲ့အခါကျတော့ပြည်ထောင်စုဝန်ကြီးတယောက်ကပြည်နယ်များတွေရဲ့ boundary များတွေနဲ့ချိတ်ဆက်နေပြီးသားနေနမိတ်ချင်းဆက်ဆက်နေတဲ့နေရာဒေသတွေနေဆက်ကုန်သွယ်ရေးတွေအနေအထားတွေဥစ္စာကိုပြည်ထောင်စုကနေချမှတ်တယ်ဆိုတဲ့ကိစ္စရပ်ကိုကျမဘယ်တော့အခါမှအဖြစ်ခံမှာမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့ကျမတို့လေ2000နဲ့ဒီဟိုစာမှာ20မှာကျမအစည်းအဝေးတစ်ခုတက်ဖြစ်တယ်။အဲ့တော့ကျမပြောဖြစ်ပါတယ်။တာချီလိတ်ရှမ်းပြည်ကနေဆက်ကုန်သွယ်ရေးစခန်းအဲ့ဒီတိုင်းပဲတနင်္သာရီဓာတီကော့တောင်အနေထားမြဝတီနောက်ပြီးတဲ့ခါကျတော့မူဆယ်အဲ့ဒီနေရာဒေသတွေကစီးပွားရေးဝန်ကြီးများကချမှတ်ပြီးစီးပွားရေးနဲ့ကုသန်းရောင်းဝယ်ရေးတွေကချမှတ်လိုက်တဲ့ကုန်သွယ်ရေးမူဝါဒတွေမဟုတ်ဘဲနဲ့ဘာကြောင့်နေပြည်တော်ကနေကုန်သွယ်ရေးမူဝါဒတွေကိုချမှတ်နေပါတယ်လေဒီဥစ္စာအနေထားသည်အဲ့တော့ကျမတို့ရဲ့နေဆက်ကုန်သွယ်ရေးလုပ်ငန်းတွေသည်လက်ဝတ်ကြီးအုပ်စီးပွားရေးစနစ်ကိုအထောက်အကူပြုတော့ကုန်သွယ်ရေးမူဝါဒများတွေပဲဖြစ်နေတယ်ဒီအနေအထားတွေကိုကျမတို့ပြည်ပြင်ပြောင်းလဲဖို့တွေလှုပ်ဆောင်ရမှာဖြစ်ပါတယ်တယံဇာတာတွေနဲ့ပတ်သက်ပြီးတော့လေအမြဲတမ်းရှိရဲ့ဥစ္စာရှိပါတယ်လုတ်ပိုင်ခွင့်ကိုနေပြည်တော်ကချပါတယ်ကျမတယံဇာတာတွေနဲ့ပတ်သက်ပြီးတဲ့ခါကြလို့ရှိရင်ရေးသူတေသနာများစွာပြုခဲ့ပါတယ်ဒီမြန်မာနိုင်ငံရဲ့ correction နဲ့ပတ်သက်ပြီးစီးပွားရေးနဲ့ကြောင်းကျိုးဆက်နွယ်မှုတွေဖြစ်နေတဲ့အနေအထားဥစ္စာတွေထဲမှာpermit system တွေနဲ့ permit တွေကိုနေပြည်တော်ကနေပြန်ပြီးတော့ချတာဖြစ်တဲ့အတွက်လုတ်ပိုင်ခွင့် permit ကအစပြန်လဲခွဲဝေမှုတွေကအစဒါတွေကိုဆိုလို့ရှိရင်လေကျမတို့ natural resource နဲ့ပတ်သက်ပြီး resource federalism ကိုကျမတို့တွေကောင်းကောင်းအသုံးပြုနိုင်ဖို့အတွက်ဒါဆိုလို့ရှိရင်လိုအပ်တဲ့အနေထားပါနောက်တစ်ခါဗဏ္ဍာရေးအချင်းမြစ်တွေနဲ့ပတ်သက်ပြီးတော့ကျမတို့တွေအားလုံးဆက်ပြီးတဲ့အခါကျတော့ fiscal federalism ကလည်းအရေးကြီးတဲ့အပိုင်းကဏ္ဍမျိုးတွေဖြစ်လာပါတယ်ပြီးတော့ပို့ပြီးတော့မြန်မာနိုင်ငံက ocean ရှိတဲ့ ocean နဲ့နီးစပ်တဲ့အိန္ဒိယသမုဒ္ဒရာဘေးဖြစ်တဲ့အတွက် ocean economy digital economy agriculture economy industrialization ဒါတွေကိုဆိုလို့ရှိရင်ကျမတို့ပြည်ထောင်စုရဲ့အာဏာfederal ဖွဲ့ဝင်ပြည်နယ်များရဲ့အာဏာပြည်ထောင်စုနဲ့ federal ဖွဲ့ဝင်ဒါဒီ federal unit များပေါ့လေပူးတွဲပြီးတဲ့ခါကျတော့ကျင့်သုံးတဲ့အာဏာနောက်တစ်ခါကျလို့ရှိရင် federal အဖွဲ့ဝင်ပြည်နယ်များပါပဲထားရှိရမယ့်ကျွင်းကြံအာဏာဒါတွေကိုစနစ်တကျခွဲဝေပြီးတော့တိစောက်မယ်ဆိုလို့ရှိရင်တော့ကျမတို့တိုင်းပြည်ကြီးဟာဆိုလို့ရှိရင်စီးပွားရေးအရာဒါကျမတို့တရားမျှတတဲ့ economic justice နောက်တစ်ခါစီးပွားရေးအရလွတ်လပ်ခွင့်ရှိတဲ့ economic freedom စီးပွားရေးအရအခွင့်အရေးကာကွယ်စောင့်ရှောက်မှု economic rights စီးပွားရေးအရတန်းတူညီမျှမှု economic equality စီးပွားရေးအရတာတူညီမျှမှု economic equity တွေကိုပေါင်းစပ်ထားတဲ့ principle တွေကိုအခြေတည်သောမြန်မာနိုင်ငံရဲ့ federal economy system ကြီးကိုတည်ဆောက်နိုင်မယ်ဆိုတဲ့အနေအထားလေးဆွေးနွေးတင်ပြလိုပါတယ်ကျေးဇူးတင်ပါတယ်ရှင်မေကွန်းကိုဖြည့်ဆို့ပေးသွားတဲ့ဝန်ကြီးဒေါ်ခင်မမမျိုးတော်၎င်းမေကွန်းမေးတဲ့ Shan community မှာ UK Shan community မှာကိုခမောင်လွင်ကိုအထူးပဲကျေးဇူးတင်ပါတယ်ကျွန်မနောက်တစ်ယောက်ကိုဖိတ်ခေါ်ချင်ပါတယ် UK Grand community ရဲ့ကိုယ်စားလှယ်ဖြစ်တဲ့ဒေါက်တာနှင်းနန္ဒာဦးကိုမေကွန်းမေးဖို့ရအတွက်ဖိတ်ခေါ်ပါတယ်ဒေါက်တာနှင်းနန္ဒာဦးမှာဘသူ့ကိုဖြေကြားစေခြင်းလဲဆိုတာကိုလည်းတစ်ဆက်တည်းပဲပြောပြပါလို့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါရှင်ကျေးဇူးတင်ပါတယ်ကျွန်မတို့ဒီလိုမျိုးအခွင့်အရေးပေးတဲ့အတွက်ဒီပေါ့နော်ဒီစကားဝိုင်းလေးမှာတက်ရောက်လာကြတဲ့ဝန်ကြီးများနဲ့ဧည့်သည်တော်များအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်လို့ကျမတော့ပေါ့နော်ကရင်လူမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့ရဲ့လောလောဆယ်လူမျိုးဒီကရင်လူမျိုးထဲမှာတွေ့ကြုံနေရတဲ့ပေါ့နော်အရာလေးကိုတင်ပြချင်ပါတယ်လို့စောစောဆရာမဆူဆန်ကပြောသွားသလိုပဲပေါ့နော်ကရင်မျိုးတွေထဲမှာဒီ independent state လို့ကျင်တဲ့သူတွေလည်းရှိတယ်ဆိုတော့အချိန်ကြတော့ NUG အနေနဲ့အလုပ်ပေါ့နော်ဒီလိုလူတွေနဲ့ဆွေးနွေးရတဲ့အခါမှာလည်းအခက်အခဲတွေအများကြီးရှိမယ်ဆိုတော့လည်းယုံကြည်ပါတယ်လို့ဒါပေမဲ့ပေါ့နော်ဒီအနာဂတ် federal တိုင်းပြည်တည်ဆောက်
တဲ့နေရာမှာပေါ့နော်ဒီလိုတိုင်းရင်းသားလူမျိုးတွေရဲ့အခွင့်အရေးတွေဘယ်လိုပြောမလဲဘယ်လောက်ရှိရဲဆိုတဲ့ဟာကိုပေါ့နော်ဒီ independent လိုချင်တဲ့လူတွေကိုဘယ်လို convince လုပ်နိုင်မလဲဆိုတဲ့ဟာကိုဒီ NUG အနေနဲ့ NUCC အနေနဲ့ပေါ့နော်ဘယ်လိုလုပ်ဖို့အတွက်အစီအစဉ်တွေရှိပါတယ်လို့ဘာဖြစ်လဲဆိုတော့ဒီပေါ့နော်ဒီနှစ်ပေါင်းများစွာပေါ့လေmutual trust mutual respect တွေမရှိကြတဲ့အချိန်ကြတော့ဒီလိုမျိုးအခက်အခဲတွေဖြစ်လာတယ်ပေါ့နော်ဆိုတဲ့အချိန်ကြတော့အခုကာလမှာအရေးကြီးဆုံးကတော့ဒီ mutual trust ရှိဖို့ကအရေးကြီးရဆိုတော့အဲ့ဒီဟာကိုဘယ်လိုတိဆောက်ကြမလဲဆိုတဲ့ဟာကိုဖြည့်ချပေးစေချင်လို့ပါတယ်Federal ဝန်ကြီးကိုဒီမေကွန်ဖြည့်ဆို့ပေးဖို့အတွက်တောင်းဆိုပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးများကြီးတင်ပါတယ်ဆရာမမေးတဲ့မေးခွန်းနဲ့ပေါ့လေchat box ထဲမှာလည်းတခုမေးထားတာလေးရှိပါတယ်အဲ့ဒါလေးကိုလည်းကျွန်တော်ပေါင်းပြီးတော့တတ်နိုင်တယ်လို့တွေးပြီးတော့ဖြေလိုက်ပါမယ်ကျွန်တော်ဖြေချပြီးလို့ရှိရင်လည်းပဲကျွန်တော် request လုပ်ချင်တာလေးရှိပါတယ်ဆရာမင်းကြီးကလည်းကျွန်တော်ဖြေတာမပြည့်စုံဘူးဆိုရင်ဖြည့်ဆွတ်ပေးဖို့လေတခါတည်းနဲ့request လုပ်ချင်ပါတယ်လို့ဆိုတော့ကျွန်တော်တို့လူမျိုးအလုံးကဘာခေါ်မလဲဘယ်လူမျိုးမဆိုလူမျိုးတစ်မျိုးရေလို့ဖြစ်လာရင် independence မလူချင်တဲ့လူမျိုးကတော့မရှိနိုင်ဘူးလို့ကျွန်တော်မြင်ပါတယ်ဒါပေမဲ့ကဘာကြီးဆိုတာအဲ့ဒီကဘာကြီးရဲ့နိုင်ငံကြီးအခင်းချင်းပထဝီအနေထားအခြေအနေမျိုးကြောင့်ဒါကျွန်တော်တို့ရွေးချယ်မှုတွေလုပ်သွားကြတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကိုလည်းမေးပါဆိုရင်ကျွန်တော်ကချင်းလူမျိုးတယောက်အနေနဲ့ခင်ဗျာ independence လူချင်တာတကယ်ကိုလူချင်ပါတယ်ပြီးတော့ပင်လုံစာချုပ်တယ်ဆိုတာလည်းပူပေါင်းရေးအတွက် Federation နိုင်ငံတစ်ခုအတွက်ကျွန်တော်တို့ချင်းလူမျိုးတွေကတခြားအဲ့ဒီကာလတုန်းကဆမ်ဖန်စင်စစ်ကတော့ကျွန်တော်တို့ချင်းတွေကတော့ကချင်နဲ့ရှမ်းတွေရဲ့ဥဆောင်မှုအများကြီးခံယူခဲ့တယ်ဆိုတော့အဲ့ဒီတွေ့ကြောင့်ကျွန်တော်တို့ပင်လုံမှာပထမ February လ6ရက်နေ့မှာကချင်နဲ့ရှမ်းတွေတွေ့ကြတယ်9ရက်နေ့မှာကျွန်တော်တို့ချင်းခေါင်းဆောင်တွေရောက်ပြီးတော့အဲ့ဒီညနေမှာပဲတွေ့ကြတယ်ဆိုတော့ပထမအနေနဲ့စောစောဆာမတို့ခင်မမျိုးပြောသလိုကျွန်တော်တို့ချင်းနဲ့ရှမ်းနဲ့ကချင်တဘောတူထားတဲ့5ချက်ပုံမှာကျွန်တော်တို့ချင်းက3ချက်ထပ်ပြီးတော့ထည့်လိုက်ပါတယ်ဆိုတော့10ချက်ဖြစ်သွားတာပေါ့ကျွန်တော်တို့တောင်းစုချက်တွေအမှန်စင်စစ်ကအဲ့ဒီတောင်းစုချက်တွေချင်းကချင်နဲ့ရှမ်းတဘောတူတဲ့10ချက်စလုံးကပင်လုံစာချုပ်မှာထည့်သွင်းဖော်ပြဖို့တွေသူတို့တိုင်ပင်ညှိနှိုင်းထားတာဖြစ်ပါတယ်ဒါပေမဲ့ဆွေးနွေးတဲ့ခါကျတော့အဲ့ဒီချက်တွေတခုမှတချို့တော့ပါတာပေါ့လေတချို့တော့ပါပါတယ်ဆိုတော့အဲ့ဒီချက်စလုံးကပင်လုံစာချုပ်မှာပါမလားအဲ့ဒီကတိကကျွန်တော်တို့ကဒီပီထောင်စုကြီးကနေနေလမ်းကြောင်းကလွေးသွားခဲ့တယ်ဒါပထမနောက်ဒုတိယအနေနဲ့ကျွန်တော်ဆရာမက independence ကိစ္စမေးလိုက်တော့ကျွန်တော်တို့ချင်းလူမျိုးတွေကမှန်စင်စစ်အဲ့ဒီတုန်းကဗြိတိရှတွေကကျွန်တော်တို့ချင်းပြည်ကိုတင်ပိုက်ပြီးတော့ကိုလိုနီခေတ်တစ်ချုပ်လုံး Chin Hill Regulation နဲ့ကျွန်တော်တို့အုပ်ချုပ်ခဲ့တာဖြစ်တယ်ဆိုတော့အဲ့ဒီ Chin Hill Regulation နဲ့အုပ်ချုပ်ခဲ့တုန်းက district 3ခုရှိတယ်အဲ့ဒီ district 3ခုက Chin Hill District Lusai Hill District အခု Mizoram ပြည်နယ်ပြီးတော့ Chittagong Hill Tracts District အဲ့ဒီ3ခုထဲက district တစ်ခုကစောဘွားတွေပဲတိုင်ပြင်ပြီးတော့ Ram Uk Tung Yo ပင်လုံစာချုပ်ကိုလည်းမရေးချုပ်ခဲ့တယ်ကျန်တဲ့ district နှစ်ခုနဲ့ကျွန်တော်တို့တိုင်ပြင်ဖို့မလုပ်ခဲ့လိုက်အဲ့ဒီခါကျတော့ဘာဖြစ်သွားလဲဆိုတော့ကျွန်တော်တို့ချင်းလူမျိုးကချင်းပြည်ရဲ့3ပုံ1ပုံပဲပမာပြည်ထဲပါလာတယ်လူကြီးကလည်း3ပုံ1ပုံပဲပမာပြည်ထဲပါလာတယ်ခုကျွန်တော်တို့ချင်းလူမျိုးနိုင်ငံ3ခုမှာခွဲခံရတယ်အခုကျွန်တော်အိန္ဒိယဘက်မှာရှိတယ်ကျွန်တော်တို့ချင်းပြည်မှာထိုင်နေပါတယ်မီဇိုရမ်ဘက်မှာဒါပေမဲ့နှစ်ခုစလုံးကကျွန်တော်တို့ချင်းပြည်ပဲတခုအိန္ဒိယဖြစ်သွားတယ်တခုပမာဖြစ်သွားတယ်စသည်ဖြစ်ပေါ်လေဆိုတော့ဒါတွေကကျွန်တော်တို့ကတမိုင်းရဲ့မတော်တဆဖြစ်ပေါ်မှုတမိုင်းမှာကျွန်တော်တို့ဒီ historical accident လို့ကျွန်တော်တို့ပြောကြတာပေါ့နော်တမိုင်းရဲ့မတော်တဆဖြစ်ပေါ်မှုတွေကိုပြန်လေပင်စင်ဖို့ဆိုတဲ့ဟာဒီကလည်းအင်မတန်မှခက်ခဲတတ်ပါတယ်မွန်လူမျိုးတွေလည်းဟိုတုန်းကကုမင်းနိုင်ငံတော်ထူထောင်နိုင်တဲ့လူမျိုးတွေစခိုင်တွေလည်းထူထီကောင်းပဲဆိုတော့ကျွန်တော်တို့ကဒါမလူချင်တဲ့လူဘယ်သူရှိမလဲအလုံးလူချင်တယ်တော့
ကျွန်တော်တို့အနေထားအရအကေလို့ဒီမှာလူမျိုးလေးငယ်တယ်တိုင်းပြည်လေးငယ်တယ်ပြီးတော့ super power နိပါဖြစ်နေတဲ့နိုင်ငံတစ်ခုကြမှာညက်နေတယ်ဆိုတော့ဒီလူအနေထားမျိုးမှာကျွန်တော်တို့ independent ရယူလို့ခံစားနိုင်တဲ့အခွင့်အရေးနဲ့ Federal ပြည်ထောင်စုစနစ်ကိုထူထောင်ပြီးတော့မှခံစားနိုင်တဲ့အခွင့်အရေးတူတယ်ဆိုရင်အခုကမ္ဘာနိုင်ငံတည်တည်ကိုကြည့်ပါ independent ရပြီးသားနိုင်ငံတွေတော့မှပူပေါင်းပြီးတော့နေထိုင်တာမျိုးပူတင့်တော်လေးဆိုပြီးတော့ဥရောပမှာရှိတဲ့ independent ရရှိပြီးသားနိုင်ငံအားလုံးပူပေါင်းပြီးတော့ European Union ကိုထူထောင်ကြပူပေါင်းဖို့တွေဖြစ်နေတယ်ပူပေါင်းရေးလိုင်းစဉ်ကိုတွားနေတယ်သူနည်း၎င်းအာဆီယံနိုင်ငံတည်တည်မှာရှိတဲ့လွတ်လပ်ပြီးသားနိုင်ငံတွေကလည်းပဲခုအာဆီယံတို့ဘာလို့ပြီးတော့အာဖရိကတို့ဘာလို့မှာဒါမျိုးလုပ်ပြီးတော့ဆောင်ရွက်နေတယ်ဆိုတာကျွန်တော်တို့လူသားချင်းချင်းအင်းနီးချင်းတွေပူပေါင်းဆောင်ရွက်ခြင်းအပြင်အားလုံးအတွက်ဖြတ်တူအကျိုးရှိနိုင်တယ်တစ်ဖက်စလုံးအတွက်ပူပြီးတော့အကျိုးရှိနိုင်တယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ဒီလိုပူပေါင်းနေကြတာကိုတွေ့ရပါတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့အဓိကဘာဖြစ်လို့ကျွန်တော်တို့ independence လူချင်တာလဲဘာဖြစ်လို့ federal လူချင်တာလဲဒါတွေကိုကြည့်မယ်ဆိုရင်ကျွန်တော်ဒီပေါင်း90အတွင်းမှာကျွန်တော်တို့ရတင်ရထိုက်တဲ့အခွင့်အရေးကျွန်တော်တို့မရခဲ့ကျွန်တော်တို့ခံစားထိုက်တဲ့ခွင့်ကြီးကျွန်တော်တို့ခံစားခဲ့ပြီးတော့အခုနပြောနေတဲ့ mutual trust လည်းမရှိဘူး mutual recognition လည်းမရှိဘူး mutual respect လည်းမရှိဘူးယနေ့အထိဘာခေါ်မလဲဆိုတော့ကျွန်တော်တို့တိုင်းရင်းသားတွေရဲ့နာမည်ကြီးတာအစဘာခေါ်မလဲ respect မရှိဘူးသူတို့ကြိုက်တယ်လို့ကြီးတာပဲသတင်းစာတို့ဘာတို့ပါလေဆိုတော့အဲ့ဒီဒါလူသားတူအနေနဲ့နာမည်တကယ်ရင်ခံတော့ဆိုတော့အဲ့လူနေရာမျိုးမှာတော့မှသူတို့ကြိုက်တယ်လို့ရေးတာဆိုတော့တခါတလေကျွန်တော်နာမည်ကလျန်မုံစခေါအဲ့တရိစာတခုမှလီယန်မုံတဲ့လီလေးပါသေးလေယန်လေးပါသေးလေမုံလေးပါသေးတယ်ကျွန်တော်မေပေးတဲ့နာမည်လှလေးအဲ့လိုဖြစ်သွားတာဒါ mutual respect မရှိတာဘူးပြောချင်တာပါဆိုတော့ဒါတွေကိုကျွန်တော်တို့ကြော်လွှားနိုင်တယ်ဆိုရင်ဒါကျွန်တော်တို့လူချင်းတဲ့ခွင့်ကြီးကိုလည်းကျွန်တော်တို့ရတယ်ဆိုရင်ဒါကျွန်တော်တို့နေတဲ့ federation နဲ့တွားတာလေကျွန်တော်တို့တန်းတူခွင့်ရရတယ်ဆိုဖြစ်နိုင်တယ်လို့ကျွန်တော်တင်ပြချင်တယ်ထို့အတွက်ကြောင့်အခုအဲ့ဒီ federation ဟာပြည်ထောင်စုထူထောင်ဖို့ပြည်လုံစာချုပ်စုတဲ့အချိန်ကနေစပြီးတော့ယနေ့အထိမဟာလူမျိုးကြီးကဗမာလူမျိုးတစ်ခုလုံးကိုကျွန်တော်တို့ဆွဆွပြောတော့မဟုတ်ဘူးเนาะဗမာလူမျိုးတွေလည်းကျွန်တော်တို့ ਨੇ ကေတန်းတူကြီးဒုက္ခခံတဲ့လူတွေအဖိနှိပ်ခံတဲ့လူတွေလူထုတွေအများကြီးပဲလူထုကြောင့်ကျွန်တော်တို့ပြောတာမဟုတ်ဘူးစစ်အာဏာရှင်တွေမဟာလူမျိုးကြီးဝါဒကိုကျင့်သုံးလက်ကင်နေတဲ့စစ်အာဏာရှင်တွေကြောင့်ကျွန်တော်တို့နှိပေါင်းမှုတွေစီကျွန်တော်တို့ဒုက္ခရောက်နေတာဖြစ်တယ်ဆိုတော့သူတို့ကတစ်ဖက်သက်ဒီတိုင်းပြည်ရဲ့ဟိုဟာကိုပုံတံကိုဖော်ဆောင်နေလို့ nation building ကိုတစ်ဖက်သက်လုပ်နေလို့ကျွန်တော်တို့ဒုက္ခရောက်နေတာဒီချိန်မှာဒီຫນွေဥတော်လှန်ရေးမှာကျွန်တော်တို့တိုင်းရင်းသားလူမျိုးအားလုံးဗမာအပါဝင်တိုင်းရင်းသားလူမျိုးအားလုံးတကယ်ညီညွတ်တဲ့ချိန်ရောက်ပြီလို့ကျွန်တော်ပြောချင်ပါတယ်အာနာသိန်းတာကိုနှိုင်းပြီးတော့ကြည့်1960နှစ်တုန်းဘူနေဝင်းအာနာသိန်းတုန်းကကျွန်တော်တို့တိုင်းရင်းသားတွေဆန့်ကျင်တယ်တိုင်းရင်းသားခေါင်းဆောင်အားလုံးကိုဖန်ခံထားတယ်ပြီးတော့စစ်မှာကျတော့ဒီမိုကရေစီကြီးမှကြီးတယ်ဖက်ဒရယ်ကြီးမှမကြီးဘူးဒါပေမဲ့ခုဒီຫນွေဥတော်လှန်ရေးမှာကျွန်တော်တို့အားလုံးဖက်ဒရယ်ကြီးမှရောဒီမိုကရေစီကြီးမှတော့ကြည့်စီလေးလုံးတော့ဒီမိုကရေစီတစ်ခုပဲကြွေးကြော်တယ်အခုကျွန်တော်တို့ Federal Democracy ဆိုပြီးတော့နေဦးတော်လှန်ရေး Federal ကိုစပြီးတော့ကျွန်တော်တို့ကြွေးကြော်တာဖြစ်တယ်အဲ့ဒီတွေ့ကြောင်းကျွန်တော်chat box ထဲမှာမေးတယ်မေးခွန်းနဲ့ပေါင်းဆက်ပြီးတော့ဖြေမယ်ဆိုရင်ဒီတစ်ချိန်မှာကျွန်တော်တို့ Federal နိုင်ငံကိုဘာလို့မထူထောင်နိုင်တယ်ဘာလို့မထူထောင်နိုင်တယ်အဲ့ဒီ Federal စနစ်ကိုကြွေးကြော်တာနှိပေါင်းကုန်နေစီကျွန်တော်တို့တိုင်းရင်းသားတွေပဲဖြစ်တယ်Federal ကြီးတွေတိုက်ပွဲဝင်တာကျွန်တော်တို့ပဲဖြစ်တယ်ဒါပေမဲ့ဒီတွေဥတော်လှန်ရေးမှာတော့ကျွန်တော်တို့ဘီမကဗမာညီနောင်အလုံးလေးပါလာပြီးဖြစ်တဲ့အတွက်နိုင်ကိုနိုင်ရမယ်ဆိုတာကျွန်တော်တို့ပြောလိုက်တာဖြစ်တယ်ကျွန်တော်တို့လက်တွေးညီနေပြီတွေးချင်းတွေတကယ်လက်တွေးညီနေပြီဒီနေ့ကျွန်တော်တို့ရဲ့ဆွေးနွေးချက်ခေါင်းစဉ်လေးကတကယ်ကိုကျွန်တော်တို့လက်တွေးကိုပေါ်ပြနိုင်တယ်လို့ကျွန်တော်မြင်တယ်ဘာဖြစ်လို့လဲဆိုတော့ဟိုတုန်းကတကယ်ကိုမကြီးခဲ့ဘူးအခုတော့တကယ်ကိုကြီးပြီအဲ့ဒီတွေ့ကြောင့်ကျွန်တော်တို့အနေနဲ့ကျွန်တော်မီဒီယာတွေမှာခဏပြောတဲ့ဟာပြန်ပြီးတော့ပြောချင်တယ်အဲ့ဒီမေခွန်းနဲ့ဆက်ဆက်နေလို့ဒါပါလဲဆိုတော့ကျွန်တော်တို့ NCA စာချုပ်လက်မှတ်ထိုးပြီးတော့စစ်တပ်နဲ့အစိုးရနဲ့ကျွန်တော်တို့စေတီနိပါဆွေးနွေးပြီးတော့မှ Federal Democracy Principle
တခုမှအကောင်းမရနိုင်တဲ့ဟာတခုမှအကောင်းမရနိုင်တဲ့ဟာကျွန်တော်တို့ခုဒီຫນွေဥတော်လှန်ရေးမှာ Federal Charter လက်မှတ်ထိုးဖို့တွေ့ဆိုရင်ကျွန်တော်တို့သုံးပတ်တွေ့မှာအားလုံးသဘောတူတယ်ဒါထူးချက်ဖြစ်တယ်ဒါအတွေးခေါ်တော်လှန်ရေးကိုကျွန်တော်တို့ကောင်းကောင်းမွန်မွန်ရှင်းတွေ့နိုင်တာဖြစ်တယ်ထူးတွေ့ကြောင့် Federal မထူထောင်နိုင်သေးတာစစ်အာဏာတွေရှိနေသေးလို့တော်ဒီစစ်အာဏာရှင်စနစ်ကိုဟိုတုန်းကကျွန်တော်တို့ Federal ကျွေးကြော်တဲ့တိုင်းရင်းသားတွေအပြင်တိုက်ခိုက်နေလို့မအောင်မြင်ခဲ့ဘူးအခုက Federal ရေးမှာကျွန်တော်တို့တပီလုံးညီနေပြီစစ်အာဏာရှင်စနစ်ကိုဆန့်ကျင်မယ်ဆိုတဲ့နေရာမှာလေကျွန်တော်တို့တပီလုံးညီနေပြီတနိုင်ငံလုံးညီနေပြီကျွန်တော်တို့တောင်ပေါ်မြေပြတ်မခွေးတော့ဘူးတကင်ညီညွတ်နေတဲ့ကာလဒီလူညီညွတ်တဲ့ဒီလူကျွန်တော်တို့တွေးရှိညီညွတ်တဲ့အခြေအနေမျိုးတစ်ခါမှမပေါ်ဆိုတော့ကျွန်တော်တို့မျိုးတိုင်းညီညွတ်ရေးဆိုအပ်ကိုပဲကြည့်ပါဟိုဘာခေါ်မလဲဆိုတော့2020ရွေးကောက်ပွဲဒီ jury mandate ကိုလက်ခံတဲ့တွေ့ကြောင့်ကျွန်တော်တို့ဟိုအချင်းထောင်ကြနေတော့လေသမ္မတဦးဝင်းမြင့်နဲ့ဒေါအောင်ဆန်းစုကြည်လာပြီကျွန်တော်တို့ဆက်ပြီးတော့ပို့ပြတယ်တော်တော်တကယ်လုံးလို့တော့နိုင်ငံတော်ရဲ့အကြီးအကဲဇာယီသမ္မတကြီးကကချင်လူမျိုးဖြစ်တယ် NLD လည်းမဟုတ်ဘူးခရီးယန်ဖြစ်တယ်ပြည်ထောင်စုဝန်ကြီးချုပ်ကမိုင်းဝင်းခံတန်းကရင်ဖြစ်တယ်ဒီထဲမှာကြည့်မယ်ဆိုရင်ကျွန်တော်တို့ပြည်ထောင်စုသမိုင်းတစ်ခုလုံးမှာ NUG ကတို့တိုင်းရင်းသားလူမျိုး60ကျော်ရခိုင်နှုန်းကျော်ပါတဲ့အစိုးရတစ်ခါမှမပေါ်ဘူးဒီနေရှင်တူအလုံးလုံးတဲ့ခါမှာစီမံခန့်ခွဲတဲ့နေရာမှာကျွန်တော်တို့သမ္မတကြီးနဲ့ဝန်ကြီးချုပ်ကြီးကကချင်နဲ့ကရင်ဖြစ်တယ်ဒါပါကူကျွန်တော်ပြောတာလေဆိုတော့တိုင်းရင်းသားတွေခွင့်ရရတယ်လို့ကျွန်တော်ပြောချင်တာမဟုတ်ဘူးတနိုင်ငံလုံးညီညွတ်လို့ CRPH ကလည်းပဲငါတို့နိုင်တယ်ဆိုပြီးတော့ NLD တွေကိုပဲခန့်တာမဟုတ်ဘူးကျွန်တော်တို့သမ္မတကြီးဆိုရင် NLD လည်းမဟုတ်ဘူးရွေးကောက်ခံလည်းမဟုတ်ဘူးဆိုတော့အဲ့ဒီလူကြီးငုံမှုမျိုးကိုကျွန်တော်တို့ NUG မှာလည်းလက်တွေ့ပေါ်နေတယ်ထာတာမှာလည်းလက်တွေ့ပေါ်နေတယ်မေပင်တပိတ်တိုက်ပွဲမှာလည်းလက်တွေ့ပေါ်နေတယ် CDM လှုပ်ရှားမှုလည်းလက်တွေ့ပေါ်နေတယ်အခု PDF နဲ့ကျွန်တော်တို့တိုင်းရင်းသား ERW တွေလက်တွေ့တိုက်ပွဲဝင်တဲ့နေရာမှာလည်းပေါ်နေတယ်အခုစီကောင်စီဆုံးနေတယ်နေရာတိုင်းမှာဆုံးနေတယ်သူတို့ဟိုမေပင်ကိုမထိန်ချုံနိုင်လို့လေရင်တဲ့ဒလဟောဘုံချေတိုက်ခိုက်တယ်ဆိုတော့သူတို့အဆုံးပြတ်နေတယ်ဆိုတော့ကိုပြတ်နေတာပဲဖြစ်တယ်အဆုံးပြတ်နေတယ်မေပင်ကိုမထိန်ချုံနိုင်တော့ဘူးအဲ့ဒါကြောင့်တောင်းကျမ်းနေတယ်အဲ့ဒီတွေ့ကြောင့်ကျွန်တော်တို့အနေနဲ့ညီငွတ်နေတယ်ဒီညီငွတ်မှုကိုကျွန်တော်တို့အထင်သေးလို့မရဘူးအုပ်ပိတ်ခတ်ပြုတ်လို့လည်းမရဘူးပူပြီးတော့အားကောင်းအောင်လုပ်ရမယ်ဒီညီငွတ်မှုနဲ့ပဲကျွန်တော်တို့တကယ်ကျွန်တော်ကတော့အခုချိန်မှာကျွန်တော်တို့ညီငွတ်နေပြီနားလေမှုလေးတဖြည်းဖြည်းကျွန်တော်တို့ထူထောင်နိုင်ပြီနားလေမှုဆိုတာကျွန်တော်ကနားလေပါတော့ပြောလို့မရဘူးကျွန်တော်ရဲ့လှုပ်ဆောင်မှုကျွန်တော်ရဲ့ character ပုံမဲ့လူတွေကယုံကြည်မှုအပေါ်လာမှာဖြစ်တယ်ဆိုတော့အခုချိန်မှာ NLD ဒါမှမဟုတ် CRPH ဒါမှမဟုတ် NUG ခင်ဗျားတို့ကငါတို့ယုံရအောင်ဘာနဲ့ပြနိုင်တယ်ကျွန်တော်တို့ပြဖို့က Federal Charter ရှိတယ်အဲ့ဒီ Federal Charter ဒီ jury နဲ့ de facto mandate ကိုပေါင်းစပ်ထားတာဖြစ်တယ်ဆိုတော့ကျွန်တော်ပြောလို့ဒီ Federal Charter အတိုင်းကျွန်တော်တို့ဆက်သွားမယ်ဆိုရင်ဒီပြည်ထောင်စုထဲမှာအချင်းချင်းမယုံကြည်နိုင်စရာလည်းမရှိဘူးအချင်းချင်းအပြန်လှန်နားလည်မှုမထူထောင်နိုင်စရာလည်းမရှိဘူးဟိုတုန်းကတော့ခွင့်ရေးကိုတစ်ဖက်ကပဲယူပြီးတော့တခြားဖက်ကိုခွင့်ရေးဘာမှမပေးဘူးအဲ့လိုနေထားမျိုးမှာကျွန်တော်တို့ယုံကြည်မှုလည်းတည်ဆောက်လို့မရဘူးနားလည်မှုလည်းတည်ဆောက်လို့မရဘူးကျွန်တော်တို့ mutual respect mutual understanding mutual recognition ဆိုတာမရှိနိုင်ဘူးဆိုတော့ဒါတွေ့ရပတ်စံနဲ့လုပ်ဖို့မဟုတ်ဘူးလက်တွေ့နဲ့လုပ်ဖို့ဖြစ်တယ်ဆိုတော့အဲ့ဒီလက်တွေ့လုပ်နိုင်ဖို့အတွက်အတွေးခေါ်နဲ့စတာဖြစ်တယ်ဒီအတွေးခေါ်ကိုကျွန်တော်တို့ Federal Charter မှာပြီးဝတ်ပေါ်ပြထားတာဖြစ်ပါတယ်လို့အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ကဒီ Charter တိုင်းကျွန်တော်တို့ကတကယ်ဒီတိုင်းပြည်ကြီးကိုပြန်နေထူထောင်မယ်ဆိုရင်တော့ကျွန်တော်လက်တလို့အမြင်မှာတော့ကျွန်တော်တို့ Federation နဲ့တွားလိုက်လို့ရှိရင်အဆင်ပြေနိုင်ပါတယ်အားလုံးအတွက်ကျွန်တော်တို့ခွဲထွေးဖို့မလိုဘူး independence တောင်းဖို့မလိုဘူးပြည်ထောင်စုကိုသာအခိုင်အမာတူတကွထူထောင်ပြီးတော့ဒီပြည်ထောင်စုကြီးကတဘာဝတရားတရားလေးပေါ်ထွေးရတဲ့အတိုင်းပြည်ဖြစ်တဲ့ကျွန်တော်တို့အားလုံးအတွက်လုံလောက်တော့ကျွန်တော်တို့ဟိုတဘာဝအရင်မြစ်တွေရှိပါတယ်ဆိုတာကျွန်တော်ပြောချင်ပါတယ်ဆရာမြင့်ရောဖြစ်စပြီးတော့ပြောပေးပါဆိုတဲ့ဆရာဖြစ်ပေးလိုက်ပါဟုတ်ဆရာဖိတ်ခေါ်ပေးတဲ့အတွက်ဆရာကိုအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ဆွေးနွေးတာဖြည့်ကြားတာလေရှေ့ကဆရာတွေရဲ့ဟာတွေပါလေကျွန်တော်ဖြည့်စရာတွေရှိပါတယ်ရှိတဲ့အတွက်ကျွန်တော်ဖြည့်သွားပေးပါမယ်ပေါ့ပထမဆုံးဆရာတိုင်ဝင်းပေးတဲ့နိုင်ငံရေးသမားတွေကျွန်တော်တို့စံထားရမယ့်အချက်ပေါ့နော်ဒီတွေးခေါ်တော်လှန်ရေးအတွက်
ကျွန်တော်ရိုးရိုးရှင်းရှင်းလေးပဲကျွန်တော်ချုပ်ပေးပါမယ်အဲ့ဒါကဘာလဲဆိုဒန်းတူရေးကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့တရားမျှတမှုပဲဖြစ်ပါတယ်နိုင်ငံရေးသမားတွေလက်ကင်ထားရမယ်ကိစ္စရဲ့ကဒန်းတူရေးဘယ်လိုတွေဒန်းတူဆောင်ရွက်ရမလဲဒန်းတူရေးလို့ပြောလို့ရှိရင်ကျွန်တော်တို့လူမျိုးချင်းချင်းဆိုတာတဲ့ကိုယ့်ရဲ့ဒေတာအတွင်းမှာရှိနေတဲ့လူမျိုးစုတွေအမျိုးသမီးတွေစသဖြင့်ဒီဒန်းတူရေးကိုစဉ်းစားရမှာဖြစ်ပါတယ်ဒီလိုစဉ်းစားရမယ်ပြီးတော့နိုင်ငံရေးစီးပွားရေးဆောင်ရွက်တဲ့နေရာမှာလည်းကျွန်တော်တို့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတယ်ဆိုတဲ့အချက်ကိုလည်းကျွန်တော်တို့ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်ပေါ့နော်ဒါကစံထားရမယ့်အချက်ပါဒီလိုစံထားရမယ့်အချက်ကဗျံပဒါလားဆိုတော့လည်းမဟုတ်ပါဘူးကျွန်တော်တရားမျှတမှုနဲ့ကျွန်တော်တို့ထိန်းချောင်းရမှာဖြစ်ပါတယ်ဒါဒီအကုန်လုံးကိုကျွန်တော်တို့ဆောင်ရွက်ရမှာဆိုတော့ကျွန်တော်ချုပ်လိုက်မယ်ဆိုရင်ဆရာလိုင်ဝင်ရဲ့မေးတဲ့မေးခွန်းထဲမှာဒန်းတူကြီးကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တရားမျှတမှုဆိုတဲ့ဥစ္စာကကျွန်တော်တို့စံထားရမယ်နိုင်ငံရေးသမားတွေစံထားရမယ်အချက်ပဲဖြစ်ပါတယ်ဖက်ဒရယ်ပြည်ထောင်စုသွားမယ်ဆိုလို့ရှိရင်ပေါ့လေနောက်တစ်ခုကဆရာခင်မောင်ဆွေးနွေးသွားတဲ့ကိစ္စကြီးပါစီဝါရေးအနာဂတ်ဖက်ဒရယ်ပြည်ထောင်စုမှာစီဝါရေးဘယ်လိုဆောင်ရွက်မယ်ပလန်လေးတွေပေါ့နော်မေးသွားတဲ့ကိစ္စကြီးတွေရှိပါတယ်ကျွန်တော်တို့စီဝါရေးဆောင်ရွက်တဲ့အခါမှာစီဝါရေးဆောင်ရွက်တဲ့အခါမှာကျွန်တော်တို့ကစီဝါရေးအခြေခံအခင်းကျင်းတွေအဆောက်အအုံတွေကျွန်တော်အများကြီးလိုအပ်ပါတယ်နမူနာအားဖြင့်ကျွန်တော်တို့ပြောပြရလို့ရှိရင်အခုဆိုရင်ကျွန်တော်ရန်ကုန်ပြည်ပြည်ဆိုင်ရာ၄စိတ်ကိုပဲကျွန်တော်ကြည့်ကြပါစို့ဒီရန်ကုန်ပြည်ပြည်ဆိုင်ရာ၄စိတ်ရှိနေတဲ့အတွက်ရန်ကုန်မြို့ကလမ်းမဆက်တော်ရေးရောစီးပွားရေးအခြေခံအဆောက်အုံတွေအများကြီးတိုးမြင့်လာတဲ့အနေအထားဖြစ်ပါတယ်ဒီလေရင်ငွေးနာချင်းပြည်နယ်မှာဆောက်ရင်ချင်းပြည်နယ်ရဲ့အခြေခံအဆောက်အုံကောင်းတွေဖြစ်လာမှာမလွယ်ပဲအဲ့တော့နိုင်ငံတကာထွက်ကျင်တဲ့လူတွေချင်းပြည်နယ်ကိုသွားရမှာဖြစ်တဲ့အတွက်သူနဲ့ပတ်သက်တဲ့စီးပွားရေးဆိုင်ရာကိစ္စရပ်တွေအများကြီးတိုးတက်ဖြစ်ထွန်းလာမယ့်ကိစ္စရပ်တွေရှိပါတယ်ဒီလိုပါပဲနောက်တစ်ခုကကျွန်တော်တို့အများအားဆွေးနွေးနေတဲ့ကိစ္စရပ်ရှိပါတယ်စီးပွားရေးအခြေခံတွေကျွန်တော်တိဆောက်တဲ့အခါမှာသူ့ data ရဲ့ထွက်ကုန်တွေကိုလည်းကျွန်တော်မေ့ထားလို့မရပါဘူးအလွဲမှားမှုဆောင်ရွက်လို့မရပါဘူးပလောင် data မှာလက်ဖက်ထွက်တယ်သူ့စံစဘာနဲ့ပတ်သက်တဲ့ policy တွေတွားပြီးတော့ကျွန်တော်စီးပွားရေးတွားချလို့နိုင်ငံလုံးဝချလို့မရပါဘူးသူ့ data အရဒီလက်ဖက်ကိုဘယ်လို import လုပ်နိုင်အောင်ဘယ်လိုကောင်းနိုင်အောင်ဆိုတဲ့ဥစ္စာသူ့ data လိုက်ဆောင်ရွက်ရမယ့်ကိစ္စရပ်တွေဖြစ်ပါတယ်ဒါဒီအားလုံးကဆရာမမမျိုးပြောသလိုပေါ့ကျွန်တော်ချစ်ရှင်တဲ့ပြောတတ်တဲ့လူမျိုးဆိုတဲ့အခါကျတော့ဒါမျိုးလေးတွေကစီးပွားရေးအခြေခံတွေကျွန်တော်တို့ဆောင်ရွက်ရမှာဖြစ်တယ်လို့သူ data နဲ့လိုက်လျောညီထွေမှုရှိတဲ့ကိစ္စရပ်တွေဆောင်ရွက်ရမယ်ပြီးတော့ပြေပကိုဈေးကွက်ရှာဖို့အခွင့်အရေးပေးဖို့လိုတယ်ဆိုတဲ့ကိစ္စရပ်တွေကကျွန်တော်တို့အများကြီးဆောင်ရွက်သွားရမှာဖြစ်ပါတယ်လို့ဒါလေးကိုလည်းကျွန်တော်ဆရာခမောင်လင်းပြောတာနဲ့ပတ်သက်ပြီးတော့ပြန်လေဖြည့်ဆွက်ဖြည့်ချခြင်းဖြစ်ပါတယ်နောက်ဆုံးကျွန်တော်တို့နောက်ဆုံးမေးသွားတဲ့မေကွန်ကတော့ဆရာလန်ပြေသွားတာတော်တော်ပြည့်စုံပါတော့ဗောနော်နောက်တစ်ခုကပြည့်စုံတဲ့အထက်မှာကျွန်တော်အခုချက်ပေါက်ထဲမှာရေးရတဲ့ဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်နည်းနည်းလေးဖြည့်ပြီးဖြည့်ဆွက်စရာရှိပါတယ်အဲ့ဒါကဘာလဲဆိုတဲ့အခါကျကျွန်တော်တခုဒီတော်လှန်ရေးကိုကြည့်လိုက်တဲ့အခါကျလို့ရှိရင်ဘာလို့အားလုံးပေါင်းပြီးမတိုက်နိုင်ကြတယ်လဲဆိုတဲ့မေကွန်မျိုးအကုန်လုံးမှာရှိပါတယ်အကုန်လုံးမှာရှိတယ်တိုင်းသားတွေစုပေါင်းပြီးအကုန်လုံးကျွန်တော်မြင်တဲ့အမြင်ကိုပြောရရင်ဒီတော်လှန်ရေးမှာတိုင်းရင်းသားအားလုံးကိုတွားကြည့်နေတာတဲ့စာလို့ရှိရင်တကယ်တမ်းဒီတော်လှန်ရေးကိုရှုမြင်တဲ့ပုံသဏ္ဍာန်လေးကိုကျွန်တော်ချက်ကပ်ချင်ပါတယ်ရှုမြင်တာဘယ်လိုရှုမြင်တယ်လဲဆိုဒီတော်လှန်ရေးကကျွန်တော်တို့တွေနှစ်ပေါင်း80ကျော်ပေါ့နော်ကျွန်တော်ရာခိုင်နှုန်းအများအားဖြစ်ပေါ့ဒါကစစ်ကောင်စီကကျွန်တော်တို့ဒီလှုပ်ချင်လို့လှုပ်လာခဲ့တဲ့ကိစ္စကြီးပါလှုပ်ချင်လို့လှုပ်လာတဲ့ကိစ္စကြီးကအခုဒီတော်လှန်ရေးကတိုင်းသားအလုံးနဲ့တက်ဆိုင်သလိုထူးထူးခြားခြားမြင်ဖို့ကမျိုးဆက်နဲ့တိုက်နေတဲ့နိုင်ငံရေးဖြစ်တယ်အဲ့ဒီနှစ်ပေါင်း80လုံးကဗျံမတာလောက်ခဲ့တဲ့ဥစ္စာဒီမျိုးဆက်တွေကလက်မခံလို့အခုတိုက်နေတဲ့ဂျေဆက်တွေအရန်အားရဖို့ကောင်းတယ်လူမျိုးပေါင်းစုံပါတယ်အားလုံးကနေပြီးတော့မျိုးဆက်တစ်ဆက်ကစစ်အာဏာရှင်ကိုတော်လှန်နေတဲ့နိုင်ငံရေးပုံစံဖြစ်တယ်ပါဒါကြောင့်မို့လို့အားလုံးတိုင်းသားအားလုံးပါဝင်ဖို့ကိစ္စရက်ဆိုတာထက်ကိုစုကျွန်တော်မျိုးဆက်အလိုက်လူမျိုးတွေအားလုံးပါဝင်နေတဲ့လူငယ်တွေအားလုံးပါဝင်နေတဲ့တော်လှန်ရေးပဲဖြစ်တယ်ဆိုတဲ့ရှုမြင်သုံးသပ်မှုကနေကျွန်တော်တို့ချင်းကပ်နိုင်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့ပြည့်စုံမယ်ဆိုတာလေးကိုတင်ပြကြပါမယ်ကျေးဇူးတင်ပါတယ်ဗျဖြည့်ဆို့ပေးသွားတဲ့ပြည်ထောင်စုဝန်ကြီးဒေါက်တာလျံဖုံးစခန်းဝန်တော်၎င်းဒုဝန်ကြီးမင်းစရာဦးနဲ့တကွမိကုမေးကြားတဲ့ဒေါက်တာနင့်နန္ဒာဦးကိုအထူးပဲကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့မှကျွန်မနောက်တစ်ယောက်ကိုဖိတ်ခေါ်ချင်ပါတယ်မို့အမျိုးသားကိုမင်းတန့်စင်မိကုမေးဖို့ရန်အတွက်အဆင်သင့်ဖြစ်နေပါတယ်ဖိတ်ခေါ်ပါတယ်ရှင်ဟုတ်ကဲ့
င်္ဂလာပါခင်ဗျာအခုလိုဒီအစီအစဉ်လေးမှာမေးခွင့်ရတဲ့အတွက်ကျွန်တော်အများကြီးဝန်တာကုန်နေပါတယ်ကျွန်တော်မေးခွန်းကိုတော့ဝန်ကြီးဒေါက်တာရမောင်စခေါင်းနဲ့ဒုဝန်ကြီးမင်းစရာဦးတို့ကိုပြင်နေပါတယ်ကျွန်တော်သိလို့တဲ့အချက်ကတော့ဒီ21ပင်လုံးညီလာခံမှာဆရာတို့လည်းဥဆောင်ပါဝင်တဲ့လူတွေအနေနဲ့ပါဝင်ခဲ့ကြပါတယ်အဲ့ဒီအချိန်မှာဒေါအောင်ဆန်းစုကြည်ရဲ့သဘောထားပေါ့နော်ဒီသဘောထားဒီပင်လုံး21ပင်လုံးညီလာခံမှာထားရှိတဲ့သဘောထားနဲ့အခုဆရာတို့ဆွဲထားတဲ့ chapter နဲ့ဘယ်လိုအကြောင်းတိုက်ဆိုင်ကညီမှုရှိတယ်လဲဆိုတာလေးလည်းဆရာတို့ဖြေကြားပေးလို့ရတယ်ဖြေကြားပေးစေလိုပါတယ်ခင်ဗျာကျေးဇူးပါဟုတ်ကဲ့မေခွန်မေပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်စပြီးတော့ဖြေလိုက်ပါမယ်ဆိုတော့ကျွန်တော်တို့ဟိုမှာဒါငင်းချိုင်းဖြစ်စဉ်ကျွန်တော်တို့ NCA ကိုချီခံတဲ့နိုင်ငံရေးဆွေးနွေးပွဲဖြစ်စဉ်ကိုပြောရမယ်ဆိုတော့ဒီပေါင်2016ကနေစပြီးတော့ NLD ပါလာတော့ဗောနော် NLD ပါလာပြီးတော့2020အောက်ဂတ်စ်လမှာကျွန်တော်တို့နောက်ဆုံးအောက်ဂတ်စ်19ကနေ23ရက်နေ့ထိကျွန်တော်တို့နောက်ဆုံးညီလာခံကျင်းပခဲ့တယ်ဆိုတော့အဲ့ဒီကာလ NLD ရဲ့ပါဝင်မှုကာလဖြစ်ပါတယ်ဆိုတော့ပွင့်ပွင့်လင်းလင်းပြောရရင်2016စပြီးတော့2016အစပိုင်းမှာသမ္မတသိန်းစိန်ကပထမညီလာခံကိုကျင်းပပေးလိုက်တယ်နောက်ပိုင်းဒုတိယညီလာခံကနေ NLD ကစပြီးတော့ကျင်းပပေးလိုက်တာပေါ့နော်ဦးဆောင်ပြီးတော့ကျင်းပလိုက်တယ်ကျင်းပပေးတာမဟုတ်ပါဘူးကျွန်တော်တို့အားလုံးဝိုင်းပြီးတော့ကျင်းပတာဖြစ်တယ်ကျွန်တော်စကားကိုကျွန်တော်ပြင်ပမယ်ဝိုင်းပြီးတော့ကျင်းပတယ်တိုးတော့ NLD ကဆူရနေတယ်ပါပေးတာပေါ့ဆိုတော့ဒီဆွေးနွေးပွဲတစ်ခုလုံးဖြစ်စဉ်ကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်2016ကနေ2018ကုန်ထိ NLD ကကြားနေလို့ပဲနေခဲ့တာတို့ရဲ့ policy ကိုလည်းတင်ပြတာမရှိဘူးဝင်ရောက်ဆွေးနွေးခြင်းလည်းအများကြီးမလုပ်ဆိုတော့အစိုးရစုဖွဲ့မှာအစိုးရရဲ့လွှတ်တော်ရဲ့တပ်မတော်ရဲ့ပေါင်းပြီးတော့ပါလာတယ်ဆိုတော့အစိုးရနဲ့လွှတ်တော်ကတော့ NLD ဆိုတော့တပ်မတော်ကတော့တစ်ခုဆိုတော့သူတို့အစုဖွဲ့တစ်ခုအနေနဲ့ပေါင်းပြီးတော့ပါလာတဲ့ခါကျတော့အစိုးရစုဖွဲ့ကနေပြီးတော့အများဆုံးဆွေးနွေးငင်းခုန်တာတပ်မတော်သားတွေပဲဖြစ်တယ်ဆိုတော့နောက်ဆုံးကြတော့ကျွန်တော်တို့ရဲ့ဆွေးနွေးမှုခင်းခြင်းကဘာနဲ့တူတယ်လဲဆိုတော့သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှုပုံစံဖြစ်ပေမဲ့တကယ်ငင်းခုန်လောက်တာကျွန်တော်တို့တိုင်းရင်းသားဒေါ်လာရဲ့ဖွဲ့စည်းတွေနဲ့တပ်မတော်ကြောင်းမှပဲဖြစ်နေတာဖြစ်တယ်ဆိုတော့အဲ့ဒီလူနဲ့ကျွန်တော်တို့အငင်းခုန်လောက်ပြီးတော့ကျွန်တော်တို့ဆွေးနွေးပွဲတွေကဟို2019မှာကျွန်တော်တို့တင်လိုက်တဲ့ခုနဆရာမြင့်စာပြောတဲ့ထဲမှာလဲနိုင်ငံရေးသမားတိုင်းကကန်ရွှေ့တင်တယ်ဆိုတဲ့မူထဲမှာလေးပါတယ်ပြီးတော့ဆက်ခွန်စာပြောလဲစောပိုင်းကကျွန်တော်တို့ပြောလိုက်တယ်2005မှာကျွန်တော်တို့ဟိုဘာခေါ်မလဲအခြေခံမူစီချက်ကျွန်တော်တို့သဘောတူထားတာရှိတယ်အဲ့ဒီစီချက်ကိုပဲကျွန်တော်တို့တင်ခဲ့တာဖြစ်ပါတယ်ဆိုတော့ဒါတွေကိုကျွန်တော်တို့ဆွေးနွေးတုန်းကအဓိကဘာကိုတင်ပြလိုက်တယ်လဲဆိုတော့ကျွန်တော်တို့ဒီမိုကရေစီရဲ့အမျိုးသားတန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကျွန်တော်တို့ရဲ့အဓိကတောင်းဆိုချက်ဖြစ်တယ်ဆိုတော့ဒီမိုကရေစီရဲ့မျိုးသားတန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်လို့ပြောလိုက်လို့ရှိရင်အဲ့ဒီကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ထဲမှာတော့ပြည်내ဖွဲ့စည်းပုံခြေခံဥပဒေဒီဆွေးပိုင်ခွင့်ရှိကိုရှိရမယ်စသည်ချက်တွေကိုကျွန်တော်တို့ကပေါင်းပြီးတော့တင်လိုက်တဲ့ခါကျတော့စစ်တပ်ကငင်းရဲနဲ့ဘာဖြစ်သွားလဲဆိုတော့ဒီအချက်တွေအားလုံးနဲ့တစ်ဖက်မှာသူတို့ကပြည်ထောင်စုထိပ်ကမခွဲထွက်ရဘူးဆိုတာ package ဒီလောက်လာတယ်ပြည်ထောင်စုထိပ်ကမခွဲထွက်ရဘူးဆိုတာလက်ခံမှတော့ဒီမှာနဲ့တောင်းဆိုနေတဲ့ဟာဒီကိုတဆုံလုံးတစ်ခါတည်းလက်ခံပေးမယ်အဲ့လိုနဲ့ကျွန်တော်တို့ဆွေးနွေးကြရစစ်တိုးလို့မရဘူးဆိုတော့အဲ့ဒီကာလတစ်ချုပ်လုံးက NLD ကဘာမှမပြုတ်ခဲ့ဘူးနောက်ဆုံးပဲရှင်းမှာပဲတောင်းဆန်းစုကြည်ကပုံပလင်းလင်းပြောလာတယ်ဆိုတော့2019မှာကျွန်တော်တို့ကျင်းပတယ် NCA စာချုပ်ဆိုခြင်းနှစ်ပတ်လေးနှစ်ပါပဲသူကသူ့ရဲ့ principle တွေကိုသူတင်ပြလာခဲ့တယ်ဆိုတော့သူတင်ပြလာတဲ့ဟာဒီကဘာခေါ်မလဲအဓိကပဲ၅ချက်ရှိပါတယ်ဆိုတော့ဒီ၅ချက်ကဘာခေါ်မလဲစကလုံးသူသုံးနှုန်းတဲ့စကလုံးကတော့ကျွန်တော်တို့အနေနဲ့တော်တော်ကိုအားမရပါဘူးဥပမာပြင်ကျွန်တော်တို့ပြည်내ဖွဲ့စည်းပုံခြေခံဥပဒေဒီဆွေပြဋ္ဌာန်းခွင့်ဆိုပြီးတော့ရှင်းရှင်းလင်းလင်းကြီးတယ်သူကပြည်내ကိုပိုင်ဥပဒေဆိုတော့ပုံစံမျိုးနဲ့ကြီးတယ်စသည်ဖြင့်ပေါ့လေစကလုံးတွေကတော့
ဒါပေမဲ့နိတာရတော့အတူတူပါပဲဆိုပြီးတော့ကျွန်တော်တို့လက်ခံပေးပြီးတော့နှုတ်ဆုံးမိလာခါမှာဒါလေးတော့အောင်ဆန်းစုတင်ပြတဲ့9ချက်ကိုသဘောတူနိုင်လုံလောက်တယ်ကျွန်တော်တို့ EAO ဘက်ကအစ်မတင်ဘူးဆိုပြီးတော့ကျွန်တော်တို့ဆွေးနွေးကြတယ်ဒါပေမဲ့ဆွေးနွေးတဲ့ခါကျတော့စစ်တပ်ကတာကိုပိတ်လိုက်တယ်ပိတ်လိုက်တဲ့ခါကျတော့ကျွန်တော်တို့အနေနဲ့ဘာမှရှင်းသွားလို့မရတော့ဖန်စီကြအဲ့ဒီ9ချက်ကကျွန်တော်တို့ Federal Charter ရေးတဲ့ခါကျလို့ရှိရင်ကျွန်တော်တို့ပြည်ထောင်စုရဲ့လမ်းခွင့်မှု9ချက်သေးမှာအဲ့ဒီတော့ဆန်းစုကြည်ရဲ့ Federal မူ9ခုကိုကျွန်တော်တို့ပြန်ပြီးတော့ထည့်လိုက်ပါတယ်တိုးတိုးသူပြောတဲ့အတိုင်းမဟုတ်ဘဲနဲ့စကလုံးကိုအနှစ်သာရပူပြီးတော့ပြီးဝကျွန်တော်တို့ကအဲ့ဒီ9ခုကိုအပြည့်စုံကျွန်တော်တို့ပြန်ပြီးတော့ရည်ထည့်လိုက်တာဖြစ်ပါတယ်လို့ဆိုတော့အဲ့ဒါလေးဆက်ဆက်မှုဖြစ်ပါတယ်ကျွန်တော်ကခုခရီးသွားနေတဲ့ချိန်မို့လို့ကျွန်တော်လက်ထဲမှာစာရွက်စာတမ်းအပြည့်စုံမရှိတော့အဲ့ဒီ9ချက်ကိုကျွန်တော်ဖတ်ပြဖို့နည်းနည်းခက်ခဲရှိပါတယ်ဆရာတို့ကျေးဇူးပြုတော့ကျွန်တော်တို့ charter ထဲမှာကြည့်လိုက်လို့ရှိရင် Federal Democracy ရဲ့လမ်းခွင့်အခြေခံမှုများစုပြီးတော့ရှိပါတယ်အဲ့ဒီမှာ9ခုရှိပါတယ်အဲ့ဒီ9ခုနဲ့တော့ဆန်းစုကြည်တင်ပြခဲ့တဲ့9ခုဟာအနှစ်သာရတွေတူပါတယ်စကလုံးတွေတော့မတူဘူးဆိုတာလေးကိုကျွန်တော်တင်ပြချင်ပါတယ်ဆရာမင်းကြီးဖြစ်ဆွေးပေးပါကျေးဇူးပါဖြစ်ကြပေးကိုရတဲ့အတွက်ကျေးဇူးတင်ပါတယ်လို့ကျွန်တော်တို့ဒီပင်လုံး21ပင်လုံးပေါ့နော်21ပင်လုံးမှာကျွန်တော်တို့ဆွေးနွေးခဲ့တဲ့ဥစ္စာဒေါက်တာပြန်ပြောရတဲ့ကိစ္စရက်ကအမှန်ပါပဲဘာဖြစ်လဲဆိုကျွန်တော်တို့တွေတိုင်းရင်းသားတွေအများအဖြစ်ထိတ်တိုက်ဆွေးနွေးရတာအဖွဲ့အစည်းဟာဒီစစ်အာဏာစစ်တပ်နဲ့ပဲကျွန်တော်တို့ထိတ်တိုက်ဆွေးနွေးခဲ့ရတဲ့အနေအထားဖြစ်ပါတယ်စစ်တပ်နဲ့ထိတ်တိုက်ဆွေးနွေးခဲ့ရတာအဲ့လိုဂျားထဲမှာအခက်ခဲတွေအများကြီးရှိပါတယ်ဘာလို့ပဲကြည့်ပါဆိုလို့ရှိရင်ကျွန်တော်တို့ကြည့်လို့ရတာရှိပါတယ်ဘာဝဲကြည့်ပါဆိုတော့ထွက်လာတဲ့ကျွန်တော်တို့ပြည်ထောင်စုသဘောတူစာချုပ်ကိုကြည့်ပါကျွန်တော်တို့ဆွေးနွေးခဲ့တဲ့အနှစ်သာရတွေအားလုံးကလောလောဆယ်မပါသေးတဲ့အနေထားပြီးတော့အတာတွေနဲ့ပဲသဘောတူနေရခဲ့ရတဲ့ဆွေးနွေးချက်တွေပဲဖြစ်နေခဲ့တာတခုပေါ့နော်ဒါကဟို21ပင်လုံးမှာကျွန်တော်တို့ပြည်ထောင်စုသဘောတူစာချုပ်မှာကျွန်တော်တွေ့ရတဲ့အချက်ပါစ조사ကြပါတယ်အားလုံးဆွေးနွေးကြပါတယ်အားလုံးညီမျှအောင်ကျွန်တော်ညှိနှိုင်းတဲ့ကိစ္စရက်တွေဟိုအများကြီးလှုပ်ဆောင်ခဲ့ပါတယ်ဒါမဲ့သဘောတူနိုင်တာကတော့တကယ်အနှစ်သာရတွေမပါဝင်သေးပဲနဲ့ကျွန်တော်တို့အကာတွေပဲသဘောတူနေရတဲ့အနေအထားဖြစ်ပါတယ်လို့ဒါလေးတစ်ချက်ပါနောက်တစ်ခုကကျွန်တော်ဒီဘက်ကဆရာမေးရတဲ့မေးခွန်းရဲ့ဆက်ဆက်မှာဆိုကျွန်တော်တို့အခု Federal Democracy Charter ကိုကြည့်လိုက်မယ်ဆိုရင်အစိတ်ပိုင်းတစ်ပါအစိတ်ပိုင်းတစ်မှာကျွန်တော်တို့တွေကအနာဂတ်ကိုသွားမဲ့ Federal ရဲ့အခြေခံခေါင်းတွေကိုကျွန်တော်တို့သဘောတူညီမှုရလာတဲ့အနေအထားရှိပါတယ်ဒီ Federal Democracy Charter အစိတ်ပိုင်းတစ်ဟာဆိုလို့ရှိရင်ကျွန်တော်မြင်မှုတဲ့တိုင်းရင်းသားတွေတောက်လျှောက်ဟိုရေးဆွဲလာခဲ့တဲ့သဘောတူလာခဲ့တဲ့အချက်တွေအားလုံးထက်ကိုဘယ်တော့မှမရှိဘူးတဲ့တာလွန်တဲ့ဟိုသဘောတူညီမှုဖြစ်နေပါတယ်ဒီဟာကိုဒါကျွန်တော်တို့အခြေခံပြီးသွားနိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ Federal လမ်းခရီးဟာဒီဟာပေါ်မှာသစ္စာရှိကျွန်တော်တို့သွားနိုင်မယ်ဆိုလို့ရှိရင်တော့ဒီ Federal Democracy အနာဂတ်ထူထောင်ရေးဟာကျွန်တော်တို့ပေါ်ဆောင်လို့ရမယ်ဆိုတဲ့ဥစ္စာပဲဒီနှစ်ခုကိုနှိုင်းယှဉ်ပြီးတော့ဆွေးနွေးတင်ပြနေဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ဗျမိခွန်းကိုဖြေကြားပေးသွားတဲ့ဝန်ကြီးဒေါက်တာလျံမိုးစခေါင်းတော်၎င်းဒုဝန်ကြီးမင်းစရာဦးနဲ့တကွမိခွန်းမေးသွားတဲ့မင်းတန်းစင်တို့အထူးပဲကျေးဇူးတင်ပါတယ်ကျမတို့နောက်ထပ်မိခွန်းလေးတစ်ခုရှိပါသေးတယ်မိခွန်းကတော့အငယ်ဦးလှိုင်ဝင်းကနေမေးသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့မင်္ဂလာပါဒီကျွန်တော်ဒီမဲ့မျိုးကတော့ဒီကွန်ဆာကိုသိကြပါတယ်တော့နောက်ပဲဒီလူတွေလည်းအားလုံးဒါကျွန်တော်တို့တစ်ခုရပါအောင်ကျွန်တော်တို့အများသိချင်နေတဲ့ကိစ္စလည်းဖြစ်မှာပါအဲဒီကိစ္စကတော့ဒီပြည်နယ်မူဝါဒတွေပေါ့နော်ဗမာပြည်နယ်မူဝါဒတွေနဲ့ပတ်သက်ပြီးတော့အကဲဥက္ကဋ္ဌရဲ့အမြင်နောက်တစ်ချက်အရေးကြီးဆုံးကိစ္စတစ်ခုပေါ့နော်ဒီပါတီမူဝါဒတွေနဲ့ပတ်သက်တဲ့ကိစ္စပါဒီတနိုင်ငံလုံးထွန်းချုပ်တဲ့ဒီပါတီတွေကပြည်နယ်တွေမှာဒီ
ယူကောက်ပွဲဝင်လာတဲ့ပတ်သက်ပြီးတော့ဒီ Federal ကိစ္စမှာကိစ္စတွေကိုဆရာဦးထွန်းစာရဲ့အမြင်လေးတွေကိုဆွေးနွေးပေးစေချင်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါကျွန်တော်မိကုံမေးမြန်းပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ကျွန်တော်လည်းဖြည့်ချင်ပါတယ်အဲဒါကျွန်တော်တို့နိုင်ငံရဲ့အဲ့မိကုံကိုဖြည့်မယ်ဆိုရင်ကျွန်တော်တို့အထူးကတော့ကျွန်တော်တို့နိုင်ငံရဲ့ဥစ္စာပေါ့အထူးကပြဿနာပေါ့ပြဿနာဘာလဲဆိုတော့တည်ဘူးလို့အားလုံးလည်းတည်ပြီးသားတော့ဖြစ်ခါရတည်ရတယ်တကယ်လက်တွေ့လုပ်တဲ့ခါကျတော့တည်ရတယ်ကဘေးကိုလွင့်ထွက်သွားလို့မှတခြားနည်းလမ်းဖြစ်သွားတာပေါ့အဲတော့ကျွန်တော်အခုဗမာကျွန်တော်ရှင်ပါအခုအဓိကပြဿနာဆိုရင်တန်းတူကြီးဒါကိုခင်ဗျားတို့ကျွန်တော်အမှုသဘောတူတာဒါပေမဲ့ကျွန်တော်ပြောသလိုတန်းတူကြီးကိုအကောင်အထည်ပေါ်တဲ့အခါမှာပေါ်နေမှာကျွန်တော်တို့ကတယောက်ဒီမတူဘူးဆိုတဲ့အပိုင်းတွေဖြစ်တယ်အဲကြတော့ကျွန်တော်တို့ကတန်းတူကြီးကိုအကောင်အထည်ပေါ်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ပြည်တော်စုကြီးဟာတိုင်းသားလူမျိုးကိုစားပြုတဲ့ပြည်နယ်များနဲ့ဖွဲ့စည်းထားတဲ့အတိုင်းပြည်ဖြစ်တယ်။ဒါမှမဟုတ်ပြန်ကြည့်တာဘယ်သူမှငြင်းလို့မရဘူး။ဗမာပြည်နယ်ဖြစ်တာမရှိတာဒါမဲ့သူကဘာမှ proper ဆိုပြီးကိုရရှိတယ်။ဒါကြောင့်မို့သူကဗမာပြည်နယ်သတ်တော်မရှိဘူး။အဲဒါကြောင့်မို့ကျွန်တော်တို့ကတိုင်းသားအားလုံးရဲ့တန်းတူရေးကိုကောင်းထဲပေါ်မယ်ဆိုရင်ဥပဒေပြုရေးဥချုပ်ရေးတရားစီရင်ရေးဆိုတဲ့ချုပ်ချအာဏာရဲ့မန်တိုင်၃ရပ်ကိုကျွန်တော်တို့ရတဲ့တန်းတူရေးဖြစ်အောင်ကျွန်တော်တို့အဲတန်းတူရေးကိုမှလုပ်နေတယ်ကျွန်တော်တို့ချဲလွတ်တော့ဒီတော်စုလွတ်အဲဒါကျွန်တော်တို့ရဲ့ဘာလဲဆိုအခုဆိုအထက်လွတ်တော့အောက်လွတ်တော့ခုရှိတယ်ပေါ့ဗျာဒါနဲ့ဝင်ချင်လို့ဖြစ်တယ်တကယ်တော့ပြန်စီအထက်လွတ်တော့မှပြန်ကြည့်လို့ရှင်ဗမာပြည်နယ်ဆိုတာမပါဘူးနော်တိုင်း9တိုင်းနဲ့ပြည်နယ်9ပြည်နယ်အားလုံးကတည်း same level ဆိုတော့ constitution နဲ့မှာအဲ့တိုင်ရေးကြတဲ့အခါကျတော့ကျွန်တော်တို့ဘာဖြစ်လာလဲဆိုတဲ့အခါကျတော့လူများစုဖြစ်တဲ့ဗမာလူမျိုးရတယ်ဗမာအစိုးရဆိုပုံစံမျိုးလုပ်လာတယ်။နောက်ပြီးမှစစ်တပ်ကလည်းဗမာစစ်တပ်ဆိုတဲ့ပုံစံမျိုးလုပ်လာတယ်။နောက်စစ်တပ်ကလည်းမင်းတို့ချဲလွတ်တော့ပတ်စံပေးပြီးဖြစ်စေမပေးပြီးဖြစ်စေဘတ်ဂျက်ပေးပြီးဖြစ်စေမပေးပြီးဖြစ်စေနော်ငါတို့ချီတော့ပုံငါတို့ရပ်တည်နိုင်တယ်ဆိုတဲ့ဟာကိုဒီဗမာစစ်တပ်ကကောင်းကောင်းနားလေဒါကိုလက်တွေ့အကောင့်ထဲပေါ်လို့မှဥပိုင်တို့ဘာလို့စီးပွားရေးကကိုချီတော့ပုံကိုရပ်တည်နိုင်အောင်လုပ်လာတဲ့အပိုင်းရှိတယ်။အဲကြတော့ကျွန်တော်ကတကယ်တော့တိုင်းသားလူမျိုးတွေနဲ့ဖွဲ့စည်းထားတဲ့ပြည်တော်ဖြစ်တဲ့ကြောင့်မို့တိုင်းသားလူမျိုးတွေကြားထဲမှာတန်းတူရည်သူရှိဖို့ဆိုလို့ရှိရင်ဗမာပြည်နယ်ဟာယူမှာဖြစ်တယ်။အဲဒါမှဗမာလူမျိုးနဲ့ဆိုတော့ပြောတဲ့ဒီတိုင်းသားလူမျိုးခုမျိုးရဲ့ကြားထဲမှာလူမျိုးရှစ်မျိုးကြားထဲမှာတန်းတူရည်သူဖြစ်လာ။အဲအခုရှိတယ်ဗမာလူမျိုးတွေမှာတရားဝင်တော့မှတ်ပြီးတော့ဆိုကျွန်တော်ကစဉ်းစားကြည့်တယ်ဆိုရင်ဘာရှိနိုင်လဲဆိုငါတို့ဆိုရင်ဒီနိုင်ငံကိုဗမာနိုင်ငံလို့မြန်မာနဲ့ဗမာနဲ့မြန်မာတော့ကျွန်တော်အညီမပေါ်လို့တော့အတူတူပဲနော်မြန်မာငါတို့ဗမာတွေကပြည်နယ်တတ်မှယူတယ်တို့ဒီနိုင်ငံကြီးတစ်ခုကိုနော်မြန်မာနိုင်ငံလို့သတ်မှတ်ထားတာဗျာဆုံးရှုံးသွားမလားဆိုတဲ့ဟာတွေလည်းစဉ်းစားမိကောင်းစဉ်းစားမိမယ်ပြီးတော့ကျတဲ့တိုင်းသားခုမျိုးငါတို့ဗမာကိုဝိုင်းလို့များအနိုင်ကျင့်ကြမလားဆိုတဲ့ဟာမျိုးလဲစဉ်းစားကောင်းစဉ်းစားကြလိမ့်မယ်ဟုတ်ပါဘူးနော်ဆိုတော့ပြောတယ်ဖွဲ့စည်းပုံအခြေခံဒီမှာကျွန်တော်ကဓာတ်တူကိုတကယ်တမ်းတိဆောက်မယ်ဆိုလို့ရှိရင်နော်အဲဆိုတော့ဗမာပြည်နယ်စာဖွဲ့လိုက်ဘာလို့အထက်လွှတ်တော်မှာတိုင်းသားခုမျိုးကလည်းဗမာပါမယ်တိုင်းသား10မျိုးပေါ့အချမ်းချင်းပြောတော့နောက်လိုရောစက်မှာ10မျိုးပဲအဲ10မျိုးကြားထဲမှာလူတွေကအကုန်လုံးဝန်မုန်းကြီးဆိုတာရှိမှာမဟုတ်ရှိတော့မှာမဟုတ်အဲ့ဗမာတင်ပြတဲ့ဟာကလည်းကျွန်တော်လက်ခံနေတဲ့ပြည်တော်စုအကျိုးအတွက်ရှိမယ်ဆိုရင်ကျန်တဲ့တိုင်းသားရလည်းလက်ခံပါထိုနည်းဆိုတော့တခြားတိုင်းသားတူတင်ပြတဲ့ဟာကိုလည်းဗမာပြည်တော်စုအတွက်အကျိုးရှိမယ်ဆိုရင်ဗမာလူမျိုးတွေထောက်ပါအဲ့ဒါကျွန်တော်တို့ကယုံကြည်စိတ်ချဖို့ဒါကြောင့်မို့ကျွန်တော်တို့ကဗမာပြည်နယ်ဒီထောင်ဖို့ပြုတယ်ဆိုတဲ့ဟာဒါတစ်ချက်ကျွန်တော်တို့ခွဲထွက်ရတဲ့အပိုင်းကလည်းအဲ့ဒါတစ်ခုပါဘာလို့လဲကျွန်တော်တို့ဒီထိုင်းဘော်ရာမှာကျွန်တော်လှုပ်ရှားတဲ့အခါနော် ESC တိုင်းသားတွေနဲ့ကျွန်တော်တို့ဒီမိုကရေစီအင်အားစုတွေလှုပ်ရှားတော့ကျွန်တော်ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းများရေးဆွဲရေးဆိုတဲ့လုပ်ငန်းစဉ်ကိုကျွန်တော်လုပ်တယ်
အဲ့မှာကျန်ဆိုတော့ဗမာပြည်နယ်ဖွဲ့စည်းအုပ်ချုပ်ချီကဒီရေးဆွဲရေးဆိုတော့လေကျွန်တော်ထည့်ပြီးတယ်အဲ့ဆိုတော့ NRP ပေါ့နော် National Reconciliation Program ပေါ့ဟိုဟာယဝေးနော်သူတာဝန်ခံဖို့လုပ်တယ်အောင်နော် EU ဘက်ကလည်းထောက်ပါအဲ့မှာဗမာပြည်နယ်ဘူဂျာရေးဆွဲရေးဖွဲ့တယ်ဒါပေမဲ့ဘူဂျာကကျ2008 Constitution ဖြစ်2010ဒေါ်အောင်ဆန်းစုကြည်ကကျဟိုပြည်တွင်းမှာပြန်ပြီးပါကျဝင်သွားတဲ့အခါမှာသူတို့လည်းအထက်အကုန်လုံးပြည်တွင်းရောက်သွားကြတယ်အဲ့ဗမာပြည်နယ်ဖွဲ့စည်းပုံခြေကောက်ဥပဒေကဂတိထက်တွေပေါ်လာကျွန်တော်တို့အများဆုံးလူတွေတွေးနေတာကပြည်တော်စုဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံလုပ်ပြီးတဲ့အခါကျတော့မှအဲ့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနဲ့အညီပြည်နယ်ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးဆိုတာလူတွေစဉ်းစားတာဒီနည်းပဲစဉ်းစားတယ်ကျွန်တော်ပြောပါတယ်နောက်တစ်နည်းကျွန်တော်စဉ်းစားတယ်ပြည်နယ်အသီးသီးဟာလည်းကိုယ်သက်ဆိုင်ရာပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေတွေကိုရေးဆွဲပြီးတော့အဲ့ဒီဖွဲ့စည်းပုံအခြေခံပါတဲ့ဘူတွေကိုယူပြီးတော့မှနော်ဒါကဘာလို့ပြည်နယ်ရဲ့ဟိုစား vice သူတို့ရဲ့လူလာချက်အဲ့ဒီပုံမှာမူတည်ပြီးတော့လည်းကျွန်တော်တို့ကလည်းဒီတော်စုရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကျွန်တော်ရေးဆွဲလို့ရတယ်အဲ့ကြောင့်ဘာပဲပြောကျွန်တော်တို့ရဲ့ဒီဟိုစားပေါ့ဗမာပြည်မူဝါဒဗမာပြည်နယ်ရယူရေးဆိုတဲ့မူဝါဒကျွန်တော်တို့ဒါဟုတ်တယ်ဗမာလူမျိုးတွေကိုလည်းလက်ခံပြီးတော့ပေါ့နော်ဒီဥစ္စာကိုကျင့်သုံးဖို့အကောင့်ထည့်ဖို့လိုအပ်မယ်လို့ကျွန်တော်အဲ့လိုယုံကြည်ယူဆတယ်အကယ်၍နောက်တနည်းဗမာပြည်နယ်ကိုအဲ့လိုအတင်းအားကျပြောရပါမယ်ရတယ်ကျွန်တော်နိုင်ငံရဲ့နာမည်ကိုပြောမြန်မာပြည်ဆိုတဲ့နိုင်ငံမဟုတ်ဘဲနဲ့ဟိုအမေရိကလို့ United States of America geography ကိုယူတော့South Africa အဲ့လိုလည်းကျွန်တော်နာမည်ပြောတယ်။ရောင်းလို့ရပြီလို့ဖြစ်ဗမာပြည်နယ်သက်သက်အားလုံးပေါင်းလိုက်လို့ရှိရင်ဒီလိုကပြည်တော်စုအဲ့ပြည်တော်စုကကျကချင်တယောက်ပဲပိုက်နော်ရှမ်းတယောက်ပဲပိုက်နော်ဗမာတယောက်ပဲပိုက်အားလုံးပိုက်တယ်အဲ့မှာရှိတဲ့လူတွေကအားလုံးက equally ဒီနဲ့နောက်တစ်ခုကဘာလဲဆိုကျွန်တော်အနာဂတ်မှာစဉ်းစားရမယ်လူများစုကလူမဲစုတွေအပေါ်မှာအနိုင်ကျင့်တယ်ဆိုတဲ့ပုံမဖြစ်ဖို့ကျွန်တော်ဒီ NUG ရဲ့ဒီ charter ကဆွဲတဲ့ခါမှာတည်းသိချာစဉ်းစားပါနော် NUG ရဲ့ဒီ charter မှာကျွန်တော်ကြည့်တဲ့အခါမှာအောက်ဘက်မှာရေးထားတယ်တော့ကောင်းတယ်ဒါပေမဲ့အထက်မှာဘာချုပ်ထားလဲဆိုတော့ဒီ parliament ကျွန်တော်ရဲ့ဥပဒေတင်တဲ့အခါမှာဆိုတော့ supremacy of parliament or parliamentary supremacy ပေါ့အဲ့လိုမျိုးပုံစံဖြစ်နေလို့ကျွန်တော်အဲ့ကျွန်တော်တို့ကဗာလဲတဲ့ TNO ခွတ်ထုတ်တဲ့အခါမှာလဲဒါလေဟော indirectly ဒါလူများစုကလူနည်းစုတွေပေါ်မှာအနိုင်ကျင့်နိုင်တဲ့စနစ်ဖြစ်ငါတို့အဲ့ဒီမှာနေနေကတော့ဆိုတော့ဘလို့မှတန်းတူကြီးဆိုတာရမှာကြာလို့ရှိရင်နော်လူမျိုးကြီးတဲ့လူကလူမျိုးငယ်တဲ့လူမောင်းမြူသွားတဲ့အခါလူမျိုးငယ်တွေကနော်လူဦးရေနေတဲ့လူမျိုးတွေကပါပြောတဖြည်းဖြည်းနဲ့ပတ်ပြောက်သွားတယ်ဒါဆိုဘာမှလည်းအဆင်မရှိအမေရိကမှာရှိတဲ့ Red India နော်အဲ့ခါကျတော့ဒါဒုတိယနော်ဗမာပြည်နယ်မူတကယ်လို့မကြိုက်ဘူးဆိုလို့ရှိရင်ပဲဗမာပြည်နယ်မူလို့လည်းဂျန်တဲ့လူတွေအနိုင်ကျင့်ပါကြဆိုရင်နောက်တနည်းကျွန်တော်ရှာလို့ရတာအဲ့ဒီဆိုတော့ပြောလို့တိုက်ပြည်နိုင်မှာပြောင်း geographical name အများသဘောတူတဲ့ geographical name တခုတခါလည်းပြီးလို့ချင်းဗမာပြည်နယ်ဗမာပြည်နယ်နိမိတ်သတ်မှတ်ရေးမပူနဲ့နယ်နိမိတ်သတ်မှတ်ရဒီတဲ့စဉ်းစားမလို့ရင်တော့ဒီ NUG အနေနဲ့စဉ်းစားဖို့ကကျွန်တော်စဉ်းစားကောင်းစဉ်းစားပြီးသားလေးဖြစ် tentative thinking နော်ပဏာမအမြင်ပေါ့ဗမာပြည်နယ်ပဲယူလိုက်ဒါလည်းတတ်မှတ်လို့အဲ့ဒါလည်းပတ်သက်လို့အဲ့ထက်မှာပါတယ်တတ်မှတ်တဲ့နေပြည်တော်မှာပါတယ်လူထုရဲ့သဘောထားကိုလွတ်လပ်တဲ့ကော်မရှင်တွေဖွဲ့ဖို့စုံစမ်းနော်စုံစမ်းကဲခင်ဗျားတို့ကဥပမာချင်းပြည်နယ်နဲ့နေစားချင်းပြည်နယ်တဲ့ပါမလားဗမာပြည်နယ်တဲ့ပါဘုရားအဲ့ဒါ guidance ဆိုရင်ကချင်ပြည်နယ်နဲ့နေတယ်အဲ့ရကချင်ပြည်နယ်နဲ့ပါမလားဗမာပြည်နယ်ထဲမှာပါအဲ့ဒါမျိုးဒီဥစ္စာပေါ့ဗာလဲ consensus ခေါ်လာအဲ့လိုမျိုးပေါ့နော်UBB ဆိုတဲ့အခါမှာကျွန်တော်ဗမာပြည်နယ်ကိုဖွင့်လို့ရတယ်အရေးကြီးတာနံပါတ်1ကတော့ဆိုတော့အခု NUG မှာ charter မှာရေးထားတဲ့ဆက်လေးဟိုပြောကြတယ်14ပြည်နယ်ဘာသာပြောကြတယ်နောက်ကျ Federal Unit ဆိုတဲ့စကားလုံးနဲ့သုံးလာတယ်နော်ပြည်နယ်နောက် Federal Unit ဆိုတဲ့ခါကျတော့ဒါ guarantee မရှိဘူး
အခုအချိန်မှာတော့တော်လိုင်းဒီလုပ်နေတဲ့အချိန်မှာအတူတူကပူပေါင်းလို့တိုက်နေရမယ့်အချိန်မှာတော့မှဘူဝါဒတစ်ခုကိုပြက်ပြက်သားသားမချနိုင်ဘူးဆိုရင်တော်လိုင်းရေးပြီးသွားတဲ့အခါမှာဘာဖြစ်သွားမလဲဆိုရင်ဒါလူများစုကနေလူနည်းစုပြန်အနိုင်ယူရဲဆိုတဲ့ပုံစံမျိုးကပြန်ပေါ်လာမှာပဲအဲ့တော့ကျွန်တော်တို့ကဘာလဲတကယ်စစ်မှန်တဲ့ Federal Democracy ပြည်တော်စုကိုတည်ဆောက်လို့ဆိုရင်တိုင်းပြည်ရဲ့တည်ဆောက်ဖို့ကလည်းအရန်အရေးကြီးတယ်နော်ဒါကြောင့်အခုတော့ကျွန်တော်မြင်လာဆရာအခုမေးတဲ့မိကုမှာတိုင်းဗမာပြည်နယ်ယူရေးဆိုတာတို့စမှာဒါအဓိကအရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုပါဝင်နေတယ်။နောက်ဒုတိယမေးခွန်းတော့ကျွန်တော်မကြားလိုက်ဘူးခင်ဗျာ။ Okay ကျွန်တော်ရဲ့ဒုတိယမေးခွန်းကဒီအဓိကတော့ဒီတနိုင်ငံလုံးကိုထွန်းချုံတဲ့ပါတီတွေကပြည်နယ်တွေမှာရွေးကောက်ပွဲဝင်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဆရာအခုစာရဲ့အမြင်ကျေးဇူးပါဟုတ်ကဲ့ကျွန်တော်တို့1988ပါတီကျွန်တော်တို့ယူတဲ့အခါကျွန်တော်တို့ယူဆတာကျွန်တော်တို့ကချင်ပြည်နယ်ရဲ့အကျိုးစီးပွားကိုကာကွယ်စောင့်ရှောက်နိုင်မှုရှိတယ်တတိုင်းတစ်ပြည်လုံးကိုစားပြုတဲ့ပါတီတွေနဲ့ကျွန်တော်မဟာမိတ်ဖွဲ့ရမယ်သူတို့ရဲ့ထောက်ခံအားပေးမှုတွေကျွန်တော်ရယူမှုတွေဆိုတဲ့ဟာအဲ့ဒီမျိုးချခဲ့တဲ့ကျွန်တော်ပါတီကြီးရွေးတဲ့အခါမှာနောက်ဆုံးမှပြောပါဆိုရင် NLD ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ကိုကျွန်တော်ရွေးချယ်ခဲ့တယ်ပြီးတော့သူစီသွားတွေ့တဲ့အခါမှာကျွန်တော်ရတဲ့အဖြေကပါလာကျမတို့နဲ့ပေါင်းဘာနေရာမှမရဘူးလို့အဲ့တော့ကျွန်တော်တို့အတဲ့ပြည်နယ်အကျိုးစီးပွားအတွက်ကျွန်တော်သွားတာဒါအခုမှဒါလူသိရှင်သားကျွန်တော်ဖွင့်ပြနော်တကယ်ကိုကျွန်တော်အဲ့လိုကျွန်တော်တို့ပဲနေရာရလို့ပေါင်းလို့ဖြစ်တာဒါပေမဲ့ကျွန်တော်တို့ကပါလဲကချင်ပြည်နယ်အကျိုးစီးပွားကိုကျဲဖော်ဆောင်နိုင်ဖို့ဆိုရှင်ဒါတိုင်းတစ်ပြည်လုံးကိုစားပြုတဲ့အင်အားကြီးတဲ့လူထုယုံကြည်ကိုးစားတဲ့ပါတီတစ်ခုနဲ့ပူးပေါင်းပြီးလုပ်ကြဆောင်ရွက်မယ်ဆိုရှင်ဘာလို့အတွက်ပုံမှန်အကျိုးရှိမယ်လူထုအတွက်ပုံကျိုးရှိမယ်ဆိုရတယ်ကျွန်တော်လုပ်ခဲ့တယ်ဒါပေမဲ့ရလာတဲ့အဖြေကဒါပဲရပါဒါပေမဲ့နောက်ဆုံးဘာကြောင့်မို့ကျွန်တော်တို့ကကျတော့ဒီ NLD နဲ့ကချင်ပြည်နယ်ပါတီတစ်ခုတည်းတော့တဲ့ကချင်ပါတီဖြစ်လာမဟာမိတ်ပါတီဖြစ်လာတဲ့အကြောင်းများတော့အောင်ဆန်းစုကြည်က89ကိုကချင်ပြည်နယ်ကိုလည်းတဲ့ပဲစီယုံကြီးဖြစ်နေဖတ်မယ်ဆိုတဲ့အခါမှာစောစောပြောသလိုကျွန်တော်တို့ချင်ပါတီကဘာဖြစ်လဲဆိုလို့ရှိရင်လူတွေကပေါ့နော်ပါတီမှာဟိုကော်မတီမှာပါတဲ့လူတွေက KIO လို့လည်းဆိုပြီးဆွေမျိုးတကက်တော့တင်တယ်နော်ဆွေမျိုးမကင်းတဲ့လူတွေဆွေမျိုးအရင်ချတယ်နောက်ကျစောစောပြောတဲ့ချင်းဒီစစ်ဆွေရနဲ့အုပ်ချုပ်ရေးကဏ္ဍမှာရှင်းရတယ်စောစောဒီဥမာကျွန်တော်ဆိုပါတော့တရားဥပဒေပိုင်းနဲ့ရှင်းနေပိုင်းနဲ့ပတ်သက်ပြီးကျွန်တော်တို့လူချစ်တူများတဲ့ဩဇာနည်းနည်းရှိတယ်အဲ့ဒါတွေကြောင့်လို့ထင်တယ်ကျွန်တော်တို့ကငါကငင်းခဲ့တဲ့ဟာကိုကျွန်တော်တို့ဘာမှဖွဲ့ဖို့ဆိုတော့ဆုံးမတယ်ရှိကြပါရောက်လာတဲ့တစ်ခါလေးကျွန်တော်တို့ရောက်လာတော့နော်တခြားနေရာတွေပြောမှအဲ့လူတွေတက်ကြကျွန်တော်ရှိရောက်လာဒါပေမဲ့ကျွန်တော်တို့ကဘာလဲဆို NLD ဟာ NLD ရဲ့ဖွဲ့စည်းပုံအခြေခံစီးမြင့်မှာပါတဲ့ဘူဝါဒတွေကိုဆက်လက်လုပ်ကိုင်ဆောင်ရွက်နေတဲ့ကာလပတ်တို့နော်ကျွန်တော်တို့ချင်းဥစ္စာပြည့်နော်ဆက်လက်လုပ်ကိုင်ဆောင်ရွက်နေတဲ့ကာလပတ်တို့ NLD နဲ့မဟာမိတ်ဖြစ်တဲ့ပူးပေါင်းမှုမှာကျွန်တော်ဆောင်ရွက်မယ်လို့ကျွန်တော်တို့ကလည်းအဲ့လိုဆုံးဖြတ်ပြီးNLD ကိုကျွန်တော်တို့မဟာမိတ်ဖြစ်တဲ့ဆက်ဆောင်တော့ကျအထီးပေးလိုက်တော့နော်အဲ့လိုမျိုးကျွန်တော်မဟာမိတ်ဖြစ်တာဆိုတော့အတိုင်းပြည်ရဲ့ဘာပုံမှန်အနေထားတဲ့ဘာများနဲ့ပြန်ကြည့်လိုက်လို့ဆိုရှိတယ်ဒီအမေရိကဘက်ကြည့်တယ်နော်ဒီတရန်လီဘီလိုကိုစားပြုတဲ့ပါတီတွေကနေရာတွေကိုဝင်တော့ပါဒါပေမဲ့ကျွန်တော်နိုင်ငံကျတော့အမေရိကန်လိုပုံစံမျိုးတော့ကျစဉ်းစားလို့တော့မဖြစ်ဘူးလို့အမေရိကန်တော့ကျသူကကျလူမျိုးလိုတည်တတ်ရှိတာပေါ့အကုန်လုံးကကျ US settler တွေပြောတော့ဒါရောက်အခြေချရတယ်သူတို့ကကျအဲ့ဒီ ethnicity ဆိုတဲ့ဟာသွားသုံးလိုက်တော့ကျငါးပါးမဟုတ်ကျွန်တော်တို့ကတော့မဟုတ်ဘူးလူကိုတွေကကိုယ်ပြည်နယ်နဲ့ကိုယ်တိုင်းကိုယ်ပြည်နယ်ဆိုနေလာခဲ့တဲ့လူတွေနော်နောက်ဆုံးပင်လုံစာချုပ်နော်ပင်လုံစာချုပ်ဆိုရင်လည်းချင်းများမှာပင်လုံစာချုပ်တော့ပင်လုံစိတ်ဓာတ်ပင်လုံစိတ်ဓာတ်ကိုကျွန်တော်အဓိပ္ပာယ်ပြတာပင်လုံစာချုပ်ဖြစ်မြောက်ရေးအတွက်ပင်လုံညီလာခံမတိုင်ဘူးမှာဘုချုပ်အောင်ဆန်းပြောခဲ့ဆိုခဲ့တဲ့ဂတိကဝတ်တွေပြီးတဲ့အခါမှာဖဆပလညီလာခံတို့တိုက်ပြီး
သူတို့တော်လုံးမှာဘုကြောင့်စံတင်ပြခဲ့တဲ့အချက်တွေဒါတွေအားလုံးကိုစုပေါင်းပြီးတော့မှထောက်လာမျိုးဒါကိုကျွန်တော်ပြင်စိတ်တယ်အဲ့မှာပေါ်လာစိတ်တယ်ဘုကြောင့်စံပြောထားတယ်စာသားမေ့နေတယ်နော်စာချုပ်စာတမ်းမှာဒါအဓိကမျိုးစိတ်တက်ပဲအဓိကဖြစ်တယ်ဆိုတဲ့ဟာနော်အဲ့တော့အသေးစိတ်တော့စာအုပ်ပြကြည့်မှသိလို့မှတ်မိအဲ့ဒါကျွန်တော်အဲ့လိုမျိုးမရှိတဲ့အချိန်မှာကျွန်တော်တို့ကအခုပါလေခင်ဗျားတို့ဒန်းတူကြီးပဲလုံဆိုရဘာလဲဟိုတယောက်ပြောပြီးခြေတော့ရိုက်ချူးခံရပြီးတော့မှခြေတော့ကောင်းတဲ့လူရဲ့ခြေတော့ရိုက်ချူးတယ်ကဲဒါလေးအပြည့်တည်းရရအောင်ဆိုတဲ့ပုံစံမျိုးဟိုဖြစ်နေတဲ့ပုံစံမျိုးဖြစ်နေနောက်တစ်ချက်ဘာလို့ဆိုတိုင်းပြည်ဆိုတော့အများအားပြောင်းလဲနေတာပြောင်းလဲနေတယ်ဆိုတဲ့အခါကျတော့ကျွန်တော်အခုလောလောဆယ်မှာတော့တိုင်းတပြည်လို့ကိုစားပြုတဲ့နော်ပါတီတွေဟာနော်တက်ဆက်ရအမျိုးသားပြည်နယ်တွေနော်ဝင်ရောက်မရှင်ပြိုင်ဘူးဆိုတာဒီမိုကရေမရှင်ပြိုင်ဖို့ဆိုတဲ့ဟာကျွန်တော်မူအားဖြင့်ကျွန်တော်လက်ခံအပြည့်လို့ဆိုတော့အခုရွေးကောက်ပွဲဥပဒေအသစ်အခုထုတ်လိုက်တယ်ကန့်သတ်ချက်တွေဟိုဘာမှမကူရဲနိုင်ငံရေးရပါရညာရစေဒီဟိုကမဖြစ်သေးတဲ့ဒီလူတွေဖို့ကပြဿနာပဲဘာလို့လဲဆိုတော့ပေးကားပေးမရဘူးတဲ့မရအောင်လို့ထားဖြစ်တယ်အဲ့တော့ကျွန်တော်တို့တိုင်းသားပြည်နယ်တွေမှာသူရဲ့နိုင်ငံရေးအပြင်တွေတိုးတက်လာအောင်နော်နိုင်ငံရေးရခြေခံမှုတွေခိုင်မာလာအောင်တိဆောက်ပေးပြီးတဲ့အခါနောက်ဆုံးထက်ကလို့ဆရာသူ့ဘာလို့ဖြစ်လာလဲဘာလို့လူတွေရတဲ့အမြင်နဲ့တိုးတက်တယ်သူရဲ့ခုံပိုင်းရအဆောက်ကတိုးတက်နေဆိုတော့အဲ့အတွက်ပြည်ရမလို့ဒါကြောင့်မို့လုံးလုံးစင်မှာကျွန်တော်တို့တင်တာတော့တိုင်းဒီပြည်လုံးကိုစားပြုနေဆိုပါတီကြီးတွေဟာနော်ဆိုတော့တက်ဆက်ရဖွဲ့လူသားပြည်နယ်များမှာနော်ဝင်ရောက်မရှင်ပြိုင်ဘူးဆိုရဟာလုံးလုံးစင်ဖြစ်ပေါ်နေတဲ့အနေအထားအရအဲ့ဒါကောင်းတဲ့အချက်ဖြစ်တယ်အနာဂတ်မှာတော့ကဘာမှာလုပ်တယ်လို့ပဲနော်နောက်ဆုံးရတယ်ဒါပေမဲ့ by party system ဖြစ်ဖို့တော့ဘူးနော်ဒါကြောင့်အခုကျွန်တော်ကြားနေဒေါက်တာလျာမိုးရှိမှာဒေါက်တာလျာမိုးခေါင်းတစ်ခါကျွန်တော်ဒီတွေ့ဆုံတဲ့အခါမှာပြောတဲ့စကားတစ်ခုရှိတယ်party zone democracy စနစ်ဆိုတဲ့စကားရဲ့အစား democracy စနစ်ဆိုတဲ့စကားရဲ့ပြောင်းလဲသုံးဖို့နော်ပုံကြိုက်တယ်ပေါ့ prefer ဖြစ်တယ်ပေါ့ democracy စနစ်ဆိုတာပုံတာမဖြစ်ကြတယ်နော်အဲ့ဒါဆိုလို့ရှိရင် by party system နဲ့ပဲပြီးသွားနိုင်တယ်ဟာအဲ့ပုံမှာမူပြောတော့ဥပဒေထုတ်လာမှာဟုတ်ကဲ by party system အပြောကောင်းပါလေဘာလဲဘာလဲအခုကျွန်တော်မှာ multi party system လို့ပြောတာဘာဟုတ်တာဖြစ်ပတ်စံအကုန်ကြခံမှာဘယ်တော့တာရှိခံမှာနော်ယုံကြည်ချက် policy မူဝါဒရဲ့ခိုင်ခိုင်မာမာမရှိဘူးသူတို့ပြုတ်ထွက်သွားမှာအဲ့ဒါအတွက်ကျွန်တော်တို့ကဘာဖြစ်လို့ချင်းလူမိုက်တို့ဒီလိုမှနော်ဟို multi party system ကိုချင်းချုပ်ရမှာဒီမိုကရေစီစနစ်ဆိုတာတကယ်တမ်းဒီမိုကရေစီစနစ်ကိုတည်တည်ချာချာကျင့်သုံးမယ်ဆိုရင် federal ဆိုတဲ့စကားလုံးကတူတယ်ဒီမိုကရေစီနဲ့ပတ်သက်လို့အဓိပ္ပာယ်ဖွင့်ဆိုရဲဆိုတော့ US ဟိုစားပေါ့ဒီ information department ရဲ့ဆိုတဲ့အရင်ကဟိုကဖတ်ပြတယ် principles of the democracy ဆိုတော့အဲ့မှာလူနည်းစုရဲ့အကျိုးစီးပွားကဘုလို့ဘာလို့လဲဆိုတော့အကုန်ပါထားပြီးဒါပေမဲ့ကျွန်တော်တို့ရဲ့စာနဲ့တိတိကျကျရေးထားတာမှကျွန်တော်တို့ရဲ့ mindset ကကျွန်တော်လူမျိုးတွေရဲ့ mindset ကအဲ့ဒါကိုမလိမ့်တစ်ဖက်လုပ်ပြီးမှကိုလိုတဲ့ကဆွဲလုပ်တတ်တဲ့အကျင့်ရှိနေတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီ charter တို့နော် constitution တို့ရေးဆွဲတဲ့အခါမှာစကလုံးတိတိကျကျနဲ့ရေးဖို့လိုတယ်မကြောက်ပါနဲ့မှန်တယ်ကိုလုပ်တဲ့အခါမှာမှန်တယ်ကိုကြိုက်တဲ့လူတွေတော့ကောက်ကွက်မှာပဲဒါထုံးစံနော်ဆိုတော့ပြောတဲ့ဟိုဆရာမေးသွားတဲ့အချိန်လူတွေရဲ့အတွေးခေါ်ပြောင်းလဲဆိုအဲ့ဒါပြောတာကျွန်တော် mindset ပြောင်းလို့အရင်အရေးကြီးတယ်ဘာလို့ဆိုတော့ဗမာလူမျိုးရဲ့ mindset ပြောင်းဖို့လိုအပ်ယူနေကောကျွန်တော်တို့တိုင်းရင်းသားတွေကလည်း mindset ပြောင်းဖို့လိုတယ်ကျွန်တော်တို့တကယ်တော့ကျင်စစ်မှန်တဲ့ federal ပြည်ထောင်စုကိုတိဆောက်မှာဆိုကျွန်တော်တို့ mindset ကိုပြောင်းရမယ်နေရာတစ်ခါမှငါလူမျိုးငါဘာသာငါကြီးဆိုးမှငါဆရာကြီးလုပ်ရမှာဆိုတဲ့စိတ်တွေရှော့ချဖို့လူရဲ့နေရာဒီပြည်စီများနေဖြစ်သူကတမန်ကြောင်ရဥဒဖြစ်နေတဲ့ကြောင့်သူတို့နဲ့လူကြီးများတဲ့ဂျားမှတန်းတူရေးရဖို့လေငါတို့ဘယ်လိုပေါ်ဆောင်လဲဒါကိုကျွန်တော်တို့ဘာလို့စဉ်းစားလဲဒါကြောင့်ကျွန်တော်တို့အမေရိကန်ကို copy လုပ်တာမဟုတ်ဘူးဘာကို copy လုပ်တာမဟုတ်ဘူးအခုကျွန်တော်တို့ကြည့်မယ်တဲ့အခုNUG ရဲ့ဟိုကပေါ့
ခြာတာကိုကြည့်မယ်နော်ခြာတာကြည့်တဲ့အခါမှာထက်လို့တော့အောက်လို့တော့လုတ်ပိုင်ခွင့်နဲ့အာဏာတွေဘယ်လိုခွဲခြားပေးထားလဲကျွန်တော်တို့ကျမခြာတတ်တော့ဘူးဒါပေမဲ့ဆိုတော့ဘယ်လို Federal ကြီးကဝင်ကြီးရှိတဲ့အတွက်ကြောင့်ပေါ့လေပြန်လေစစ်ပါပြန်လေသုံးသပ်ပါကိုယ့်ရဲ့မူတွေနဲ့ကိုလှုပ်ထားတဲ့ဟာတွေကဖြစ်သလားကျွန်တော်ဒီမိုကရေစီလိုချင်တယ်ဆိုရင်တိုင်းပြည်ရဲ့အချုပ်အခြာအာဏာ3ရပ်အဲ့အာဏာ3ရပ်ကိုတစုတစ်ဖွဲ့ရဲ့လက်ထဲကိုမပေးထားဖို့အရေးကြီးတယ်ဒါကြောင့်မို့ကျဆိုတော့ပြောတော့ကျဒီတောင်စုတစ်ခုလုံးကိုစားပြုတဲ့ပါတီကဝေပြိုင်မယ်ဆိုရင်သူကလူများစု ready အကုန်လုံးစနစ်ကြတိဆောက်ပြဖြစ်သွားတဲ့အကြောင်းမို့သူတို့ရဲ့လက်ထဲမှာပဲအာဏာရောက်တော့အာဏာရောက်သွားတဲ့ပြင်အခုကျ NUG က parliamentary system ကိုကျင့်သုံးတဲ့အကြောင်းမို့ဒါကိုလည်းကျွန်တော်စဉ်းစားနော်အာဏာ3ရပ်ကိုဘယ်လိုခွဲမလဲနော်အဲ့ဒါလေးထည့်စဉ်းစားဖို့ဘာလို့လဲဒီမှာကျွန်တော်တို့ကျဆရာဒေါက်တာထရမုံတို့ပါလို့ဆိုတော့လေဒီက Federal ကြီးရတယ်ပတ်သက်လို့ဆိုကျွန်တော်အတူလုပ်ခဲ့မှုလေတော်တော်လေးဒါအခုအားကောင်းတဲ့ပုံစံတွေဖြစ်တဲ့နိုင်ငံတွေကအခုချိန်မှာလည်းရှိရဲသူတို့တွေဥဆောင်နေတဲ့အတွက်ကြောင့်မို့ကျွန်တော်အနာဂတ်တိုင်းပြည်အတွက်ဘိုးဘအကျိုးရှိတဲ့ Federal Constitution ကိုဆောက်ပေးနိုင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်လူတွေဘေးကလည်းပုံသွားရခင်မေကွန်းကိုဖြေချပေးသွားတယ်ဥက္ကဋ္ဌဦးတော်၎င်းမေကွန်းမိတယ်ဥလှိုင်ဝင်းတော်၎င်းအထူးပဲကျေးဇူးတင်ပါတယ်ကျမတို့အချိန်အကန့်အသတ်ရှိတဲ့အတွက်အကြခင်မှာဒီစကားဝိုင်းလေးကိုအဆုံးသတ်မှာဖြစ်ပါတယ်ဒါပေမဲ့အဆုံးမသတ်ခင်မှာပေါ့နော်အခုနမေးသွားတဲ့မေကွန်းလေးကိုဒေါက်တာလျန်မုံစခေါင်းအနေနဲ့2မိနစ်3မိနစ်လောက်ဖြည့်ဆွတ်ပေးလို့ရမလားမသိဘူးနော်ဖြည့်ဆွတ်ပေးပါရန်ဝန်ကြီးကိုဖိတ်ခေါ်ပါတယ်ရှင်အတန်ကတိတ်မကြည်တော့ကောင်းကောင်းတော့မကြားလိုက်ဘူးဒါပေမဲ့ဆရာခွန်စာတို့ရှိနေတွေကစကားကိုဘယ်လိုကောက်တယ်လဲတော့မသိဘူးကျွန်တော်ဒီမိုကရေစီစနစ်တော့ကြိုက်တယ်ဒါပေမဲ့ပါတီစုံဒီမိုကရေစီစနစ်မကြိုက်ဘူးဆိုတာတော့မပြောလို့ဘူးထင်ပါတယ်ကျွန်တော်ဒီမိုကရေစီကျင့်စဉ်ဆိုတဲ့စာအုပ်တစ်အုပ်ကြီးပါတယ်အဲ့ဒီမှာပါတီစုံဒီမိုကရေစီစနစ်ကဘယ်လောက်လိုအပ်တယ်ဆိုတာကျွန်တော်ကောင်းကောင်းပြောထားပါတယ်ပြီးတော့ဆရာခွန်စာပြောတဲ့ထဲမှာဟိုတခုပေါ့လေကျွန်တော်တို့ charter ထဲမှာလူမျိုးကြီးတွေကလွှမ်းမိုးရမယ်တော့မဟုတ်ပါတီကြီးတွေကလွှမ်းမိုးရမယ်အရေးအယောင်ရှိတယ်ဆိုတဲ့ဟာပြောတာရှိပါတယ်အဲ့ဒါဘေးအပိုက်လေးမသိဘူးအဲ့ဒါလေးသိရင်တော့ကျေးဇူးပြုတော့ပို့ပေးလိုက်ပါဆိုတော့ဘာလို့ဆိုတော့ကျွန်တော်တို့ကဒါမဖြစ်စေချင်ဘူးလေအဲ့လိုအနေထားမျိုးဖြစ်သွားတဲ့ဟာမျိုးရှိတယ်ဆိုရင်ဒီမှာကျွန်တော်တို့ဆရာမခင်မမျိုးလေးရှိတယ်မင်းရလေးရှိတယ်ကျွန်တော်လေးရှိတယ်ကျွန်တော်တို့နေတဲ့အမြင့်ဆုံးပင်ရှင်ဖို့ပေါ့နော်အထူးသဖြင့်ကျွန်တော်တို့တွင်ကူပြောင်းရေးကာလဖွဲ့စည်းပုံချီခံဥပဒေညူဂျီပင်ရှင်ရေးကော်မတီမှာကျွန်တော်တို့3ယောက်စလုံးပါပါတယ်ကျွန်တော်3ယောက်စလုံးပါတော့အဲ့ဒါမျိုးဒီလမ်းကြောင်းတွေးနိုင်တယ်လို့ထင်တဲ့ဟာကျေးဇူးပြုတော့လန်ဒန်မှာရှိတယ်ဆိုတော့ဆရာမခင်မမျိုးလေးရှိတော့အဲ့ဒါအမြင့်ဆုံးပို့ပေးပါပေးချက်လေတိကျကျနဲ့ပို့ပေးပါဒါလေးတချို့ပါနောက်တတိယတစ်ခုနေနဲ့ကကျွန်တော်ဆရာပြောတဲ့ theme ပါပေါ့လေ Federal တာကောင်းကောင်းကောင်ထေပေါ်နိုင်တယ်ဆိုရင်ဒီမိုပြောင်းပြန်ဖြစ်သွားတယ်ကျွန်တော်ပြန်ပြောမယ်ဒီမိုကရေစီတာကောင်းကောင်းကောင်ထေပေါ်နိုင်တယ်ဆိုရင် Federal တော့မလူဘူးဆိုတဲ့အပြုစုချက်မျိုးကျွန်တော်ကြားရတယ်ကျွန်တော်ကြားတာမှန်လားမသိဘူးကျွန်တော်အနေနဲ့ကတော့ Federal Democracy တခုတည်းတော့လုံးဝကိုမလုပ်လို့ Federal စနစ်တွေးဖက်ပြီးတော့ကျင့်သုံးဖို့လိုပါတယ်ဘာဖြစ်လို့လဲဆိုတော့ အာဏာ3ရပ်ကိုဆရာပြောတာရှိတယ်အဲ့ဒီအာဏာ3ရပ်မှာ Democracy စနစ်တခုတည်းကိုပဲကျွန်တော်တို့ကျင့်သုံးမယ်ဆိုရင် separation of power အဲ့ဒီအာဏာကိုပိုင်းခြားကျင့်သုံးခြင်းပဲကျွန်တော်တို့လုပ်လို့ရတယ် Democracy စနစ်မှာ Democracy ကခွင့်ပြုနိုင်တာပိုင်းခြားကျင့်သုံးခြင်းရှင်းပဲရှိတယ် Federal ကိုကျွန်တော်တို့တွေးဖက်ကျင့်သုံးမှသာလျှင် Division of Power လို့ခေါ်တဲ့ပြည်ထောင်စုနဲ့ပြည်နယ်ကြားအာဏာခွဲဝေမှုကျင့်သုံးရမှာဖြစ်တယ်အခုကျွန်တော်တို့တိုင်းပြည်ရဲ့အဓိကပြဿနာ1940ခုဖွဲ့စည်းပုံချီခံဥပဒေမှာလည်းအာဏာပိုင်းခြားခြင်းကကောင်းကောင်းပြဋ္ဌာန်းထားတယ်74မှာတော့မှဒါကျင့်သုံးတယ်ခု2008မှာလည်းကျင့်သုံးတယ်ဒါပေမဲ့အဲ့ဒီဖွဲ့စည်းပုံချီခံဥပဒေ3ခုစလုံးမှာရှင်းလင်းမဖော်ပြတာရှိကုန်မရှိတာကအာဏာခွဲဝေကျင့်သုံးခြင်း division of power မရှိဘူး division of power မရှိဘူးဘာဖြစ်လို့လဲသူတို့ရည်ရွယ်တဲ့ဖွဲ့စည်းပုံချီခံဥပဒေကFederal စနစ်မဟုတ်တဲ့အတွက်ပြည်နယ်ဖွဲ့စည်းပုံချီခံဥပဒေတွေမရှိဘူးဆိုတော့ပြည်ထောင်စုနဲ့ပြည်နယ်ကြားအာဏာခွဲဝေခြင်းကိုဘယ်လောက်ရှင်းမဲ့သူတို့လုပ်လိုက်တယ်လဲဆိုတော့ဇယားတိနဲ့ပဲလုပ်ချလိုက်တယ်ဒါပေမဲ့ဇယားတိနဲ့ကုစလုံးကဘယ်သူကထိန်းချုပ်တယ်လဲပြည်ထောင်စုလက်တော်ကပဲပြန်ထိန်းချုပ်တယ်လေ
ပြီးမှပဲပြန်ထိန်းချုပ်တယ်ပြီးထောင်စုကပဲပြန်ထိန်းချုပ်တယ်အဲ့ဒီခါကျတော့ပြည်နယ်တွေခွင့်ရပြီတော့မှမရနိုင်အဲ့ဒီတွေ့ကြောင့်ကျွန်တော်မြင်ကတော့ကျွန်တော်တို့ခုအဲ့ဒါကြောင့်ကျွန်တော်တို့ရှင်းရှင်းလင်းလင်းပြောထားတာ Federal Democracy ပြည်ထောင်စုစနစ်လို့ကျွန်တော်ပြောတာဖြစ်တယ် Federal ရှိကိုရှိရမယ် Federal မရှိလို့ကိုမရဘူးပြီးတော့ Democracy စနစ်ရှိကိုရှိရမယ် Democracy စနစ်ကျွန်တော်တို့ကျင့်သုံးမယ်ဆိုရင်ပါတီစုံ Democracy စနစ်ကတော့အဲ့မှာပါကူပါတယ်လို့ကျွန်တော်အဲ့ဒီပဲပြန်ဖြစ်ရှင်းပါတယ်ခုကျွန်တော်တို့ charter မှာလည်းပါတီစုံ Democracy စနစ်ဆိုတာကျွန်တော်တို့ဘာခုံးလဲဒါကို convert လုပ်ပြီးတော့မှကျွန်တော်တို့အခြေခံမှုဖြစ်နေရေးတဲ့ထဲမှာဒါတွေကိုကျွန်တော်တို့အနေနဲ့ charter မှာမပါတဲ့ချက်လက်တွေတော့မှကျွန်တော်တို့ဖြစ်ဆွပြီးတော့ကြီးထားပါတယ်လို့ကျွန်တော်တင်ပြချင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဒီနေ့ဖိတ်ကြားပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဆွေးနွေးခွင့်ရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်လို့ဒီကုန်းချုပ်နေကျွန်တော်ပြောချင်ပါတယ်ကျွန်တော်မကြခင်အစည်းအဝေးတစ်ခုထဲဝင်ဖို့ဖြစ်နေတဲ့အတွက်အစည်းအဝေးရှိအစီအစဉ်ကဘယ်လိုတော့မလဲကျွန်တော်မသိဘူးအဲ့ဒါကြောင့်ဘယ်လိုထိကျွန်တော်နေပြရမလဲမသိဘူးအစီအစဉ်ပြီးဆုံးသွားတော့မှာပါအာနာပါ15မိနစ်တွင်ကျွန်တော်သွားရမှာပါ15မိနစ်15မိနစ်ဆိုပြီးပါတယ်ဟုတ်ကဲ့ပါရှင်ကျေးဇူးတင်ပါတယ်ဝန်ကြီးကိုထပ်ပြီးတော့မှဖြည့်ချပေးသွားတယ်ဝန်ကြီးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ထပ်2မိနစ်လောက်ကိုကျမတို့ဝန်ကြီးဒေါက်ခင်မမမျိုးကနေဖြည့်ဆွတ်ပေးပြောကြားပေးပါရန်ဖိတ်ခေါ်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့အဓိကမိခွန်းနှစ်ခုပေါ့နော်ကျမတို့ဗမာပြည်နယ်ဖွဲ့စည်းပုံပေါ့နော်ဗမာပြည်နယ်ဖွဲ့စည်းဖို့လိုသလားပေါ့လေကျမရိုးရိုးရှင်းရှင်းလေးပဲကျမတို့လေစဉ်းစားကြည့်မိတယ်ပေါ့နော်ကျမတို့ကိန်းမုံတစ်ခုကိုခွဲတဲ့အခါတည်းကြာလို့ရှိရင်ဘသူကဓာတ်ကင်တယ်လဲဆိုတာပေါ့နော်ကျမတို့ကတော့ဖြစ်ချင်တာတော့ဘသူမဆိုဓာတ်ကင်ကျင်တယ်ဘသူမဆိုဓာတ်ကင်လို့ရတယ်အဲ့ဒီအခြေအနေပဲဖြစ်ရမယ်အဲ့ဒီလိုမဟုတ်ဘဲနဲ့လူတယောက်ကဓာတ်ကင်ပြီးတော့ဒီကိန်းမုံကိုတော့ဒါကတော့နံပါတ်1လူကစားဒါကတော့နံပါတ်2လူကစားဆိုပြီးတဲ့အခါကျတော့အားလုံးလိုက်ခွဲပေးတယ်ခွဲပေးပြီးတော့ပြီးလဲပြီးရောသူစီကြတော့တစ်ချမ်းလုံးလဲကြံနေပဲပေါ့နော်အဲ့ဒီလိုအခြေအနေမျိုးအဖြစ်ခံလို့မရအောင်အားလုံးဒီတာတူညီမျှဖြစ်ရမှာဖြစ်တဲ့အတွက်ဗမာပြည်နယ်ဆိုတာကလည်းကျမတို့တွေရှိရမယ်ဒီတိုင်းပြည်ကို ethnic federalism ပေါ်မှာအခြေတည်ပြီးတော့သွားတယ်ဆိုလို့ရှိရင်အခြားသောတိုင်းရင်းသားလူမျိုးများတွေလည်းအားလုံးနဲ့ဒန်းတူဒါဒီကျမတို့လူမျိုးပေါင်းစုံဒါကိုယ့်ရဲ့ပြည်နယ်တွေကရှိဖို့အတွက်လိုအပ်တယ်ဆိုတဲ့အနေအထားလေးပေါ့နော်အဲ့ဒါလေးမြင်ပါတယ်ဒါတခုပေါ့နော်နောက်တစ်ခုအနေထားကြတော့နိုင်ငံရေးပါတီတွေကျမတို့အများအားပြောပြတဲ့ဥစ္စာအနေထားရှိပါတယ်ဒီတိုင်းပြည်နဲ့ပတ်သက်ပြီးတဲ့အခါကျတော့ ownership ပေါ့နော်တချို့လူတွေနဲ့စဉ်းစားလိုက်တဲ့အခါကျရင်တချို့လူတွေနဲ့ကျမစကားပြောပြတယ်အများအားသူတို့ကပြည်အောင်စုလိုပဲစဉ်းစားတယ်ကျမတို့ပြောတယ်ဗမာကလည်းပြည်အောင်စုလည်းစဉ်းစားရမယ်ဗမာပြည်နယ်အတွက်ပြည်နယ်လည်းစဉ်းစားရမယ်အဲ့ဒီတိုင်းပဲကချင်ကလည်းကချင်ပြည်အတွက်ပဲစဉ်းစားတာမဟုတ်ဘူးတနိုင်ငံလုံးရဲ့ပြည်ထောင်စုကိုလည်းစဉ်းစားဖို့အတွက်လိုအပ်မယ်အဲ့ဒီတိုင်းပဲရှမ်းပြည်ကလည်းပြည်အတွက်ပဲစဉ်းစားတာမဟုတ်ဘဲနဲ့ခါကျကျမတို့ဒီပြည်ထောင်စုထားတာအဲ့တော့ဒီပြည်ထောင်နေတဲ့ကကိုယ်စလဲတွေကပြည်ထောင်စုတစ်ခုလုံးကိုကျမတို့တွေပြန်ပြီးတဲ့ခါကျတော့အုပ်ချုပ်ခွင့်ရှိရမယ်ဒီအတွက်နိုင်ငံရေးပါတီဥစ္စာအနေထားတွေထဲမှာဆိုလို့ရှိရင်လေပြည်ထောင်စုပါတီပြည်နယ်ပါတီဆိုပြီးတော့အဲ့ဒီခွဲဝေတဲ့ပုံစံအဲ့ဒီစနစ်ကိုကျမတို့ဖြတ်သိမ်းပြရမယ်နိုင်ငံရေးပါတီဖွဲ့စည်းပုံအနေထားတွေမှာတနိုင်ငံလုံးကိုလွှမ်းခြုံတော့ဒါဒီနိုင်ငံရေးပါတီတွေရှိမယ်အဲ့ဒီကနေမှမဲဆန္ဒနယ်မြေအလိုက်တော့ဘယ်မဲဆန္ဒနယ်မြေတွေမှာဘယ်သူတွေကပြန်ကြမလဲဆိုတဲ့အနေထားပုံစံလေးတွေနဲ့ကျမတို့တွေတစ်ချိန်မှာပေါ့နိုင်ငံရေးပါတီတွေဘလို့ဖွဲ့စည်းပြီးဘလို့မဲဆန္ဒတွေကိုဒါဒီရွေးကောက်ပွဲတွေကိုဝင်မလဲဆိုတဲ့ကိစ္စကိုလည်းကျမတို့ဆွေးနွေးဖို့အတွက်အနေထားဥစ္စာမျိုးတော့လိုအပ်မယ်လို့ထင်ပါတယ်အဲ့ရောအဓိကအနေထားကတော့တနိုင်ငံလုံးလွှမ်းခြုံပြည်နယ်ပဲဆိုတဲ့ဥစ္စာအနေထားကတော့ကျမခုနတော့ကဆွေးနွေးတယ်လို့ပဲလူတယောက်ကဓာတ်ကိုကင်ပြီးငါကျန်တဲ့သူတွေကိုငါအကုန်ခွဲမယ်ကျန်တာငါအားလုံးယူမယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေတဲ့အတွက်ဒီလိုပုံစံဒီလုံးဝလက်ခံစရာအကြောင်းမရှိဘူးကျမတို့ဖဆပလအကျိုးညီလာခံတွေကဗမာပြည်နယ်ဖွဲ့စည်းရေးနဲ့ပတ်သက်ပြီးတဲ့အခါကျရင်ခေါင်းဆောင်များတွေသဘောတူထားခဲ့ပြီးတော့ဖြစ်တယ်1940ဖွဲ့စည်းပုံအခြေခံဥပဒေမှာဒါဗိုလ်ချုပ်တို့တွေကြာဆုံး
ပြီးခဲ့တဲ့အခြေအနေဖြစ်တဲ့အတွက်ဆိုပြီးတဲ့အခါကျတော့ဒီအခြေအနေတွေဟာအကောင့်ထဲမပေါ်လာခဲ့တာဖြစ်တဲ့အတွက်ဒါဒီကျမတို့ဆက်လက်ပြီးတဲ့အခါကျတော့တခြားကောင်းဆောင်များကအတိုက်ခံမလုပ်ဘဲနဲ့ဆွေးနွေးခြင်းသိပ်ပြီးတဲ့အခါကျတော့မပြုတ်ကျဲကြဘဲနဲ့အခါကျတော့ဆက်ပြီးတော့နေခဲ့ကြတဲ့အနေအထားပုံစံဖြစ်တယ်သို့တော်လည်းအခုလက်ရှိအခြေအနေမှာတော့တမိုင်းရဲ့ရလက်တမိုင်းရဲ့အဖြေအရကျမတို့တွေဒီကိစ္စရက်ကမပါလို့မဖြစ်တော့ဘူးဗမာပြည်နယ်ဖွဲ့စည်းရေးသည်ကျမတို့တိုင်းပြည်ထဲမှာရှိဖို့အတွက်လိုအပ်တဲ့အနေအထားလို့မြင်ပါတယ်လို့ကျေးဇူးတင်ပါတယ်ရှင်ထပ်မံပြီးတော့မှဖြည့်ဆွဲဖြည့်ချပေးသွားတယ်ဝန်ကြီးတော်ခင်မမမျိုးသူပဲကျေးဇူးတင်ပါတယ်ကျမတို့ခုနောက်ဆုံးပိုင်းကိုရောက်နေပါပြီနောက်ဆုံးကျေးဇူးတင်စကားကိုပြောကြားပေးဖို့ရန်အတွက် UK အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စားလှယ်ဒေါက်တာတက်ကိုကိုဖိတ်ခေါ်ပါတယ်ဟုတ်ကဲ့အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်အခုလိုမျိုးပေါ့နော်အပိတ်စကားလေးပြောကြားပေးခွင့်ရှိတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ပထမအဦးဆုံးပေါ့နော်ဆရာမနော်ဆူဇာနာလလဆိုရဲ့ကျွန်တော်ရဲ့ UK ကရင်ကိုယ်စားလှယ်ဒေါက်တာနှင်းနာနာဦးတို့ကိုနော်ဟိုပါပေါ့ကရင်အမျိုးသားနေ85ကြိမ်မြောက်ကရင်အမျိုးသားနေကိုဂုဏ်ယူကြောင်းအရင်နှုတ်ခွန်းဆက်တာလိုပါတယ်ကိုကျမကိုဖန်တီးနိုင်တဲ့ကရင်ပြည်လည်းအမြန်ပေါ်ပေါက်ပါစေလို့ကျွန်တော်ကနေဆုမွန်ကောင်းတောင်းပါတယ်ဒီကျွန်တော်အနေနဲ့ကတော့အခုပေါ့နော်ဒီသွေးချင်းချစ်ကြည်အောင်မွဲစီတို့ဆိုပြီးတော့ UK မှာရောက်နေတဲ့ကျွန်တော်တို့မြန်မာပြည်မှာမွေးခဲ့တဲ့ပြည်ထောင်စုသားအားလုံးကနေပြီးတော့ဗမာပါဝင်ပေါ့နော်အားလုံးကနေပြီးတော့လှုပ်တဲ့ပွဲမှာအခုလိုမျိုးပေါ့နော်ဒီစကားဝိုင်းလေးပါတင်ဆက်ပေးတယ်ပေါ့နော်အထူးအစီအစဉ်ကိုစီစဉ်နဲ့ကျွန်တော်တို့မွန်ကိုယ်စားလှယ်ပေါ့နော် UK ကမွန်ကိုယ်စားလှယ်မင်းတန့်စင်ကိုလည်းကျေးဇူးတင်ပါတယ်ကျွန်တော်တမင်ဦးတို့ကိုတို့ထည့်မသုံးတာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ပေါ့နော်ကျွန်တော်တို့ဒီမြေပြတ်မှာနေတဲ့လူတွေကလေဦးတွေတိုင်းရင်းသားတွေကိုပေါ့နော်တိုင်းရင်းသားဆိုတာဗမာပါဝင်နော်လူမျိုးစုတွေမှာဦးတွေကိုတွေထည့်ခေါ်တဲ့အခါမှာတစ်ခါလေကြလို့ရှိရင်သူတို့ကတော့ပေါ့နော်လေးစားသမှုနဲ့ခေါ်တာဒါပေမဲ့ဟိုဘက်မှာကျတော့ Burmanization ဆိုတဲ့ခံစားမှုမျိုးခံစားရပါတယ်အဲဒါကြောင့်ကျွန်တော်ကမင်းသားစံလို့ဖြစ်ပါတယ်လို့နော်ပြီးတော့နောက်တစ်ခုကကျွန်တော်တို့ပေါ့နော်ကျွန်တော်ကရန်ကုန်မှာကြီးတဲ့လူဖြစ်ပါတယ်ဗမာစစ်မဟုတ်ပါဘူးကျွန်တော်လည်းတိုင်းရင်းသားအများကြီးဆက်ပါတယ်ပေါ့နော်အဲ့အတွက်ကြောင့်ကျွန်တော်တို့အားလုံးကိုဒီတိုင်းရင်းသားတွေအားလုံးတောင်းမှလိုပါတယ်လို့ကျွန်တော်တို့မြေပြတ်မှာရန်ကုန်မှာနေတဲ့လူတွေကပေါ့နော်ကျွန်တော်ပြည်မလို့မခေါ်ပါဘူးဘာလို့လဲဆိုတော့ပြည်နယ်ပြည်မဆိုတာပါပြောရပါတော့မယ်ကျွန်တော်ဗမာပြည်နယ်လဲဖြစ်ဖို့ကျွန်တော်တို့ကထောက်ခံပါတယ်ပေါ့နော်ကျွန်တော်တို့အဲ့ဒါဖြစ်မှသာလည်းဒီအကြက်တဲအမြန်ပြီးဆုံးမှာဖြစ်ပါတယ်လို့နော်ပြီးတော့ကြတော့ပေါ့နော်ပြည်နယ်ပြည်မဆိုတာလည်းပပြောရပါမယ်ပြီးလို့ရှိရင်ဗမာပြည်နယ်လည်းပေါ်ပေါက်ရပါမယ်ကျွန်တော်တို့ Federal ပြည်ထောင်စုကြီးလည်းပေါ်ပေါက်ပါမယ်ပေါ့နော်အခုပေါ့နော်အခုလိုကြောက်ရောက်လာတဲ့ပေါ့ဒီလူကြီးတွေအားလုံးပေါ့နော်အဓိကကတော့ကျွန်တော်တို့ NUG ကဝင်ကြီးများဖြစ်ကြတဲ့ဒေါက်တာလျံမုံစာကောင်နော်ဆူဇာနာလလဆိုဒေါက်ခင်မမမျိုးမင်းစရာဦးနဲ့တကွာကျွန်တော်တို့ UK ကရင်တိုင်းသားခေါင်းဆောင်ဒူဝါခွန်စာမခေါ်တို့အားလုံးကျေးဇူးတင်ပါတယ်ကချင်မျိုးသားခေါင်းဆောင်ဒူဝါခွန်စာမခေါ်တို့ကျေးဇူးအများကြီးတင်ပါတယ်ပြီးတော့ပေါ့နော်ကျွန်တော်တို့လာပြီးတော့တက်ရောက်ပြီးတဲ့ကိုယ်စားလှယ်တွေဖြစ်တဲ့ဦးနိုင်ဝင်းချင်းကိုယ်စားလှယ်မအုံမာစိန်လင်းရှမ်းကိုယ်စားလှယ်ကိုခင်မောင်လွင်ကရင်ကိုယ်စားလှယ်ဒေါက်တာနှင်းနာဦးမွန်ကိုယ်စားလှယ်မင်းတန်စင်တို့ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့တွေပေါ့နော်တတန်နဲ့ညီတချီတဲ့ယုံကြပါစို့ကျွန်တော်တို့ဒီစစ်အစိုးရကိုအမြန်ဆုံးစစ်အစိုးရလို့မခေါ်ချင်ပါဘူးဒီစစ်အာဏာရှင်ကိုအမြန်ဆုံးဖြိုချကြပါစို့ကျွန်တော်တို့စစ်မှန်တဲ့ Federal ပြည်ထောင်စုကြီးကိုအမြန်တည်ဆောက်ကြပါစို့နောက်ဆုံးကျေးဇူးတင်စကားပြောကြားပေးသွားတဲ့ UK NUG ကိုယ်စားလှယ်ဒေါက်တာတက်ကိုကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ကျေးဇူးတင်စကားကိုကျွန်မထပ်ပြီးတော့မှဖြည့်ဆွဲပြောကြားချင်ပါတယ်ဒီနေ့6နှစ်မြောက်ပင်လုံစာချုပ်ချုပ်ဆိုတဲ့နေ့အခမ်းအနားထိပ်မှာ Federal စကားဝိုင်းကိုဦးဆောင်ပေးတဲ့သူတွေအားလုံးဒေါက်တာတက်ကိုကိုဖော်ပြပြီးသွားပါပြီကျေးဇူးအထူးတင်ပါတယ်လို့ဝန်ကြီးများဒုဝန်ကြီးနဲ့တိုင်းရင်းသားကိုယ်စားလှယ်များကိုအထူးပဲကျေးဇူးတင်တယ်လို့မီဒီယာအတွက်လက်တွဲပြီးတော့မှlive ကိုလွှင့်ပေးကြတဲ့မီဒီယာအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ပြီးတော့မှဒီစက်ပိုင်းဆိုင်ရာကူညီပေးတဲ့ဒီကိုနားလျံဝန်တော်၎င်းဖက်ကနေ
ပါဝင်ပေးရတဲ့သူတွေအားလုံးကိုနာမည်ကြံခဲ့လို့ရှိရင်ခွင့်လွှတ်ပါလို့နာမည်နဲ့မပေါ်ပြတော့ပါဘူး။နောက်ပြည်သူတွေကြီးစုနေကြတဲ့ပြည်သူတွေအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်။ကျမတို့ Federal ပြည်ထောင်စုကိုဦးတည်နေတဲ့အတွက်ကျမတို့လှပတဲ့ဥယျာဉ်ကြီးတစ်ခုဖြစ်ပေါ်လာဖို့အတွက်ကျမတို့ရှောက်လန်းနေတဲ့အချိန်ဖြစ်ပါတယ်လို့လန်ခီးကကြမ်းတမ်းပါတယ်။ဒါပေမဲ့တယောက်နဲ့တယောက်တီးခံခွင့်လွှတ်ပြီးတော့မှကျမတို့အရောက်လှမ်းကြပါစို့ဆိုတဲ့စကားလေးနဲ့ကျမနောက်ဆုံးအပိတ်စကားလေးကိုကျေးဇူးတင်စကားနဲ့အတူပြောချင်ပါတယ်။အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ် Federal စကားဝိုင်းလေးဒီမှာပြီးဆုံးသွားပါပြီကျေးဇူးအထူးတင်ပါတယ်ရှင်